ရဲစွာနှောင်ပေရိုးဆဲတွေတိမြေဝန်ဆိုင်လောဘမြိုင်ကခံခိုင်အေးကြည်နိဗ္ဗာန်ပြည်ကိုမျော်ရည်မှန်းကလွန်ပြပါ၏လေးပြမဲ့ဟုဖိုးလေးသူနှင့်အောင်သူစေယူသူမပြုသာအတုမဲ့ဉာဏ်နိဗ္ဗာန်နှင့်သွားလန်းလာဘုံအလုံးစုံကိုအာယုံမျက်မြင်မှန်းဆထင်၍ဒီတွင်အောင်မဲ့ဒီဘက်ဘုဇင်ဒီတွင်သီလသမထနှင့်မေဃတဖြာကျင့်သိခါဟုမြတ်စွာထွဋ္ဌိမိငယ်ပြည်လေခရီးလန္တာအလှမ်းกว่า၍မှန်းကစိတ်ရည်ဖြေမစီသည်နေမီကြာလှဧသောကြောင့်အဲ့ဒါဒီနေ့ဟောမယ့်တရားအခြေခံပဲမနေ့ကတော့ဩကာသလောကကြီးကြည့်ဖို့လူတွေပညာပေးခဲ့တယ်ဒီစကားလေးမမေ့အောင်ထပ်ပြောဩကာသလောကဆိုတာလူတို့ရဲ့နေရာမြေပြင်ကိုခေါ်တယ်လူတို့ရဲ့နေရာမြေပြင်ကိုကြည်သောအဖြစ်မြေပြင်ပေါ်ရှိတော့သစ်ပင်တွေမြင်ရဒါသဘာဝတောတောင်အခြေအနေအဲ့ဒါကိုရှုကြည့်ရတယ်လောကကြီးตายရလားမလားตายရမလားဘူးလားဆိုတာဒါကိုပထမကြည့်ရတယ်ရှေ့ကပညာရှိဒီဟန်ပညာရှိပုဂ္ဂိုလ်တို့ရဲ့ကြည့်ရှုနည်းလူလောကကြီးဘယ်သူတွေဘာပြောနေနေရှေ့လှမ်းကြည့်တော့တို့လောကကြီးตายရလားမလားဆိုတာအဲ့ဒီဩကာသလောကကစကားပြောတယ်ဩကာသလောကကပုံဟန်ပြတယ်အမြင်နမိတ်ခေါ်တယ်ဘုန်းကြီးတိုင်းနဲ့ပြည်နယ်ဒီအနှံပြားရောက်လာတယ်အောက်ပြေအလမြေလပိုင်းအညာဒေသဒီဓမ္မကာလေးကိုပဲတနင်္သာရီတိုင်းတောတွေတောင်တွေခြောက်တွေမြောင်းတွေရင်ငံပိုင်းရေချိုးပိုင်းနေအနှံပြားရောက်ခဲ့တဲ့နေရာလည်းရှိတယ်တောတောင်တွေတဲဆိုးပြေတယ်အထူးသဖြင့်မြေလပိုင်းဖြစ်တော့ကြောက်ပတောင်းရေနံကြောင်းမကွေးမိထီလာသာစီဝမ်းတွင်းစသည်ဖြင့်အဲ့ဒီနံတရောကြီးနောက်မိသားလန်းတစ်လျှောက်လာခဲ့တယ်မိသားလန်းတစ်လျှောက်ရန်ကုန်ပေါ့အောင်ကားနဲ့လာခဲ့တယ်လောကကြီးကြည်ရင်လာလမ်းဘေးတစ်လျှောက်အကုန်လုံးကြည်လာခဲ့တယ်တောင်ကိုရေရာရှိရေနီစသည်ဖြင့်ကျွန်းနေရာတရားပွဲတွေခေါ်လာခဲ့တယ်ပေးတည်ရွတ်လာခဲ့တယ်သူတို့အဆန္ဒလည်းဖြစ်ခဲ့တယ်လောကကြီးလည်းကြည်ခဲ့တယ်လောကကြီးဘာသူဘာပြောနေလဲမြန်မာပြည်ကြီးသားရလာမှာသိကြတယ်ဒါကြောင့်မို့နောင်တော့ဆရာတော်ကြီးအမေရှိတာမှန်လိုက်လေလို့လူများဝမ်းသာအားရကျေးဇူးတင်ကြလိမ့်မယ်မြန်မာပြည်ကြီးဘသူဘာပြောနေလဲဘာမှမဖြစ်ဘူးဘာမှစိုးရင်ကြမှာဖြစ်ဘူးအဲ့ဒါမှတ်တယ်လောကကြီးတဲသားရတယ်၆တွေ့နေလို့ရှိရင်လောကကြီးမကောင်းဘူးရှေ့ကဘုန်းကြီးဒီခကြီးအကျဉ်းချင်းသွားဘူးတယ်ဖြတ်တန်းဘူးတယ်အခုလိုဆောင်းရဒီကြီးတောင်မှသစ်ပင်တွေညှိုးလို့၆လို့သစ်ပင်တွေရွက်လက်ရိုးတံတွေခြီလို့နေတယ်အခုနွေရာသီတပေါင်းလာရောက်ရွဟောင်းကျွေးလို့ရွက်တဲ့လောင်းမဲ့ဒီခါဒီချိန်မှာဆိုလို့ရှိရင်ရွဟောင်းတွေကျွေးလို့နေတဲ့အချိန်ကြီးမှာသစ်ပင်တွေအကုန်လုံးစိတ်ဆိုးနေတယ်မြေလပိုင်းတွေပေါ့အညာပိုင်းတွေပေါ့ကိုကဒီတက်တောင်သားတယ်လို့ရှိသေးတယ်ဘယ်နေရာကြည့်ကြည့်သစ်ပင်တွေအကုန်လုံးစိတ်ဆိုးနေပန်းတွေကလည်းပွင့်လို့နေကြတယ်မြက်ခင်းတွေကလည်းစိတ်လို့နေကြတယ်လောကကြီးသားရနေတယ်အဲ့ဒါတတ္တလောကမဟုတ်သေးဘူးဩကာသလောကခေါ်တယ်ဩကာသလောကကြီးသားရနေလို့ရှိရင်တတ္တလောကခေါ်တယ်ဒိုမြေကြီးပေါ်နေတဲ့လူတွေအတွက်သားရလာမှမကြောက်ဘူးအဲ့ဒါအမြင်ကြည့်ပြီးအမြင်နမိတ်ကြည့်ပြီးနော်မနေ့ကစကားလေးအဆက်နားရှင်းအောင်သူကဘုန်းကြီးထံလာမေးကြတယ်အဲ့ဒါကလောကကြီးကိုတို့မြန်မာပြည်ကြီးဘာမှစိုးရိမ်ကြမရှိဘူးဆိုတဲ့စကားအဆက်နော်ဒီနေ့ခေါ်မဲ့တရားကယောမာတရံပိတရံဝါမေသောဓမေနပောတတိဣရိဝနံပတံတံတိပစ္ဆာတကေပမောတတိယောမေသောအကျဉ်မိဘကျေစုအချိုးတိဒသာကောင်းသမီးမြတ်သည်မာတရံဝါမြင့်ဖို့နှိုင်းសមကပြန်ကျူကျေစုကြည်သည့်မွေးတဖမွေးအမိယံမွေးသမီးခင်ကျေစုရှင်ကို၎င်းဒီတရံဝါမြင့်မို့နှိုင်းရှင်မြင့်မို့နှိုင်းရှင်ဂုံရင်အနန္တောပြော၍မပြီးကျေစုကြည်လားမွေးဖကို၎င်းဓမေနမင်္ဂလာတရားမမှားမဆောင်လံကောင်းမချောတရားတော်နှင့်အညီဟောတတိ
မိဘကျေးဇူးအထူးသိတာလုတ်ကျွေးပြုသူကြီးပြုကြ၏ဤဒေဝပစ္စုပန်လောကဤခဏဤဘဝ၌ပင်လင်နံသောမိဘကျေးဇူးအထူးသိတာလုတ်ကျွေးမွေးပြုသောသားကောင်သမီးမြတ်ကိုပတံတန်တိချီးမွမ်းကြကုန်၏ပန္နိတာလိမ္မာမြင်သည့်ပညာရှိတို့သည်ပတံတန်တိတော်ပေ၏တော်ပေဥအာဩခြင်းချီးမွမ်းကြကုန်၏ပစ္စဓမ္မလွန်လောကနောက်ဘဝ၌သက်ခေဘုံတာဝရိန်ဂုံရှိန်မြောက်များဂုံရှိန်ကြီးမနာများတို့ပျော်ပါစံရထဏရွာ၌ပမောတတိဝမ်းမြောက်ကြည်သာမပင်မပန်းချမ်းချမ်းသာသာခံစားစံစားရမြဲဖြစ်လေတည်းလူတို့အတွက်သိကြပါသေးတော့လို့ရိုးရိုးလေးဆိုတဲ့စကားမိဘကျေးဇူးလူများဟာသိရမယ်လူရယ်လို့ဖြစ်လာရင်မိဘရှိကြတယ်မိဘမရှိဘဲနဲ့လူဖြစ်မလာနိုင်ငယ်စဉ်ကတောင်းကြည့်မိဘကမွေးလာလို့လူဟာလူရယ်လို့ဖြစ်လာခဲ့ဘဝလက်နှလုံးပခုံးလက်နှစ်သက်ဝါဘတ်တော်ကစီနှစ်နဲ့လူဖြစ်အောင်မွေးခဲ့ကြတော့မိဘကျေးဇူးလူငယ်တွေမသိကြဘူးမိဘစကားနားမထောင်ကြဘူးအဲ့ဒီလိုဖြစ်ကြသောကြောင့်မိဘကျေးဇူးကြီးတယ်မိဘကျေးဇူးကြီးကြောင်းမြတ်စွာဘုရားရှင်ကသာဝတိပြည်ဒေတုံကျောင်းတော်၌မိဘလုတ်ကျွေးသောယဟန်ငယ်တစ်ပါးကိုမိဘလုတ်ကျွေးခြင်းသည်ကျုပ်ရွေးတတ်တယ်လို့ဟောပြောတယ်ဟောပြောပြီးနောက်သစ္စာပရိယောတာနေသစ္စာပြပြီးတော့အဆုံးနဲ့ထိုမိဘလုတ်ကျွေးတော့မာလူဘောဓလယဟန်သောတာပန်သိသွားတယ်ဒီအကြောင်းကိုဟောတယ်အဲ့ဒီအကြောင်းနဲ့ဆက်လို့ဒီနေ့ဘုဒ္ဓကျောင်းကစာပနေရိုက်မြတ်စွာဘုရားရှင်သာဝတိပြည်ဇေတဝန်ကျောင်းတော်ကြီး၌တည်သုံးနေတော်မူစဉ်အခါဝဲသာဝတိပြည်ကြီး၌အလွန်ချမ်းသာသောမဟာဒနတထေကြီးရှိတယ်ဥစ္စာကလေး70ကျွယ်ဝသူတို့မှာပစ္စည်းတွေကများပြတော့လေသားသမီးကများများမရှိဘူးသားတယောက်တည်းရှိမိဘတို့ဒီသားတယောက်တည်းရှိတော့ကထိုသားတယောက်ကိုမျက်စိတစ်လုံးနဲ့ရှိတော့သူဒီကိုယ့်မျက်စိကိုထိခိုက်မှစိုးရအောင်သောကြောင့်စောင့်ရှောက်ကြတဲ့ခဲ့လို့တယောက်ထိရှိတော့မိဘတို့ဒီသားလေးတယောက်ဟာကိုမျက်စိအောက်ကအပြောက်မှခံခြင်းဘူးဒါမိဘတို့ရဲ့ထုံးစံပိုးမွေးတယ်လို့မွေးပြီးတော့နေကြရသားတယောက်တည်းရှိဘယ်နေရာသွားဒီသားလေးမျက်စိအောက်ကအပြောက်မခံခြင်းဒီလိုပဲသားလေးမွေးပြီးတော့လာကြဒီမွေးမိမလောင်လက်မွေးမိမလောင်မိဘကလည်းချမ်းသာဒီလိုနဲ့လာကြကြသားရဲ့ဘဝနောက်ခံပါရမီကိုတော့မိဘများကမသိဘူးပေါ့သို့သားဆိုတာသို့သားလို့ဒီလိုပဲသဘောထားတယ်အဲ့ဒီသားလေးကမိုက်ကောင်းသောသားမဟုတ်ဘူးလိမ္မာသောသားလိမ္မာသောသားဖြစ်သောကြောင့်မိဘများနဲ့အတူသာဝတိပြည်ဇေတဝန်ကျောင်းတော်ကြီးသွားပြီးတော့သူများနေလူတရားနာသွားကြတော့သားလေးခေါ်သွားတယ်သားလေးကလိုက်ပါသွားမိဘတော်နဲ့အတူနေရာချင်းအတူထိုင်ပြီးတော့တရားနာကြတော့မြတ်စွာဘုရားတရားဟောတယ်ဆိုတာမြတ်စွာဘုရားအနည်းကသာဝကတပိလက်သားယဟန်နေချမ်းရမ်းလို့ရှိမြဲထုံးစံဖြစ်တယ်။သံဃာတော်တွေကဘေးကချမ်းရမ်းနေတာသူကအိမ်ကနေပြီးတော့ပထမဆုံးရောက်တော့သာဝတိပြည်တဲကဇေတဝန်ကျောင်းတော်ကြီးရောက်တော့ယဟန်သံဃာတော်ကြီးမြင်ရယဟန်သံဃာတော်ကြီးမြင်ရတာကလူတွေနဲ့ရောမထိုင်ပဲနဲ့မြင်သောနေရာမှမြတ်စွာဘုရားနဲ့ခဆန်းလန့်တရားတွေကထိုင်ရမြတ်စွာဘုရားနောက်တော်ကလည်းချမ်းရမ်းလို့ထိုင်ရတာလည်းရှိတယ်။အဲ့ဒါဒီကြည့်မြတ်စွာဘုရားရဲ့အတရေတော်ကိုလည်းကြည့်သူရဲ့တိတတ်သောဉာဏ်ဖြင့်မြတ်စွာဘုရားကြီးထိုင်နေတာမြတ်စွာဘုရားကြီးရဲ့ရောင်ကြီးတော်မြတ်စွာဘုရားကြီးရဲ့32ပါးသောယောက်ျားများလက္ခဏာတော်ကြီးနဲ့ပြည့်စုံ၍တင့်တယ်၍ကြီးညိုပဲကောင်းသောအဆင့်နောက်တော့ကယဟန်သံဃာတော်တို့ရဲ့ငြိမ်သက်သောအိန္ဒြေနှင့်ထိုင်၍နေကြသောပုဂ္ဂိုလ်တို့ရဲ့ကြီးညိုပဲလူတို့နဲ့ခြားနာချက်ကိုသူမျက်စိထဲမှာတမျိုးကြီးအရာသာခံစားတဲ့ခဲ့လို့နေရတယ်မြတ်စွာဘုရားရှင်ကတရားဟောတဲ့တရားတွေကလည်းသူတို့ရထက်ရွာတဲ့ကြားနေကြစကားမျိုးကမဟုတ်ဘူးရထက်ရွာတဲ့ပြောနေရစကားတွေကစားရေးတောက်ရေးသားရေးသမီးရေးဟိုရေးဒီရေးရောထွေးပြီးတော့နှစ်သက်ဖွယ်မရှိအလုံးပလဲနဲ့မတန်ရှင်းသောစကားတွေဒါပြောကြတယ်မြတ်စွာဘုရားရှင်အင်္ဂါ၈ဖော်ပြည့်စုံတော်မူသောအတန်တော်နဲ့ဟောတော့အတန်တော်ကလည်းကြီးလင်းပြတ်သားအတန်တော်ကကောင်းရဲ့အပြင်ဟောကြားတဲ့တရားစကားတွေကလည်းလူတို့ရရွာတဲ့၌
ပြောနေကြစကားမျိုးမဟုတ်ဘူးဘယ်ကဲ့သို့သောစကားတွေကြားရောဘယ်ကဲ့သို့သောအရာသာခံစားရတယ်ဆိုတာထိုတထေသားရဲ့နားထဲမှာတစ်မျိုးကြီးခံစားရတယ်မိဘတို့မှာတော့ဒီကဲ့သို့ဌာနချင်းမရှိဘူးသားရဲ့နားထဲကလည်းတစ်မျိုးကြီးဖြစ်တယ်သားရဲ့မြင်ကွင်းကတစ်မျိုးကြီးကြည်လင်လာမြတ်စွာဘုရားမြတ်စွာဘုရားမြတ်စွာဘုရားကြီးညိုဝဲကောင်းတော့တဲ့အတရေတော်ကြီးဒါကိုတစ်စိမ့်စိမ့်ကြည်လို့နေတယ်မြတ်စွာဘုရားပြေကချမ်းရမ်းနေတဲ့ယဟန်သံဃာတော်တွေကိုလည်းကြည်လို့ကြီးညိုပြီးတော့နေတယ်ဘာနဲ့တူလဲဆိုတော့သူ့မှာမမှီမကန်းတဲ့ကျေတာယာနက္ခအပေါင်းတို့ဖြင့်ချမ်းရမ်းနေတော့လပြည့်ဝင်ကြီးခဲ့လို့ကျင့်တယ်ပါပြီတဲ့ဘဒုံမှာကြာတော်ကြီးအလေရွှေသေးပြီးလှူရှားသွားနေတဲ့ခဲ့ကျင့်တယ်ပါပြီတဲ့ကြီးညိုပဲကောင်းတဲ့လောကကြီးတို့မြင်နေကြဟာကလူလောကကလေးတွေသားတွေသမီးတွေနဲ့အိမ်တွေနဲ့နွားတွေကျွဲတွေနဲ့လှုပ်ရှားလို့သွားလာလို့ပြောကြဆိုကြသားတွေနဲ့ဘာမှမတူဘူးတမူချာနာတော့လောကကြီးပါလားမြတ်စွာဘုရားသတင်း300ကျောင်းတော်ကြီးမြတ်စွာဘုရားထိုင်တော်မူတဲ့နေရာမြတ်စွာဘုရားအနည်း၌ချက်ကပ်သောပုဂ္ဂိုလ်တို့ရဲ့ထူးခြားချက်ဒါတွေကြည့်ပြီးတော့နေတာမြတ်စွာဘုရားတရားဟောတဲ့တရားနားထောင်လိုက်ထိုးတင်တယ်ဖို့မြင်လိုက်မြင်ပြီးတော့သူ့စိတ်တွေကတစ်မျိုးတင်းညွတ်သွားတာအိမ်ပြန်ရင်စိတ်မရှိတော့ငါတော့အဲ့ဒီယဟန်တန်ဃာတော်ဒီလိုထိုးအထက်ဝင်ပြီးတော့နေရလို့ရှိရင်မြတ်စွာဘုရားနဲ့နေတိုင်းဖူးတွေ့ရမှာမြတ်စွာဘုရားရဲ့တပိသားတွေနဲ့လည်းရင်းရင်းနေရမယ်လူတို့တဲ့ထူးမြတ်သောပုဂ္ဂိုလ်အဖြစ်လည်းရောက်လာမှာဘဝနောက်ခံရှိတော့သူ့အတွေ့ကဒီအတွေ့တွေ့တော့မြတ်စွာဘုရားတရားပြီးလို့ပရိသတ်တွေဟိုဒီထောက်ပြောင်သွားကြတော့မြတ်စွာဘုရားထံသူကသွားချင်းကပ်မြတ်စွာဘုရားထံချင်းကပ်ပြီးတော့မြတ်စွာဘုရားတပည့်တော်အခြားသောပုဂ္ဂိုလ်များကဲ့သို့ယဟန်ပြုခြင်းပါလေယဟန်ပြုပေးတော်မူပါလို့သွားကြောင်းပါမြတ်စွာဘုရားရှင်ကဒီအချိန်မှာသိက္ခာပုဒ်တစ်ခုပြညတ်တယ်မိဘခွင့်မပေးတော့သာသမီတာမြေများကိုယဟန်မပြုရဘူးလို့သိက္ခာပုဒ်ပြညတ်တယ်ပြညတ်ထားတော့ကြောင့်သင်ဒီခွင့်တောင်းเสียမိဘရှိသေးသလားလို့မေးတော့မိဘရှိပါလေလို့ဆိုတာကောင်းပြီဒါဖြင့်သင်ရဲ့မိဘများထံခွင့်တောင်းကြည့်အောင်လို့ပြန်တွက်လိုက်တယ်ဒါနဲ့အိမ်ပြန်သွားတယ်အိမ်ပြန်သွားတော့မိဘများထံခွင့်တောင်းတယ်မိဘများထံခွင့်တောင်းတော့မိဘများကတယောက်သေးသောသားဖြစ်တော့ရောက်လွယ်ခွင့်မပေးဘူးဒါကသူ့ရဲ့ဇာလအစဇာလပနဲ့ချခဲ့မြတ်စွာဘုရားရှင်သည်ပထမဘုရားဖြစ်တော်မူပြီးလို့မိဂရာဝန်တော်ဓမ္မစကြာတရားဟောတော်မူသောဝါမိဂရာဝန်နဲ့ဝါဆိုတော်မူမိဂရာဝန်နဲ့ဝါဆိုပြီးနောက်သောအခါရာဇဂိုပြည်တို့မြတ်စွာဘုရားကြွလာမြတ်စွာဘုရားရာဇဂိုပြည်၌ကြွလာပြီးတော့တရင်သုံးတယ်ဆိုတဲ့အကြောင်းဖာခမီးတော်သုတ္တရဏမင်းကြီးကကြားတော့သားတော်ဘုရားဖူးမြင်ညက်လိုက်တယ်သားတော်ဘုရားဖူးမြင်ညက်လိုက်တာသားတော်ဘုရားကလည်းတို့တပ်ပြီးလို့ရွှေနှမ်းလို့ကြွားမြန်းတော့မမှုဘူးဘယ်နဲ့လောက်ရပါမလို့သားဘုရားလည်းမြင်ညက်လိုက်တာသားဘုရားမမြင်ရတာလည်းကြာလှပြီသားဘုရားဖူးတွေ့ကိုဘယ်နဲ့လောက်ရပါမလဲဒါနဲ့အမတ်လိမ္မာတယောက်ကိုခေါင်းဆောင်ပြီးတော့ယောက်ျားအချံ1000နဲ့သွားရာဇဂိုပြည်တို့သွားကြလေမကရာတိုင်းရာဇဂိုပြည်သွားကြငါဖာခမီးတော်ရဲ့အမှားစကားကိုယူသွားကြအရှင်ဘုရားဖာခမီးတော်ကသားတော်ဘုရားကိုဖူးမြင်ကြပါလေဖာခင်ကြီးလည်းရှေ့ကနေမတူတော့ပါဘူးဗျာယိုရင်းလို့လာခဲ့ပြီအိုမင်းခဲ့ပါပြီအိုမင်းယိုရင်းလို့အရွယ်ဆိုရောက်ခဲ့တော့သားဘုရားကိုဖူးမြင်ရင်လှပါကြဗျာဒါကြောင့်မို့မြတ်စွာဘုရားသိခံပြီးတော့ကပိလဝရွှေနှမ်းလို့ကြွားမြန်းတော်မူပါလို့ငါရဲ့အမှားစကားကိုယူပြီးတော့လျှောက်ထားကြတယ်1000ယောက်ျားအချမ်းရနဲ့ရာဇဂိုပြည်တို့သွားကြတယ်ရာဇဂိုပြည်ရောက်သွားကြတော့ထိုမတ်ကခေါင်းဆောင်လို့မြတ်စွာဘုရားတရင်သုံးတော်မူရာရောက်သွားကြတယ်ထိုချိန်မြတ်စွာဘုရားရှင်ကပရိသတ်၄ပေါ်တရားဟောပရိသတ်၄ပေါ်တရားဟောကကျုံတော့ပရိသတ်အစုံကထိုင်ပြီးတော့သူတို့ကြည့်ခိုးပြီးတော့တရားနာကြတယ်မြတ်စွာဘုရားဟောတော်မူတဲ့တရားဒီတစ်ခါပဲကြားရတယ်သုတ္တရဏမင်းကြီးရဲ့သားတော်ဘုရားဆိုတာလေကြားယုံကြားရောက်တယ်ဒီတစ်ခါလာဖူးတွေ့ရဘူးလေမြတ်စွာဘုရားလည်းဖူးတွေ့တယ်သံဃာတော်များကိုလည်းကြည့်ခိုးတယ်ဟောကြားတော်မူတဲ့တရားတော်ကိုလည်းနားထောင်တယ်တရားနားနေကြတဲ့ပရိသတ်အခြေကိုလည်းကြည့်ကြတယ်ကြည်ရင်နဲ့နေပြီးတော့မြတ်စွာဘုရားတရားတော်ဟောတဲ့ဟာတွေတစ်ဖြည်းဖြည်းနားတယ်စိတ်ဝင်ပြီးတော့လာတယ်မြတ်စွာဘုရားတို့ဒီဟောတော်မူသောအစဉ်တိုင်းဒါနကထာသီလကထာတက္ကကထာမေဃကထာ
ကာမာတိနဝကဓာစသည်ဖြင့်အစဉ်တိုင်းတရားတွေဟောရသွားတော့တရားတွေကတစ်ခုပြီးတဲနားထောင်လို့ကောင်းတယ်သူတို့နေရသောဘဝနဲ့တဲချာနာလူဘဝဆိုသည်တို့ဟာလူရဲလို့နေကြနန်းတော်တဲ့နေတဲ့အခါနန်းတော်တွင်နန်းတွင်သူနန်းတွင်သားဒါတွေပဲမြင်အစိုးရဘရင်အဝန်တန်းတွေဒါတွေပဲမြင်ရတယ်သူတို့လုပ်တဲ့စကားတွေပဲကြားရတယ်မြတ်စွာဘုရားရှေ့တော်မှောက်ရောက်လို့မြတ်စွာဘုရားဟောကြားတဲ့တရားကြားရတဲ့ခါကျတော့အလွန်ချမ်းသာတဲ့စကားတွေသူတော်ကောင်းတရားသူတော်ကောင်းစကားနှစ်သက်ဖွယ်ကောင်းလိုက်တဲ့တန်ရှင်းသောစကားတန်ရှင်းသောအဖြစ်တန်ရှင်းသောဘဝကျင်းလေးမှုတန်ရှင်းသောတန်တရာလောကကြီးကိုဒီတခါစတင်ပြီးကြားကြတော့ခါသူတို့ဒီအထူးဆန်းအံ့ဩဖွယ်ကဲ့သို့ဒီမကပဲနဲ့နှစ်သိမ့်၍ကြီးနိုး၍စိတ်ဝင်စားပြီးတော့နေကြပြီးတော့တရားတော်ဆုံးတဲ့အခါတစ်ထောင်သောယောက်ျားများနဲ့တော့ခေါင်းဆောင်လာတော့အမတ်လိမ္မာပါမြတ်စွာဘုရားရဲ့တရားတော်နဲ့စိတ်ဝင်စားလို့အိမ်ပြန်ရင်စိတ်မရှိကြတော့ဟာကမီးတော်သို့တော်နာမင်းကြီးကမှားတဲ့စကားတွေတော့ကျဲပြီးတော့အလေးမထားကြဘူးမြတ်စွာဘုရားယခုလောလောဆယ်ဟောတဲ့တရားကိုသာလည်းစိတ်ဝင်စားနေကြတော့ကြောင့်တရားတော်ဆုံးရပြိတ္တဉာဏ်ရှင်းသွားတော့အခါမြတ်စွာဘုရားထံကျင့်ကပ်ပြီးတော့မြတ်စွာဘုရားတပည့်တော်တို့ကပိလဝတိကလာခဲ့ကြပါလေမြတ်စွာဘုရားရဲ့သူမျက်နှာကိုဖူးပြီးတော့တကြိမ်စတော့ဥသောတရားကိုကြားနာရပါတယ်တပည့်တော်တို့ဒီတရားကိုနှစ်သက်တော်ကြောင့်တပည့်တော်တို့လူလောကီကိုဖြစ်မပြန်လို့တော့ပါဘူးဒါမို့တပည့်တော်တို့အားလုံးတစ်ထောင်နဲ့တယောက်တို့ကိုယဟန်ပြုပြီးတော်မူပါလို့တောင်းတယ်တောင်းမှတော့မြတ်စွာဘုရားရှင်ကထိုသူတို့ရှေးအကြောင်းကိုပြန်ပြောင်း၍ရှုကြည့်တော်မူတယ်ရှေးအကြောင်းပြန်ပြောင်းကြည့်တယ်ဆိုတာသူတို့ဒီဘယ်ကဲ့သို့သောယဟန်ပြုလင်ဖြစ်မလဲဒါကိုကြည့်တယ်မြတ်စွာဘုရားရှင်လက်ထက်တော်ကယဟန်ပြုနေ7မျိုးခွင့်ပြုထားတယ်တရဏကမနယဟန်ကစရ7မျိုးရှိတယ်အဲ့ဒီ7မျိုးတဲ့အေဟိဘိက္ခုယဟန်ဆိုတာကအမြတ်ဆုံးဖြစ်တယ်အေဟိဘိက္ခုယဟန်ဆိုတာကအေဟိဘိက္ခုယဟန်မြတ်စွာဘုရားကပြုကျင်ပေမဲ့သူရဲ့နောက်ကျောင်းကကံတရားကိုပြန်ကြည့်ရတယ်ကံတရားဆိုတဲ့နေရာဒီနေရာကံတရားကဘယ်လိုကံလဲဆိုတော့သင်္ကန်းတပိတ်ပြိခရာလှူဘူးသောကံပါသလားဒါကြည့်ရတယ်တစ်ချိန်သောအခါကတခုသောသာသနာ၌တပါးသောပုဂ္ဂိုလ်ကိုဖြစ်စေတစ်ချိန်ခါဖြစ်စေသင်္ကန်းလှူဘူးသောပုဂ္ဂိုလ်ဖြစ်စေထိုပုဂ္ဂိုလ်ကိုအေဟိဘိက္ခုယဟန်ပြုလို့ရတယ်အေဟိဘိက္ခုယဟန်ဆိုတာခက်ခဲပြုရတာမဟုတ်ဘူးမြတ်စွာဘုရားရှင်ကထိုပုဂ္ဂိုလ်ကိုရည်ညွှန်း၍သတ္တံရှင်မင်း၏နာပေါင်းတော်နှင့်သို့သောညာလက်မောင်းကိုဆန်တန်း၍အေဟိဘိက္ခုခေါ်တော်မူတာအေယဟန်ဒီလာတော့လို့ဆိုပြီးတော့ဒီငါကံကတရားကျင့်တော့ရိုးရိုးပြောကြစို့အဲ့လိုခေါ်လိုက်တာနဲ့တပြိုင်နက်ထိုသူဒီစက်သူကြီးဖြစ်လို့ရှိရင်စက်သူကြီးအဝတ်ကြီးပွဲပြောက်ရှင်မင်းဖြစ်လို့ရှိရင်ရှင်မင်းရဲ့မင်းမြောက်တန်းစာကြီးပွဲပြောက်တထေးကြီးဖြစ်ရင်တထေးကြီးရဲ့ဝတ်စုံဆင်းရဲသားဖြစ်ရင်ဆင်းရဲသားအဝတ်ကြီးထိုကိုယ်ပေါ်မှပွဲပြောက်ပြီးတော့ဘဝ60ရပြီးမထီကြီးခဲ့လို့သင်္ကန်းသပိတ်ပရိက္ခရာ7ပါးအပြည့်စုံလွယ်ပြီးတော့အဘိညာဉ်6ပါးတမပ7ပါးနဲ့ပြည့်စုံတော့ရဟန္တာပုဂ္ဂိုလ်ကြီးဖြစ်ရတယ်အလွန်ထူးခြားသောပါရမီရှင်ဒီမှာတရားရတယ်ပြီးတော့ငါထံလာပြီးတော့ငါရဲ့ဒေတာကပိလဝရွှေနန်းကခါကမီးတော်မင်းကြီးကလွတ်လိုက်တော့အမတ်နှင့်တကွယောက်ျား1000တို့ဒီငါထံလာ၍ရဟန်းပြုတ်ကတောင်းရတယ်သူတို့ကိုအေဟိဘိက္ခုယဟန်ခေါ်တိုက်မခေါ်တိုက်ကြည့်လို့အားလုံးအေဟိဘိက္ခုယဟန်လာခေါ်တိုက်တဲ့လူတွေကြီးတွေဖြစ်နေကြတယ်ပါရမီရှင်ဒီကမြတ်စွာဘုရားရှင်ကဝန္တာအားရကောင်းပြီဆိုပြီးတော့လွယ်လွယ်ပဲသူတို့ကိုတပြိုင်နဲ့အေဟိဘိက္ခုခေါ်လိုက်တော့က1000နဲ့တယောက်အကုန်လုံးရဟန္တာတွေဖြစ်သွားကြတယ်ရဟန္တာဖြစ်သွားတော့အာသဝတိကဂုံခန့်သွားပြီသူတို့ကပိလို့ရွှေနန်းကြီးကိုလုံးဝမေ့သွားအင်းကသားမယားဇနီးတွေဘာမှမဆိုင်တော့လူလောကလည်းပြန်မသွားကြတော့လောကကြီးအကုန်လုံးမေ့ပြီးတော့တပြင်းရဟန်းတွေနဲ့အတူတူနေလိုက်ကြတော့ဒါနဲ့ဖာကမိတော်သို့တော်နာမင်းကြီးကငါလွတ်လိုက်တဲ့အမတ်နဲ့လက်ထောင်လို့ဒီဘယ်နဲ့ကြောက်ပါလဲခုလက်ကြီးစကားလည်းမပြန်ကြဒီနေ့မင်းစကားပြန်လို့တလဆောင်စကားပြန်မလာကားဆောင်လဲရက်တွေရှေ့ဆောင်လဲဘဲကမှစကားလည်းပြန်လူလည်းမလာလူလည်းမရောက်စကားလည်းမပေါက်စကားလည်းမရောက်ဘယ်နဲ့မှမတတ်နိုင်အောင်ပြန်တိုင်းဘယ်နဲ့လုကြပါမလို့သို့တော်သို့တော်နာမင်းကြီးကမလျှော့ဘူးမလျှော့သေးပဲနဲ့နောက်ထပ်လိမ္မာသောအမတ်တယောက်ကိုခေါင်းဆောင်ပြီးတော့သွားကြအောင်တင်တို့ယောက်ျားအပေါင်း1000နဲ့တခါလွှတ်လိုက်ပြန်တယ်လွှတ်လိုက်ပြန်တော့ထို1000တယောက်တို့ကလည်းမြတ်စွာဘုရားထံသွားကြတယ်ရာဇဂိုပြည်ရောက်တော့ရာဇဂိုပြည်မှာလည်းထိုအချိန်ကလည်းပရိသတ်၄ပေါ်တရားဟောနေကြဖြစ်တယ်တရားဟောနေကြဖြစ်တော့သူတို့ကလည်းပရိသတ်ဆုံးကခြိုင်းပြီးတော့တရားနာကြတယ်တရားနာကြတော့ရင်ခင်တိုင်းပဲမြတ်စွာဘုရားဟောတော်မူတဲ့တရားတွေစိတ်ဝင်စားလို့
စိတ်ဝင်စားခြင်းစိတ်ဝင်စားခြင်းနဲ့နေပြီးတော့တဖြည်းဖြည်းနဲ့သူတို့ကလူလောကီကိုညင်းငွေလာတော့ဖြစ်တယ်ရောက်ကြပြန်ရောရောက်ကြပြန်တော့ကိုင်တို့တော့ကွာမပြန်တော့ဘူးလေအရင်ကလူတွေလိုပဲအရင်က1000တယောက်တော့လိုပဲတို့လည်းရဟန်းပြူရဆိုရဲ့စိတ်တူသဘောတူလွယ်လွယ်ပဲဆုံးဖြတ်လိုက်ကြတယ်ဆုံးဖြတ်လိုက်ကြတော့သူတို့ကလည်းတရားအဆုံးမြတ်စွာဘုရားထံချင့်ကပ်ပြီးတော့တပည့်တော်တို့ကပိလဝပြည်ကလာခဲ့ကြပါလေဗျာတပည့်တော်တို့ကိုလည်းရှင်ရဟန်းပြုပေးတော်မူပါလို့တောင်းပန်တော့သူတို့ရဲ့ရှေးဟောင်းကံကိုစောက်ညော်ပြီးတော့မြတ်စွာဘုရားရှင်ကကောင်းပြီဆိုပြီးတော့အေဟိဘိက္ခုခေါ်တော်မူလိုက်တော့တို့1000တယောက်ကလည်းရဟန္တာတွေဖြစ်သွားကြပြန်ရောရဟန္တာတွေဖြစ်တယ်ဆိုတော့သူတို့ကပိလဝရွှေနှံကိုမေ့သွားတော့တာပဲအသောကုန်ခမ်းမှတော့နောက်ကြောင်းဘာမှကြည့်ကြတော့လူဘဝလုံးဝမချတော့ဘူးသူတို့ကမရှိတော့ဘူးလူစိတ်မဟုတ်ပုထုဇဉ်လည်းမဟုတ်ဘာသာရောစင်မှမရှိဘူးအကုန်လုံးဖြတ်ချတယ်အဲဒီတော့သူတို့ကလည်းသုတော်ရဏမင်းကြီးထံသတင်းပြန်ပို့ဖို့လို့ဘာမှသတိမရတော့ခါကြီးတော့သုတော်မင်းကြီးကဒုတိယတစ်ချိန်တော့လွတ်လိုက်ပြီဒီလူတွေများငါ့ကြီးကြအကြောင်းပြန်ကောင်းပြန်မလားလို့တမျောကိုနဲ့သတင်းနားထောင်လို့နေတယ်တလသာကြားတယ်ပြန်မလားတလကကြောလာခဲ့တယ်ပြန်မလားခဲ့ပြီဘယ်နဲ့လုပ်ပါမလဲသို့တော့အချိန်နဲ့ယူဆောင်သေးရဲ့စောင့်ရတော့လည်းဘာမှမထူးဘူးမထူးတော့ကြောင့်ကိုင်ငါကြိုးစားအောင်ဆိုပြီးတော့နောက်တစ်ချိန်လိမ္မာသောအမတ်တရားကိုခေါင်းဆောင်သေးပြီးခြံယောက်ျားတစ်ထောင်နဲ့တစ်ချိန်လွတ်ပြန်တယ်တတိယအချိန်လွတ်လိုက်ပြန်တော့အခါလဲဆိုအရင်လူတွေရဲ့နေတူပဲမြတ်စွာဘုရားထံရောက်ရင်တခါတည်းသူတို့ရဟန်းသူကျင်စိတ်တွေပြက်ကုန်တရားတွေနားကြဟိုကလည်းမြတ်စွာဘုရားရှင်ကအေဟိဘိက္ခုခေါ်လိုက်တော့ရဟန်းလာတွေပြက်သွားကြ3ချိန်နောက်တစ်ချိန်မလာပြန်တစ်ချိန်လွတ်ပြန်တယ်4ချိန်နောက်တစ်ချိန်ပြန်မလာပြန်လဲပါကမီးတော်မင်းကြီးကလည်းလက်မလျှော့သေးလွတ်ပြန်တယ်5ချိန်သွန်လေးတူပဲ6ချိန်9ချိန်10ချိန်9ချိန်ထိအောင်လွတ်9ချိန်ထိအောင်လွတ်တယ်လို့ဘယ်ဒီကမှတည်းမပြန်တော့ဘူးလူလည်းမလာဘူးစကားလည်းမပြန်ခဲ့ပြီးငါရဲ့နန်းလွင်သားတွေငါရဲ့အမတ်လိမ္မာလေးလို့ယူဆကြတော့ငါ့ကိုဘယ်သူကမှအေးမထားကြတော့ဘူးကြောင်အိုကြွက်မလင်းဘယ်သူမှအေးမထားကြတော့ဘူးဘယ်နဲ့လုပ်ရပါမလဲသားတော်ဘုရားလည်းခုမြင်လိုက်တာသားတော်ဘုရားခုမြင်လိုက်တာတကင်းလည်းမကြားရဘယ်နဲ့လုပ်ရပါမလဲနောက်ဆုံးတော့ကြံရမရတော့ကာလုဒာကြီးအမတ်ခေါ်တယ်ကာလုဒာကြီးအမတ်ကစကားလိမ္မာတယ်အတိလည်းကြည့်သူ့နန်းတော်ထဲမှာတော့အလွန်အားကိုးရတော့ကာလုဒာကြီးခေါင်းဆောင်စေပြီးတော့ကာလုဒာကြီးသင်ရှေ့က9ချိန်တိုင်ငါ1000အချမ်းရံနဲ့နေပြီးတော့အမတ်လိမ်မှာ9ယောက်ကိုငါလွတ်ခဲ့တယ်လွတ်ခဲ့တော့လည်းပဲထိုသူတို့ဒီငါထံပြန်၍သတင်းလေးတောင်ပြေပေါ်မရဘူးငါကိုလူရာမှပွင့်ကြသေးရဲ့လားငါအလွန်ဝမ်းနည်းခြင်းဖြစ်တယ်အလွန်ဝမ်းနည်းခြင်းဖြစ်တော့ကြောင့်ဒီတစ်ခါတော့သင်ပဲသွားလေလို့ကာလုဒာကြီးအမတ်ခိုင်းတော့ကာလုဒာကြီးကစိတ်ဆက်တော်သူဖြစ်တယ်ကာလုဒာကြီးကမြတ်စွာဘုရားနဲ့ဖွားဘက်တော်လည်းဟုတ်တယ်စိတ်ဆက်တော်ကြောင့်သူကသွားရမယ်ဆိုတော့ခါအာကမီးတော်သုတော်ရဏမင်းကြီးထံကိုသူကကြိုးကျင်၍စကားကတိကိုတောင်းတယ်ရှင်မင်းကြီးကျွန်တော်မျိုးမြတ်စွာဘုရားထံသွားရမယ်ဆိုလျှင်မြတ်စွာဘုရားထံရောက်သောအခါကျွန်တော်မျိုးကိုအကယ်၍မြတ်စွာဘုရားရှင်ထံရဟန်းပြုခြင်းစိတ်ရှိခဲ့တော့သွန်လုံးနှင့်တကွ1000တော့ယောက်ျားလို့ရဟန်းပြုခွင့်ပေးပါရဟန်းပြုပါရစေလို့ဖွင့်တောင်းတယ်ဒါတော့သုတော်ရဏမင်းကြီးကသင်တို့အကယ်၍ရဟန်းပြုလို့တော့သံဃာရှိခဲ့တော့ရဟန်းပြုကြပါသို့တော့မြတ်စွာဘုရားကိုတော့ငါထံရောက်ပင့်တယ်ငါထံကိုလည်းစကားအကျိုးကြောင့်လည်းပြန်ပါအဲ့ဒီတကတိယူသွားပါလို့ပြောတာဘိုးအော်လန်ကစကားတွေဒီထက်ပြန်နေရာရင်ရွှေ့လိုက်မှကောင်းဟိုကတန်ကဒီမှာဝင်နေအော်လန်နေရာရင်ရွှေ့ဒီကကာလုဒာကြီးအမတ်ကိုဖာကမီးတော်သုတော်ရဏမင်းကြီးကကောင်းပြီသင်လိုရှိသောရဟန်းပြုခွင့်ကိုလည်းငါပေးတယ်သို့သောသားတော်ဘုရားကိုတော့ကပိလဝရွှေနှန်းသို့ရအောင်ပင့်ခဲ့ဒီအကြောင်းကိုသင်ဖို့ရောက်တဲ့အကြောင်းကိုလည်းငါ့ကိုသတင်းပေးပါသတင်းမပေးပဲမနေပါနဲ့လို့မှားလိုက်ကောင်းပါပြီလို့သူကဝန်ခံပြီးတော့သွားတယ်သွားတော့သူက10ချိန်မြောက်ဖြစ်မြတ်စွာဘုရားထံရောက်တော့အခါသူက
အကျိုးကြောင့်တွေသူကလျှောက်ထားမလျှောက်ထားရသေးခင်မြတ်စွာဘုရားကသူတို့ရောက်လာတော့အချိန်ပရိသတ်လေးပေါ်တရားဟောနေကြတယ်ကျုံကြိုက်ပြန်ရောကျုံကြိုက်တော့သူတို့ကရှေ့ကနေတူပဲပရိသတ်အဆောင်ကထိုင်း၍သူတို့1000တယောက်တော့ကပိလောကပြည်သားယောက်ျားတို့ကတရားနာကြတရားနာရင်မဲ့သူတို့စိတ်တွေကလည်းရှေ့9000လို့နေတူပဲလူလောကီကိုစိတ်ကုန်းလို့သာသနာပေါင်းဝင်နေတဲ့စိတ်တွေဒါကိုအကုန်လုံးဝင်စားနေကြတော့ရောက်တရားအဆုံးမှာမြတ်စွာဘုရားထံဆင့်ကပ်ပြီးတော့အရှင်ဘုရားတပည့်တော်တို့ကိုလည်းရှေ့ကဓမ္မတော်များနေတူတပည့်တော်တို့ကိုလည်းရဟန်းပြုပြီးတော့မူပါလို့တောင်းမှတော့မြတ်စွာဘုရားရှင်ကသူတို့ရဲ့ရှေ့ကဖြစ်ကျင်ခဲ့ဘုသောပါရမီဓမ္မကံပါရကိုငဲ့ညောကြည့်ရှုပြီးတော့အေဟိဘိက္ခုခေါ်လိုက်တော့အကုန်လုံးအေဟိဘိက္ခုရဟန္တာကြီးဖြစ်သွားကြပြီးတော့ခါကာလုဒာကြီးကတတိရှိတော်သူဝိရိယရှိတော်သူစိတ်ဆက်တော်သူဖြစ်တယ်ငါဒီမေ့လျော့လို့နေရမဟုတ်ဘူးဖခင်ကြီးတော်ကငါရဟန်းပြုခွင့်လည်းပေးတယ်ရဟန်းပြုခြင်းပြုကြသို့သောသားတော်ဘုရားကိုတော့ကပိလောရွှေနှန်းတို့တွင့်ခဲ့ပါငါထံကိုလည်းအကြောင်းပြန်ပါဆိုတဲ့စကားကိုငါလျိုသေးသွားလေးစားလိုက်နာရမယ်အဲ့ဒါကိုသူကတတိယတော့ကြောင့်မြတ်စွာဘုရားကိုချင့်ကပ်ပြီးတော့ကြောက်မြတ်စွာဘုရားတပည့်တော်တို့မှာဖခင်တော်သုတ္တရဏမင်းကြီးရဲ့အမိန့်နဲ့မြတ်စွာဘုရားပင့်ရလာခဲ့ခြင်းဖြစ်ပါတယ်ဒီမှာယဟန်ပြုလို့ကပြုနိုင်ပါတယ်သို့တော့မြတ်စွာဘုရားကိုတော့ရအောင်ပင့်ခဲ့ဒီရဲ့အကြောင်းအရာကိုလည်းတည်င်းပြန်ကြပါလို့တို့မှားလိုက်တယ်ဒါတော့ပဲ့တယ်လားရောက်နေတယ်ငါလည်းဘုရားဟောရတာကဒီပဲ့တယ်လားကြီးနဲ့ဖုတ်သေးဘူးနေရတော့ကြာသေးဘူးသာဓုကာလုရာထွေးကားထားကြောင့်ဒေသစာကပ္ပိနံကိုမြန်းကြွတဲ့အချိန်ရှိကသာသူရှိခဲ့ကာလုရာကြီးအမတ်ကမြတ်စွာဘုရားလျှောက်ထားတော့ခါဂါထာ60နဲ့လျှောက်ထားကာလုရာကြီးကအလွန်စကားတတ်မြတ်စွာဘုရားဖခင်ကြီးတော်ကြီးကလည်းအသက်ရွယ်ကြီးပါပြီရှေ့ကနေမတူတော့ပါဘူးဖေအသက်ရွယ်ကလည်းယိုယွင်းခဲ့ပါပြီဖေသားဖေကလည်းဖွင့်မြင်ခြင်းတဲ့စိတ်ဆန္ဒကလည်းလွန်ကြီးပါတယ်ဖေအဲ့လိုဒီကပတ်ကုန်းခေါ်လဲလျှောက်သွားလိုက်တာတမျိုးကြီးနောက်ဆုံးကြတော့ယာတိဥဒုကလည်းသားရပါသည်ဆောင်းယာတိကုန်းနွေယာတိကုဒီအချိန်မှာတော့ငှက်မြန်းမျိုးသောအချိန်တောတောင်တစ်ခွန်းလဲသားရနေပါပြီလို့သားရသောအချိန်မှာတောတောင်ခရီးသွားဖို့လဲတင့်လျော်ပါတယ်ဒေသစာကပ္ပိနံကြွားမြန်းဖို့အချိန်တင့်တော်ပါတယ်လို့အဲ့ဒီလိုဒီကသင်္ကန်းနဲ့လျှောက်လိုက်ကာလုဒာကြီးအမလျှောက်ကောင်းသောကြောင့်ဆောင်းယာတိကုန်းနွေယာတိကုဒီအချိန်မှာတော့ငှက်မြန်းမျိုးသောအချိန်တောတောင်တစ်ခွန်းလဲသားရနေပါပြီလို့သားရသောအချိန်မှာတောတောင်ခရီးသွားဖို့လဲတင့်လျော်ပါတယ်ဒေသစာကပ္ပိနံကြွားမြန်းဖို့အချိန်တင့်တော်ပါတယ်လို့အဲ့ဒီလိုဒီကသင်္ကန်းနဲ့လျှောက်လိုက်ကာလုဒာကြီးအမလျှောက်ကောင်းသောကြောင့်မြတ်စွာဘုရားရဲ့လေကြိုးတင်ရွက်ဒီအချိန်ဒီခါကြလို့ရှိတယ်ကပိလောရွှေနှန်းတို့ကြွားမြန်း၍ဆွေတော်မျိုးတော်တို့ကိုချင်းမြောက်ရံလည်းရည်ရွယ်ချက်ရှိပြီးသောကြောင့်ဒီကြောင့်တွေထောက်ညော်ပြီးတော့မြတ်စွာဘုရားကကပိလောပြည်သို့သွားမယ်ဆိုလဲဂတိပြုလိုက်တော့အခါခရီးစဉ်ကြီးမူချလိုက်ကြတယ်မြတ်စွာဘုရားရှင်ကငါရဲ့တတိသာဝကတွေလဲကမဏိယဝတ်ကိုကျင့်စေမယ်ကမဏိယဝတ်ဆိုတာခရီးသွားခြင်းယမယံကခရီးသွားရဒီခါမှာကပိလောပြည်နဲ့ရာဇဂိုပြည်ကဘယ်လောက်ကွာတယ်လဲဆိုတော့ခါယောဇနာ60ကွာပဲ့တယ်ကဝင်တော့မယ်ဟောလန်ဆွတ်လိုက်ရင်မဖြစ်ဘူးလားဟောလန်နေရာရှိတာကြိုက်စမ်းကြည့်မဲစွာနှောင်ပေကျိုးဆဲတွေဒီမြေဝန်ဆိုင်လောဘမြိုင်ကခန့်ခိုင်အေးကြည်နိဗ္ဗာန်ပြည်ကိုမျော်ရည်မှန်းကလွမ်းမိပါ၏လေးပြမဲ့ဟုဖိုးလေးစုနှင့်အောင်သူစေယူသူမပြုသာအတုမဲ့ညံနိဗ္ဗာန်နှင့်သွားလန်းလာကုန်အလုံးစုံကိုအာယုံမြင့်မြတ်မှန်းဆခြင်း၍ဒီတွင်အောင်မဲ့ဒီဘက်ဘုဇံဒီတွင်သီလသမထနှင့်မေဃတဖြာယင်တိခါဟုမြတ်စွာထွတိမိငယ်ပြည်လီခရီးလန်တာအလန့်ကွာ၍မင်္ဂစိတ်ဤဖြေမစီသည်ရွှေပြည်ဌာနဝေသောကြောင့်
ကပိလရွှေနှန်းတို့ကြွားများဖို့ရာခရီးစဉ်ကြီးချလိုက်ကြယောဇနာ60ဝေးတော့ကမဏိယဝတ်သံဃာတော်များလည်းပြည့်စုံကြရောလူသူများလမ်းခရီးကြနဲ့နေကြဆိုသူတို့ရဲ့မြတ်စွာဘုရားနဲ့လောကသံဃာတော်များဖုတွေ့ရခြင်းအကျိုးကျေးဇူးရှိပြီပြီးတော့တနေ့ရယောဇနာတယောဇနာနေရာကိုတညရဆိုင်သွားမယ်ရဆိုင်ဆိုရောက်တော့နေရာတောရွာဖြစ်စေမြို့ရွာဖြစ်စေတင့်တော်ရာ၌တနေ့ကုန်းသောအခါတညထိုနေရာယနာသွားမယ်ယနာသွားမယ်ဆိုယောဇနာ60ဆိုရက်ပေါင်း60ဖေးသွားရမယ်2လခရီးသွားမယ်မြတ်စွာဘုရားရှင်သည်ဇံပင်ရှင်နဲ့ကြွနေတယ်တပိသားတွေကလည်းဇံပင်ရှင်ရသောပုဂ္ဂိုလ်တွေရဟန္တာပုဂ္ဂိုလ်တွေရှိကြတော့လည်းပဲဇံပင်ရှင်မရသောပုဂ္ဂိုလ်တွေလည်းပါအောင်မယ်ဟုတ်ဇံပင်ရှင်မရသောပုဂ္ဂိုလ်များကိုလည်းခွဲခြား၍မကြံရရဘူးကမဏိယဝတ်လည်းပြည့်စုံမယ်ဒီလိုမြေပြင်ခြေချင်းသွားခြင်းဖြင့်အကျိုးကျေးဇူးကဘာတွေရှိသလဲဆိုတော့လမ်းခရီးအကြာရနာသောနေရာတိုင်းနဲ့လူအများတို့ကဖုတွေ့ရဆုံးဝတ်တွေပြုကြရမြတ်စွာဘုရားနဲ့လောကသံဃာတော်များဖုတွေ့ရပြီးမြတ်စွာဘုရားဟောကြားတော်မူတဲ့တရားတော်တွေကိုနေရာတိုင်းကကြားနာကြရမယ်အဲ့ဒီကျေးဇူးကြီးများတယ်ဒီလိုကျေးဇူးရှိသေးခြင်းကြောင့်ကယောဇနာ60အရက်ပေါင်း60 2လခရီးကိုတော့ပြင်အချိန်ကုန်ခံပြီးတော့ကြွပြီးစီစဉ်လိုက်ဒီအကြောင်းစီစဉ်ပြီးတယ်ဆိုရင်ကာလုဒာကြီးကကောင်းရင်ခရီးကသွားပြီးတော့ကပိလဝရွှေနာဖကမိတော်သောရဏမင်းကြီးသတင်းပို့ပြီးတော့ဘယ်နေ့ကစပြီးတော့ခရီးထွက်တော့မယ်ဆိုပြီးတော့တပေါင်းလာပြည့်နေ့ကစခရီးထွက်ကြမယ်ตาရတော့အခါခြေကင်းလက်ကင်းตาရတယ်အခါကောင်းတဲ့တပေါင်းလာဆိုတာตาရတော့အချိန်ကိုပြောတယ်တောတောင်ကြီးตาရအခါကောင်းတဲ့တပေါင်းလာဆိုဒီမှာဆောင်းရသည်ကဲ့သို့အေးချမ်းခြင်းလည်းမရှိတော့မိုးရသည်ကဲ့သို့ဆွတ်ဆိုခြင်းလည်းမရှိဘူးအလွန်ပူပြင်းလှတော့အချိန်လည်းမဟုတ်သေးဘူးဒါကြောင့်မို့ဒီအချိန်အခါကောင်းလို့မယ်ဆိုစကြင်ခရီးထွက်ကြတယ်ရာဇဝပြည်ကြီးကသံဃာတော်ကဘယ်လောက်ပါလဲဆိုတော့2000ပါတယ်ဖာခမည်းတော်ကလွတ်လို့ကပိလောသားတွေက10ချိန်တစ်ခါလာရင်1000 1000 1000 1000နဲ့10ရောက်ယဟန်တော်က1000နဲ့10ပါဒါကကပိလောသားတွေထိုရီတို့မကရတိုင်းသားတွေကလည်းယဟန်ပေါင်း1000ယဟန်2000ချမ်းရံပြီးတော့မြတ်စွာဘုရားနဲ့ဒေလဇာကြီးခရီးခဲ့သူကမဏိယဝကျန်ရံရာဇဂိုပြည်ကနေပြီးတော့စီတန်းပြီးတော့ကိုယ်သပိတ်တွေကိုလွယ်လို့ခရီးထွက်သွားလိုက်ကြတယ်အလွန်ကြီးညိုပွဲကောင်းတော့ခရီးစဉ်ကြီးပေါ့မြတ်စွာဘုရားရှင်ကရှေ့ကကြွားနောက်တော့ကသံဃာတော်တွေကရှေ့ကဆင်ကလိုက်ပြီးတော့ကိုယ်သပိတ်ကလေးတွေလည်းမင်းရလာကြီးကဝမ်းနေရမလို့ဝမ်းသာရမလို့ကြီးညိုကြတယ်လူတွေကအဲ့လိုကြီးညိုပွဲကောင်းတော့ခင်ခွန်းကြီးကိုထိုးခြင်းကစပြီးမြင်ရတယ်ညနေတယုဇနာဒီတော့တယုဇနာဆိုသည့်စကားကဗမာသုံးအရသုံးစကားရှေ့သုံးစကားတယုဇနာကြီးမိုင်ဘက်လောက်ရှိတယ်လေ6တိုင်ရှေ့ဆုံး6တိုင်နဲ့400အတွင်း6တိုင်400အတွင်းတတိုင်းကို2မိုင်ခွဲခုကာလအသုံးနဲ့လွယ်သုံးမယ်ဆိုလို့ရှိရင်73မိုင်ဒီနေ့73မိုင်ဆိုတော့ခရီးကတက်တာမပင်မမှုခြေရင်ခရီးသွားကြတယ်အဲ့လို73မိုင်ရောက်သွားနေရကြလို့ရှိရင်တင့်တော်ရဲ့နေရာနဲ့ညခရီးရနာကြထိုနေရာတွေကကြောင်းတင်ကမရှိတော့ရရွာလူတွေကမြတ်စွာဘုရားနဲ့တို့ကသံဃာတော်များတညတဲကိုဖို့ဆိုပြီးတော့ယာယီရုပ်တရက်တက်ဖို့ရဓာတိတင်မျိုးတွေခင်းလို့နေရာတွေပါပြုပြင်ပေးကြယာယီပေါ့ယာယီတဲကြောင့်သဘောမျိုးယာယီတန်ကြောင့်သဘောမျိုးလူတွေအဲ့ဒီကလည်းကုသိုလ်ကြီးရတယ်ရေအိုးတွေနဲ့ရေချမ်းစင်းတွေနဲ့နောက်ရက်ဆုံးချက်ကြဆုံးဝပြုကြအဲ့ဒီလိုပဲပြုကြတယ်ကုသိုလ်တွေရတယ်တို့ညသူ့ပေါင်းပြီးတော့ရှိတယ်များရွာသူရွာသားတွေမြတ်စွာဘုရားနဲ့သူကသံဃာတော်များဖုတွေ့ကြတရားနာကြကောင်းလိုက်တဲ့ကုသိုလ်ကောင်းမှုအဲ့လိုပဲတနေရာရွှေ့ပြီးတော့ရက်ပေါင်း30ကြာတော့ကနေရာပေါင်း30 2လကြာတော့နေရာပေါင်း60အဲ့ဒီလိုသွားတော့နေတိုင်းနန်းနဲ့ကြာတော့အခါကာလုဒာကြီးအမတ်ကတပိတ်တော်ယူပြီးတော့ကပိလောသူကောင်းငင်ခကြီးကသွားတယ်ကောင်းငင်ခကြီးကသွားတဲ့အခါသူဖာကမိတော့သောရဏမင်းကြီးကသားဖရာအတွက်ဟိုကထွန်းအသင့်စီစဉ်ထားပြီးသားသားဖရာအတွက်ဒီဆုံးကိုကပ်ပါဆိုပြီးတော့ကာလုဒာကြီးကတပိတ်နဲ့ဆောင်းပြီးတော့ကောင်းငင်ခကြီးကပြန်လာဒီကပိလောရွှေနှန်းလို့ရောက်သည့်တိုင်အောင်ရာဇဝပြည်မှထွက်လာတော့နေ့ကစရင်သားဖရာကိုသူ့ရဲ့ဆုံးကတ်တူဖရာလေလို့ရှင်ဥဒ္ဒအရင်ကာလုဒာကြီးကဆောင်ရမ်းပါကာလုဒာကြီးကနေတိုင်းဇံပင်ညင်းလို့သွားတယ်သူကတစ်ချက်ခုနှစ်ချက်ပြတစ်ခေါက်ခရီးအကျိုးနှစ်ခုပြီးယနေ့မြတ်စွာဘုရားထွက်လာခဲ့ပြီမင်းညကဘယ်မှာကျင်းဖို့သံဃာတော်များနဲ့ဗမာသတင်းသုံးတယ်ယနေ့ဘယ်ခရီးထွက်မယ်ဒီသတင်းလည်းပို့တယ်ဖာကမီးတော့တိုးသောဆုံးကိုလည်းကောင်းငင်ကယူလာပြီးတော့မြတ်စွာဘုရားလည်းဆုံးကရတယ်အဲ့ဒီလိုနေ့စဉ်ရက်ပေါင်း60ပါ
နေတဲ့ဒီနည်းပဲသွားခဲ့တယ်အဲ့ဒီလိုသွားတော့နောက်ဆုံးတော့ရက်ပေါင်း60ရောက်ပြီရောဆိုတော့ရက်ပေါင်း60ဆိုတော့တပေါင်းလာပြည့်ကတပေါင်းလာပြည့်ကနေပြီးတော့နောက်လာကတကူလာပြည့်ကဆုံလာပြည့်ကြတော့ကပိလောပြည်ရောက်လာပြည့်လေအဲ့ဒီနေ့မှာကပိလောပြည်တွင်းမြတ်စွာဘုရားနဲ့တော့သံဃာတော်2ပေါင်းဝင်လာသံဃာ2000ဝင်လာတော့တအံ့တောကြီးလူတွေကောင်းဝိုင်းရှိခိုးကြတယ်မြတ်စွာဘုရားနဲ့တော့သံဃာတော်များအဆုံးလာပြည့်နေရောက်လာမယ်ဆိုတာကြိုတင်သတင်းကရထားပြီးတော့တမျိုးလုံးဖြန်းပြိုးလို့မြတ်စွာဘုရားရှင်ကပိလောပြည်ကြီးတဲ့ရောက်သွားတော့ငါဒီပါကမီတော်ရဲ့နန်းတော်သွားတဲ့လို့သို့မဟုတ်မြို့တွင်းဝင်၍အခါတိုင်းနေများခဲ့လို့ဆုံးခံရမလို့အဲ့ဒီဟာစဉ်းစားတော့မူတဲ့စဉ်းစားတော့မူတော့ရှေးသောဘုရားရှင်နောင်တော်ဘုရားရှင်တို့ရဲ့အစဉ်လာကပါကမီတော်ရဲ့ဆွန့်ကိုအမြင့်ပြုဝေစားသည်မဟုတ်ဘူးတိုင်းလူပြည်သားလူများတို့ရဲ့တစွန်းကြိုတယောက်မှပေးလှူသောဆွန့်ကိုသာဖြင့်လူကမ်း၍စားရိုးထုံးစံရှိတယ်ဒါမို့ရှေးဘုရားနောင်တော်တို့ကဲ့သို့ကျင့်စဉ်အတိုင်းကျင့်မှဖြစ်မှာပဲလို့မြို့တွင်းဝင်လှည့်လည်ပြီးတော့တန်ဃာတော်2000နဲ့ဆွန့်ခံတော်မူပါကမီတော်ကြီးကဒေသာတော်သူလွန်ဝမ်းနဲ့ပန်းနဲ့ဖြစ်ရှာတယ်သာဖရာပဲဖြစ်လို့ဒီထက်အရင်ကြွမလာပါလိမ့်မယ်တဲ့တင်းတွေကတော့မြို့ထဲလျှောက်ပြီးဆွန့်ခံနေတယ်ဖြစ်မှဖြစ်ရတယ်ပါကမီတော်ဒီတယောက်ရှိတာတန်ဃာတော်2000လောက်များဘာဝန်လေးမှပဲခါတဲ့ဒီမှာကြွပြီးတော့သူသိကိုရောက်တဲ့ခါကျမှဒီအဲ့ဒီဆုံးခံပြေးမှာသူရဲ့နန်းတော်တွင်တွင်ကြွသွားနန်းတော်ဝဲမြတ်စွာဘုရားနဲ့တော့တန်ဃာတော်များတိုင်းဝေးရနေရာဒီကုန်ကြိုးချင်းပြင်ဆင်ထားပြီးဖြစ်တယ်ဘုရားသားတော်ဘုရားတကယ်ဆိုရင်အဖေမျက်နှာကိုပဲအချက်ကွဲရမှာလို့ပဲဖာကမီးတော်ရှိတော့လေကိုသားကိုဂယုမဆက်ဘူးမြို့ထဲဝင်မြတ်ကြီးလိုက်ဆုံးခံစားရတယ်လို့ဖဲကောင်းပါလေသူကလည်းသူ့အမြင်နဲ့သူ့အတွေ့ကိုသူကပုထုဇဉ်ရှိသေးတော့မဟုတ်ဘူးရှေးဘုရားတို့ရဲ့သင်လာမို့ဒီလိုဆုံးခံရတယ်လို့သူပြန်ပြီးတော့ပြောပြတယ်ဒီတော့တပိတ်တင်နဲ့ပိုက်ပြီးတော့နားလွင်ပြင်ဆင်ထားသောနေရာသံဃာတော်ပြည်စင်းတဲ့သံဃာတော်2000ဆိုင်လို့ပုသပိတ်တဲ့ကိုဆုံးစားကြတယ်နန်းတော်တွင်ကချက်ပြုတ်ထူတန်းသောဆွမ်းတွေထည့်ကတ်ကြတယ်အဲ့လိုစားပြီးတော့နေတော့သမီးတော်ကိုသွားပြီးတော့သမီးတော်ဆိုတာသိတ္တထမင်းသားလူဘဝတို့ကကျင့်ရတော့ရသောတရဗတ္တကိစ္စနာထဖာကမီးတော်ကိုရောနာမင်းကြီးကသမီးတော်ကြီးမောင်တော်ဖျားလာပြီးထွက်အခန်းတွက်ကထွက်ခဲ့မောင်တော်ဖျားဖူးပါမောင်တော်ဖျားဖူးရအောင်လာပါတော့သတင်းပို့တစ်ကြိမ်ပို့တယ်ထွက်မလာဘူးနှစ်ကြိမ်ပို့တယ်ထွက်မလာသုံးကြိမ်ပို့တယ်ထွက်မလာရသောတရားကသူ့သတင်းရောက်တယ်သောတော်ကလည်းတည်သားမြတ်စွာဘုရားကြွလာမယ်ဆိုတာသိတော့လေငါကတော့ထွက်မဖူးဘူးဘာကြောင့်လဲဆိုတော့သူသည်ကဘာတင်းကလည်းအတူတကွရေစက်ဆုံးလို့စုပန်ခြင်းတင်တကွပါရမီဖြစ်တယ်ပါရမီဖြစ်ပဲဥကြီးပဲတကယ်ဆိုတော့သားတော့သူငါသည်ဘုရားဖြစ်ကြောင်းကောင်းမြတ်သောပါရမီအတွက်တောထွက်ပြီးတော့ကျင့်ကြံရုပ်ကုတ်အားထုတ်ရမယ်အလုပ်ကြီးရှိတယ်သားတော်လေးရင်ဝင်ပဲ့ယူကောင်းမွန်သောကျွမ်းမွေစောင့်ရှောက်နေရဲ့ငါတောထွက်သွားတော့မဲလို့ဒီလိုလဲမှားသွားတာမဟုတ်တိတ်စိတ်ညခရီးအချိန်မွေးဖွားကသာသားတော်မိသားကလေးအချိန်မှရဲဆက်ပြက်ပြီးတော့ထွက်သွားလဲရင်ရက်ဆက်လိုက်တာဒီလိုအတွေ့တွေမိမဆိုမိမအတွေ့တာကိုဒီလိုအတွေ့တွေတွေ့ပြီးတော့ဝမ်းနေပြီးတော့ပူဆွဲပြီးတော့နေတယ်လို့သမီးတော်ရဲ့မြတ်စွာဘုရားမောင်တော်ဘုရားထွက်ဖို့ပါမောင်တော်ဘုရားထွက်ဖို့ပါကျင့်ဟောတဲ့တင်းပို့မလာဘူးသူကတော့နေပဲစီသူဒီငါအကဲငဲ့ညာလို့ရှိရင်ပါရမီဖြစ်ပဲဥကြည့်ပဲဘဝပေါင်းများစွာသူ့ရဲ့ပါရမီကိုဖြစ်ခဲ့တယ်ပါရမီကိုဖြစ်ခဲ့လို့သူကပါရမီဖြစ်ပါလျက်ကဲနဲ့ငါကိုဒီလိုရဲဆက်စွာပြတ်သွားခြင်းငါလည်းမထိုက်တန်ပါဘူးကဲသူငဲ့ညာလို့ရှိရင်ငါထံလာပြီးတော့သူတရားဟောရမယ်ငါရဲ့ဖွမြော်ခြင်းကိုခံရမယ်ငါကတော့ပြတ်မဘူးဒီလိုနေစိတ်ခဲကပြင်ဆန်တနည်းအားဖြင့်ဆန္ဒပြတယ်တနည်းအားဖြင့်မိမတို့ထုံးတာမိုးနေလိုက်တယ်ခါလဲမိုးနေလိုက်တယ်တို့တော့မိုးလို့သာမိုးရတယ်မကြည့်ကြပါသလေမြင်းရဲ့သားဆိုတဲ့စကားလေးကြည့်တော့မကြည့်ဘူးမြင်းတော့မြင်းထားတယ်မလေးမောင်တော်ဘုရားဟိုလုံးကမှလူပါအောင်နာခဲ့အတော်များပိန်းကြုံနေမလားဘယ်လိုနေမလားမျက်နာတော်ကြီးများကြာနေမလားစိတ်ထက်ကလွဲလို့မြင်းတာလွှမ်းတာပဲအဲ့ဒီလိုဖြစ်နေတော့နောက်တော့မြတ်စွာဘုရားရှင်ကကြည့်တော့မယ်ရသောတရားဒီနေ့အချင်းသူ့ကိုချွတ်ရမယ်အချင်းဖြစ်တယ်သူရဲ့လူဆန္ဒဖြစ်လို့မိမတို့ဓမ္မတာသုံးစံတိုင်းသူတို့ပူဆွဲခြင်းပူဆွဲပါသေးပူဆွဲပြီးတော့နောက်ဆုံးကြမှာဒီအပုဒ္ဒကိုဖျောက်ပြီးတော့ကမှအငိမ့်သက်ကိုသွင်းရမှာပဲမြတ်စွာဘုရားရှင်မြင်တော်မူပြီးဖြစ်ဒါနဲ့ဆုံးဖုံးပေးပြီးတော့အခါနောက်ဆုံးကသူ့ကိုချိန်ချွတ်မယ်ဆိုပြီးတော့ဖာကမီးတော်တော်လားမင်းကြီးကလည်းရှင်းနေအလိုက်တဲကောင်းတယ်ရှင်ဘုရားသူ့ငဲ့ညာခြင်းပါလေသူဒီသားတော်ဘုရားကတောထွက်သွားလို့တောတဲ့မမြင်တော့နေရပဲတယ်ဆိုလဲသူလည်းသလွန်တော်ပေါ်တောင်းမအိပ်ရပါဘူးဗျာအိပ်ဆက်ခြင်းပြီးတော့အနေမှနေပါလေ
ဒါတော့ဘုရားကဘယ်လိုကျင့်လဲဆိုဘယ်လိုကျင့်လဲမသူကဘာကမိတော်မြည်လဲသူကရှင်းနေလိုက်ကောင်းလိုက်တာကမိတော်ငဲ့ညာပေါ့အဲ့ဒီအပြောကလည်းခါကောင်းကဝတရားကလည်းရှိသူကိုလည်းဒီလိုကိုကမှလိုက်လျောပြီးမချွတ်လို့ရှိရင်ဒီချိန်ကျွတ်တန်းဝင်ရမယ်အချိန်လွဲနေလိမ့်မယ်ကိုတရားကိုမြင်မျောတော်မူသောအပြင်ကိုင်းကောင်းပြီဆိုပြီးတော့သူ့ရဲ့တိုက်ခန်းကိုမြတ်စွာဘုရားကြွသွားတော့နောက်တော့တပါးလည်းမဟုတ်နောက်တော့ရမ်းပါကြတယ်အချုပ်အဲ့ဒီမှာမြတ်စွာဘုရားကြွလာပြီဆိုတဲ့ခါကျမှရတော်တရားကသောသောကချိန်ထားတဲ့မိုးကြီးကိုရွာချလိုက်တယ်လို့သောသောကတွေ့ရင်နဲ့ရံနေတခါလဲတွေ့မြတ်စွာဘုရားရဲ့32ပါးသောယောက်ျားများတို့၏လက္ခဏာတော်ကြီး80သောလက္ခဏာတော်ငယ်ပြီးဖြိုးတော့ခြေမမိုးတော်လည်းသူရဲ့ပေါ်ပြောင်းတဲ့သူပြောပြောင်းသောလက်ချောင်းတော်နဲ့ပုတ်ကားတက်ကပွက်ကားနဲ့သူ့သပင်းလေးရက်ပတ်နေအောင်နဲ့တွန်းဆိုင်ပြီးတော့ငိုချရန်တွေ့လိုက်တယ်တဟံတံတတ္တဝတ္တနိသောကေခိအတုဝါရိနာပါရပိထေနိဗ္ဗာပေတိရောရမာနယတောတရာဗဒကေသနာသာဂိနွေတော်ယတောကျင်းဆွေနှလုံးမေသည်ပါရပိထေတရားရှက်ွယ်တသိမ့်နှိပ်၍စလက္ခဏာတို့ဖြင့်ကောင်းစွာပြီးဖြိုးအတရေတိုးသည့်ခြေပမိုးတော်တဲ့၌ရောရမာနာနဖိုးဆံပင်တို့ဖြင့်ဥတင်ပွတ်တိုက်လျက်ချောမွေသောလက်ပွားတော်ဖြင့်ခြေပြားတော်ကိုပွတ်ပိုက်လျက်နွားအိုက်ပူဆွေအပန်းကြီးစွာလွမ်းမိတဲ့ဖြာပြည့်လင်တစားစားငိုကြွကုန်သည်ဖြစ်၍အတုဝါရိနာခြေမစီနိုင်ငယ်ကကျွန်းဖို့လွန်ခွေရိုင်းပါရမီဖြစ်ပဲဟောင်းကြီးကိုအတွင်းကဆွေးနေသည်များဒီနေ့မှဒါလည်းသွန်ချပြီးတော့မောင်တော်ဘုရားရက်ဆက်လိုက်လေခြင်းရက်ဆက်စွာပြုတ်လေခြင်းအတုဝါရိနာအတွင်းကမကျေပြင်းပြသည်သူ့အနေဖြင့်သောကေခိပါရမီဖြစ်ပဲဥကြီးမှုဒီနေ့ကမှမျက်ရည်စားတွေနဲ့ဒီနေ့ကမှမမေ့တမေ့မေ့တရှိန်ဆိုတာတော့ထက်သွားတာက6နှစ်ဒုက္ခရာတရိယာကျင်းကကြာခဲ့ယခုဘုရားဖြစ်တော်တစ်နှစ်9နှစ်တော့ကြာလာတတ္တဝတ္တနိဂူလာယနှင့်သက္ကရနှင့်ပြစ္ဆေစုယုံ9နှစ်တို့ကာလပတ်လုံးသောကေခိပါရမီဖြစ်ပဲဥကြီးမှုမဖိုးမတွေ့ရသမျှမျက်ရည်စားတွေနဲ့ဒီနေ့ကမှမမေ့တမေ့မေ့တရှိန်တထိန်ထိန်ပြောင်းကြီးသောကတိဟူသောလောင်မီကြီးကိုနိဗ္ဗာပေတိယခုနေမှာဖုတွေ့ရ၍လွမ်းစာကိုဖဲလွမ်းဆွဲကိုဖြောက်လွမ်းရောက်ကိုစို့လွမ်းညင်တာတွေရှိသမျှတသိကမျှမကြံအကုန်ကျေနပ်၍လွမ်းစာကိုရုပ်သိမ့်ပြီးအင်းငိမ့်အောင်ကြော့လိုက်ရပါတော့သည်ဖယားရတော်တရားကအစွဲကြည့်တော့ကြောင့်အသေးဒီခုတော့မိသားမချိန်ချိန်တောက်လောင်နေတဲ့တောကမိတွေပြောမောင်တော်ဘုရားတကယ်လို့ပြည့်သက်သွားပြုရဲ့လေခြင်းတာလုံးလေးမွေးဖွားကစားတကယ်ဆိုရင်ဒီအချိန်မှာကျင်နာဖို့ထောက်ထားဖို့ကောင်းပါလေပြောတဲ့ရပြောဆိုဆုံးမရဆုံးမရမှားတဲ့တာမှားလို့သွားတဲ့ပါလေခုတော့ရက်ဆက်လေးခြင်းရက်ဆက်လေးခြင်းဒီလိုပဲပြောပြီးတော့ငိုးလို့ကမပြီးနိုင်ဘူးဒီလုံးကိုပွေဖက်သူသပင်းတွေက သုံးလောင်းသွားရှိ၍ဘဒုံရောင်းခဲ့သို့တောက်ပနဲ့ပြောင်းသောသပင်သုံးလောင်းသွားရှိ၍အဖျားကော့သောသံတို့ဖြင့်ရက်လို့ပတ်လို့မြတ်စွာဘုရားရဲ့ခြေပမိုးတော်ကိုသူ့ရဲ့ပေါ်ပြောင်းခဲ့သို့ပြောင်းသောလက်ချောင်းလေးနဲ့ပေါ့ကားသက်ခါနဲ့ငိုးလိုက်တယ်ဒီလိုငိုးလို့ငိုးလို့နေတော့မြတ်စွာဘုရားရှင်ကြီးခက်တာသိခံပြီးတော့နေရဩဘိမသိုးကြီးကသူတို့အစွဲရှိတယ်စွဲရှိတယ်ဒီအစွဲတွေသူတို့ပြောကြတာပြောအပူဆွာမျိုးကအပူတွေကိုပူးနေတာပူတာကိုဖုတ်ဖွက်ချလိုက်ရလို့ရှိရင်စိတ်ကကျေနပ်သွားတယ်အဲ့တော့ဒီချိန်မှာသူ့ရဲ့ပူဆွေးနေတော့အချင်းငါကခက်တာသိခံရအောင်မှာပဲလို့မြတ်စွာဘုရားရှင်ကြီးရှိကသိခံပြီးတော့နေရတယ်ရသောတရားကလည်းရန်တွေ့လို့ပြောလို့ဆိုလို့မပြီးနိုင်ဘူးတိတွတ်တာနဲ့နောက်တော့ဘာယဟန်တွေကလည်းကြားပဲရပ်ပြီးတော့နေရတော့တချို့ကပုထုဇဉ်ကလည်းပါတယ်တို့ဘုရားရသောတရားတိုက်ခန်းရောက်တော့မရပဲမြန်ခတ်ပါဗာနေရောလေလာဟောလို့တွေးတဲ့ပုထုဇဉ်ကလည်းရှိသေးတယ်မြတ်စွာဘုရားရှင်ကသိခံပြီးတော့နေတော့နောက်တစ်ဖြည်းဖြည်းနဲ့မျက်ရည်သေးနိုင်တဲ့အချိန်ကြမှာရသောတရားရဲ့ဒီလိုဟာလေးဘာဟုတ်သေးလို့တို့ဟောရှိသန္တာကိန်းတရားကိန်းကြီးဖြစ်တဲ့နှုံးကမြန်ဒီတဲ့သိုးသေးတယ်သန္တာငွေတောင်ပေါ်မှာတို့မောင်းမယ်ပြောခဲ့ကြတယ်သန္တာငွေတောင်ပေါ်ကြီးမှာကစားလို့နေခဲ့ကြတယ်
မာလာကြည်ကျူးပန်းထင်ရှားပန်းတွေကိုစီးကုန်းလို့တယောက်လဲပင်တယောက်ပန်းကုန်းလေးဆွဲလို့ပြောခဲ့ကြတယ်တချင်းလေးဆိုးလို့ကကုန်းလို့မြို့တို့လို့နေခဲ့ကြတယ်အဲ့ဒီလိုပြောမျိုးနေဆုံးမုတ်ဆိုးရဲ့လှစ်ပတ်မှုကြောင့်မုတ်ဆိုးရဲ့ညားတံချက်ကြောင့်တို့မောင်မဲတညကွဲသွားတော့မုတ်မောင်ကြီးကလည်းကြာ၆ချပြီးတော့ဘဘက်တယောက်ဒီဘက်တယောက်ဖြတ်သွားတော့အဲ့ဒီတော့ကလွမ်းခဲ့ကြတာဒီဝမ်းနေကြတာဒီမျှဘဲကအောင်မလို့အဲ့ဒီလိုတညတဲ့ပဲကွဲရလေခြင်းရဲ့လို့မကြေနိုင်မချမ်းနိုင်ဖြစ်ခဲ့ကြတယ်ရှိသေးတယ်ဒီခါမှာမုတ်မောင်ကြီးကလည်းကြာလို့ချောင်းကလည်းချချောင်းရည်တွေကလည်းစီးတောင်ကြရေကလည်းတဟုန်လို့ပြဲဘုဘက်ဒီဘက်မကုနိုင်သို့တော့တခါတည်းဆရာစီးလက်တော့ကဘုဘက်ကန်းကသူရှိသေးတယ်ဒီဘက်ကန်းကငါရှိတယ်လှမ်းမြင်နိုင်သေးတယ်အဲ့ဒီလိုတညာလေးတဲ့ကွဲရလေခြင်းလို့ရမကျေနိုင်မချမ်းနိုင်ငိုလိုက်ကြတယ်နှစ်ပေါင်း900တောင်ကြာခဲ့တယ်အဲ့ဒါလို့ပူဆွေးခဲ့တာနဲ့စတယ်အခုအချိန်ဘာဟုတ်သေးလို့လဲရတော်တရားရဲ့အဲ့ဒီဟာရင်းကပြန်ပြောင်းအောက်မိပါအောင်လို့နောက်ကျောင်းကဇတ်တယ်ပြန်ဟောပြီးတဲ့ခါကျမှသတ္တဝတ္တာနီဂူလာရဲ့နဲ့သက္ကရဲနဲ့တွက်ဆက်စုယုံ9နှစ်တို့ကာလပတ်လုံး9နှစ်ကြီးတောင်ကြာလိုက်တာဒီနေ့မြန်တို့တမိုးတောင်မြောက်လာလိမ့်မယ်ထင်လို့မျှော်လိုက်ရတာမောင်တော်ဖရာရဲ့ယခုမှသွားလာယခုမှမြင်ရတယ်အစွဲကြည့်တဲ့အသေးအိတ်ဒီကူတော့မိစ္ဆာလေးကတသွန်သွန်ရုပ်သေးတော့မျက်ရည်တို့ဖြင့်တတ္တဝတ္တာနိဂူလာရဲ့နှင့်သက္ကရနှင့်တွက်ဆက်စုယုံ9နှစ်တို့ကာလပတ်လုံးသောကေခေပါရမီဖြစ်ပဲဦးကြီးမှုမဖိုးမတွေ့ရသမျှမျက်ရည်စတွေနဲ့ဒီနေ့ကမှမမေ့တမေ့မေ့တရှိန်ရှိန်တထိန်ထိန်ပြောင်းကြီးသောကာတိဟူသောလောင်မီးကြီးကိုနိဗ္ဗာန်ပေသည်ယခုနေ့မှဖူးတွေ့ရ၍ယခုတော့ကျင့်တတ်ပါပြီဗျာယခုတော့မြင်လဲရတော့လေတမျိုးအဖြစ်ကျင့်တတ်သွားပါပြီပေါ့ယခုနေ့မှဖူးတွေ့ရ၍လွမ်းစာကိုဖဲလွမ်းသွဲကိုဖြောက်လွမ်းညောက်ကိုဆိုလွမ်းညတာတွေရှိသည်မြတစ်စိတ်ကမြမကြောင်အကုန်ကျင့်တတ်၍လွမ်းစာကိုရုပ်သိမ့်ပြီးအေးငိမ့်အောင်ကြော့လိုက်ရပါတော့သည်ဖယားတော်တရားကျင့်တတ်စေပြီးမှရှေးဟောင်းဖြစ်ရကြောင်းလေးပြန်ပြောင်းခေါ်ကြလို့ကျင့်တတ်စေပြီးမှရတော်တရားတိုက်ခန်းလေးကမြတ်စွာဘုရားအတွက်သောတော်ကပရိသတ်အခန်းဆိုမြတ်စွာဘုရားနေရာကြီးစင်းထားသောနေရာနဲ့မြတ်စွာဘုရားပြန်ရောက်ဒီကဲ့သို့ပြန်ရောက်ပြီးတော့ခါကြမှာမြတ်စွာဘုရားနဲ့တော့သံဃာတော်များဖာကမီးတော်မင်းကြီးတဲ့တော့ဆွေတော်ရှစ်တောင်းမျိုးတော်ကောင်းတို့ကိုတရားကြောင့်နေပြောပြရဆိုနေတယ်ဒီအချိန်မှာကကပိလောပြည်မှာကြောက်မရှိသေးဘူးထိုးချင်းကစလို့ကပိလောပြည်မှာနေရောတာရုံကြောင့်ပေါ်လာအဲ့ဒီလိုကြောင်းနဲ့ဘာတွေဖန်တီးလို့နေတဲ့ရတော်တရားလဲတရားချပြီးပြီစိတ်လဲကျဉ်တ်ပြီးပြီမယ်လို့သူ့မှာလောနေတာတခုရှိသေးတယ်စိတ်ထဲကမကျဉ်တ်သေးတဲ့ကသားတော်လေးနဲ့တနည်းလှည့်ပြီးတော့သားလေးသွားဟိနဲ့အဖေသွားအမွေတောင်းကြီးနဲ့အဖေမှာအမွေတွေအများကြီးရှိတယ်နဲ့အဖေတွေသွားအမွေတောင်းကြီးတစ်ဖက်လက်နဲ့ကလေးကိုတတ်တယ်သားလေးကလည်းတွတ်တီးတွတ်တာစကားပြောတာသားတော်ရာဟုလာကိုအမွေတောင်းတော့မြတ်စွာဘုရားရှင်သားပြီးတော့တရားသူကအမေကအမွေပေးပါရဲ့ကလေးကကလေးလူပြောတယ်အမွေပေးပါတဲ့အဲဒီမြတ်စွာဘုရားရှင်ကဒီစကားကိုအကွက်ကောင်းယူပြီးတော့ညီတော်အာနန္ဒာခေါ်တယ်ညီတော်အာနန္ဒာဟောရာဟုလာကအမွေတောင်းနေတယ်ငါဘုရားထံအမွေတောင်းတော့ငါအမွေပေးရမှာသူကခုနကယူကကလေးခေါင်းရိပ်လိုက်ခေါင်းရိပ်ပြီးတော့တန်ငန်းဝက်ပေးလိုက်ချာတန်ငန်းဝက်ပေးတော့ကိုရင်လေးပြတ်သွားတယ်အဲ့ဒါအမွေပေးလိုက်တာပဲဟာမြတ်စွာဘုရားထံအမွေတောင်းလာဘုရားအမွေကဒါပဲရှိတာအဲ့ဒီတင်သားလေးကိုမြေးလေးကိုတန်ငန်းဝက်ပြီးရှင်ပြုတယ်ဆိုတဲ့အကြောင်းဖာကမိတော်သုတော်နာမင်းကြီးကြားတော့တခါလေဦးရီအသက်တွေယူဆွဲပြီးတော့ဖြစ်တယ်လို့မခံနိုင်မရနိုင်ဖြစ်လာအမလေးမြတ်စွာဘုရားသားတော်ဘုရားရဲ့ဒီလိုပြုရလေခြင်းသားတော်ဘုရားတော်ထွက်သွားလုံးကလည်းဖာကမိတော်မှာနှလုံးကွဲခဲ့ရတယ်ဦးသေးတွေယူဆွဲပြည့်လို့ခံခဲ့ရတယ်သားတော်အာကို၍ငါရဲ့ခင်းနှံကိုစိုးဆောင်သေးမယ်အခြားသောမင်းများကငါကိုရိုသေလေးစားရတယ်သားဘုရားငါသားကိုအာကိုပြုပြီးတော့နေခဲ့ဘူးတယ်ငါသားဟာ
စัจ जा မင်းကြီးဖြစ်လိမ့်မယ်စัจ जा မင်းကြီးဖြစ်လိမ့်မယ်လို့ပြောကြလို့စัจ जा မင်းကြီးရောက်လာလို့ရှိရင်တော့တရားတစ်ပါးတော့မင်းတို့အပေါင်းမှာတို့ကအားလုံးအများရဲ့ဥခိုက်ရဖြစ်မယ်လို့ဝမ်းသာကျင်လို့စိတ်ကူးနဲ့ပျော်မျိုးခဲ့ဘူးတဲ့ယခုတော့အဲ့ဒီလိုသားကမမျှော်လင့်မဲနဲ့တောထွက်သွားတော့ရင်ကျိုးခဲ့ရပြီပြီးတော့မြေတော်အညောက်ဒီမြေတော်အညောက်ကလေးကိုတော့ဖြင့်သူ့ကိုပဲမွေးစားလို့ထိမွေနှမ်းမွေဆက်ရတော့မှာပဲလို့အတ္တံဘိန္ဒခတ္တိယမင်းမျိုးတို့ကိုစောင့်ရှောက်ဖို့ရသူ့ကိုအာကိုပြုထားခဲ့ပါတယ်အခုတော့မလဲသားတော်ဘုရားရဲ့လှုပ်ရဲ့လဲခြင်းမြေကလေးကိုရှင်ပြုပြမိဘတို့မြည်သည်သားမြေမြန်ကိုဖွင့်မပြုဘဲနဲ့ဆိုတော့ဦးတဲ့ယူဆွဲတယ်လို့ခံရပါတယ်အဲ့ဒါကိုကိုချင်းစားတော်မူပါမိဘဖွင့်မပြုပေးတော့သားမြေမြန်ကိုရှင်ပြုပေးတော်မူပါနဲ့လို့ဒီတဲကဥကာတော်ညမဟာဒနာတထေကြီးရဲ့သားဥကာတော်ညမြတ်စွာဘုရားတပည့်တော်သာသနာတော်ဘုန်းရဲ့ပြောခြင်းပါတယ်သာသနာတော်ဘုန်းရဲ့ပြောခြင်းပါတယ်ရဟန်းပြုပေးတော်မူပါလို့ဆိုတော့သင်ပါခွင့်တောင်းတရားရှိသေးသလားလို့မေးတယ်မိဘရှိပါသေးတယ်ကောင်းပြီမိဘထံသွားခွင့်တောင်းကြည့်ဟုတ်မိဘထံခွင့်ရတော့ကငါထံလာခဲ့ရဟန်းပြုပေးမယ်ကိုဒီတော့အိမ်ပြန်သွားပြီးတော့မိဘနှစ်ပါးခွင့်တောင်းတော့မဟာရဏတထေကြီးဇနီးမောင်နှံကသားကရဟန်းပြုပေးပါရဟန်းပြုခွင့်ပေးပါလို့ဆိုတော့တကယ်ပြောပါလေသားရဲ့တို့မှာစည်းစိမ်တွေကလည်းများစွာရှိတယ်ချမ်းသာကြွယ်ဝသောမိဘသားတယောက်တည်းရှိတာဒီစည်းစိမ်တွေငြိမ်းငြိမ်းကြီးဖန်စားပြီးတော့နေပါမိဘတို့လည်းအိုမှန်းပြီးအို၍လာမယ်သားပဲအကုသရာရှိတယ်သားမှမရှိလို့ရှိရင်မိဘတွေဘယ်သူပြုစုမှာတော့ဒါကိုလည်းငဲ့ညပါအောင်ပြောတယ်ပြောတော့မဟုတ်ပါဘူးရဟန်းပြုခွင့်ပေးပါရဟန်းပြုခွင့်ပေးပါဘယ်လိုပြောလို့မှမရဘူးမိခင်ကြီးကသားကဲသားရဲ့ဘယ်နည်းနဲ့မှရဟန်းပြုခွင့်တော့ပေးနိုင်ဘူးငယ်ရွယ်စဉ်မှအိမ်မှနေပါကြီးလို့အိုမင်းပြီဆိုတဲ့ခါကြမှာမောင်ရဲ့သဘောတိုက်တယ်လို့ရဟန်းပြုခြင်းပြုပါယခုတော့ပြန်ခွင့်မပေးပါရစေနဲ့ဘို့လိုလှဲ့ပြောဒီလိုလှဲ့ပြောပြမယ်သားကရဟန်းပြုခွင့်မှလွဲလို့အချက်ဘာမှမလို့ခြင်းဘယ်စကားမှနားမထောင်ဘူးနောက်ဆုံးတော့ရဟန်းပြုခွင့်တော့မပေးနိုင်ဘူးဆိုတဲ့ခါကြတော့ကိုင်းဒီလိုဆိုလို့ရှိရင်ကျုပ်ယနေ့ကစရင်သမင်းလည်းမစားတော့တခါတည်းအိယာကိုပြက်လှဲ့ချတယ်မိချင်းပေါ့ပြက်လှဲ့ချပြီးတော့ကိုင်းသွားရောဟဲ့ဆန္ဒပြလိုက်တယ်အိယာကလက်ချလိုက်ရေလည်းမတောက်တော့ဘူးအစာလည်းမစားတော့ဘူးသေးချင်းသေးပါစေဒီနေရာတွင်သေးပါစေမထဘူးဘာပဲဖြစ်ဖြစ်ရဟန်းပြုတ်ခွင့်မရသေးမရတယ်ပြန်မထတော့ဘူးဒါလည်းသားရဲ့ဒီလိုမလုပ်ပါနဲ့မလင်းမိဘတို့ရင်ကျိုးရရဲ့သားရဲ့သမင်းတော်စားပါအောင်ရေတော့တောက်ပါအောင်အမေကြီးကလာပြောကြတယ်မောင်ရဲ့မောက်သားပြောပါအောင်အဖိုးကြီးကသားရဲ့ဒီလိုတော့မလုပ်ပါနဲ့အဖေတို့စိတ်မချမ်းသာမလုပ်ပါနဲ့သားရဲ့အဖေကြီးကဓမျိုးပြောရှာတယ်ဘယ်လိုပြောမှစကားလည်းပြန်မပြောတော့မျက်လုံးလည်းဖွင့်မပြတော့တခါကျမြေကြီးပေါ်ပြက်ဆက်အိတ်လိုက်တော့တာသမင်းလည်းထားမစားဘူးရေလည်းမတောက်တော့ဘူးတခါလည်းပြေးရောပြန်လာတဲ့ကညစာလည်းမစားဘူးမနေ့စာလည်းမစားဘူးကိုင်းခက်တော့တာပဲဘယ်နဲ့လုံးမလို့မောင်ရဲ့ညနေရောက်ခဲ့ညနေရောက်ခဲ့လည်းဘယ်လိုပြောလို့မှမရနေရာကလည်းမချဘူးသမင်းလည်းထားမစားဘူးရေလည်းမတောက်ဘူးတညလုံးစောင့်ကြည့်ကြတယ်တော့ကြားချကြည့်သိမချလို့တော့ကြားချကြည့်နေရာကမချသမင်းတညမိုးလင်းခဲ့စာလည်းမစားရေလည်းမတောက်မိုးလင်းသားရဲ့ဒီလိုတော့မလုပ်ပါနဲ့အမေဖေရင်ကျိုးရကြည့်ရသားရဲ့ဒီလိုတော့မလုပ်ပါနဲ့ဘယ်လိုပြောတယ်သားကမထားဘူးတညာလဲလွန်ခဲ့ပြီဟောတရက်ဒါနဲ့ဒီနေကမြင့်လာပြီမြင့်ရကနေနေထွက်ကုန်လာပြီညနေဆောင်လာပြီသမသားဘူးဟောတခါတည်းဒဏလွန်သွားပြန်သားရဲ့ဖြစ်တော့လာတယ်ဒါနဲ့လုံးလုံးတကထအချူဘယ်လိုထူလို့မှမရဘူးမြင်းကြီးပေါ်ကတ်တယ်ဆန္ဒပြတယ်ဆိုတော့တကယ်ကိုဆန္ဒပြတယ်ဆန္ဒပြတာခုခက်မှာမဟုတ်ဘူးရှေ့ကလည်းဘုရားရှင်လက်ထက်ကလည်းဆန္ဒပြတယ်အဲ့ဒီဆန္ဒပြတာမှသဘာဝကျတယ်ဘယ်သူမှပါတီမဖွဲ့ဘူးပါတီမပေါ့တယောက်တည်းပုဂ္ဂလိကဆန္ဒပြတယ်ရိုးရိုးလေးသူတောင်းဆိုချက်ကရဟန်းပြုတ်ပဲမဲ့တောင်းဆန္ဒပြရတာဒါနဲ့2ရက်မြောက်ပြီသမင်းလည်းမစားဘူး3ရက်မြောက်ပြီသမင်းမစားဘူး4ရက်မြောက်ပြီသမင်းစားခက်ပြီမဲ့ခက်ပြီဟေးဒီတိုင်းတော့ပြောဟော9ရက်ရှိပြီဟော6ရက်ရှိပြီအမလေးငါသားကြော်သွားပြီသေတော့မှရှင်မရဲ့နင်ကလက်သိမ့်မတင်းနဲ့တော့အဖိုးကြီးကတော့အဖိုးကြီးကအငိုးသားပါခြင်းနဲ့ငါတော့ခက်တော့တာပဲဘယ်နဲ့လုပ်လို့ဒီတိုင်းတော့ဖြစ်ဘူးအကယ်၍ဒီတိုင်းဆိုလို့သားသေသွားလိမ့်မယ်သေသွားလို့ရှိရင်တခါတည်းပြတ်တော့မှာအကယ်၍ရဟန်းပြုတ်ခွင့်ပေးတာကမှတို့ရဟန်းအဝက်နဲ့တို့သားလေးနင်ရအောင်မယ်ဒီတော့ဒီတိုင်းတော့ဖြစ်တော့ရှော့မှာဖြစ်တော့မှာခုဒီစမ်းရက်ဒီကလွန်လှပြီအစာမစားလည်းပျော့ကုန်ပြီသေတော့မှာဖိုးကြီးကနားချဒီကမှအမေကြီးကမျက်ရည်လေးတုပ်လို့စိတ်မတူတော့လဲကိုင်းဒီလိုဆိုရင်လဲရဟန်းပြုတ်ခွင့်ပေးကြဆိုရဲ့ဒီနေ့ကလည်းလို့ချားနေမရှိဘူးသူသားသေသွားလိမ့်မယ်အဲ့ဒီမှာအမေကြီးကလာပြီးတော့ဖိုးကြီးနဲ့ကိုင်းရဲ့သားရဲ့ထပါလို့မင်းစားပါလို့မင်းအမေကမင်းရဟန်းပြုတ်ခွင့်ပေးပါပြီတဲ့ကွာအမေက
တာရဲ့ရမ်းပြုတ်ပဲပြပါပြီရမ်းပြုတ်ပါတော့သမင်းထသားပါတော့မေကြီးကမျက်ရည်လေးတုံလို့ပြောတော့ဟုတ်ပြောလာလားမင်းကမှစကားတွေ့လာမဲလေးတယ်မယုံသေးဘူးဟုတ်ပါတယ်တာရဲ့ရမ်းပြုတ်ပါတော့သမင်းထသားပါရမ်းပြုတ်ပဲပြပါပြီအမေရောအဖေရောကြည်ပြူသားပြပါအဖေကြီးကသားပြီးတော့တာရဲ့တာပါသမင်းထသားပါမင်းအမေကလည်းသဘောတူပါပြီငါလည်းသဘောတူပါပြီရမ်းပြုတ်ပဲပြပါအဲ့ဒီကြမှာဝမ်းသာအရာသားလေးကကိုယ့်ဘက်ကခါလို့အိပ်ရလိုက်ထလာပြီးတော့ဘာလုပ်လဲပထမဆုံးသူကရေချိုးလိုက်တယ်ငါတော့ရမ်းပြူသွားတော့ရေချိုးလိုက်တယ်ရေချိုးပြီးမှမိဘများချက်ပြုတ်ထားတဲ့ထမင်းကိုတော်ဝါကြီးစားပြလိုက်တယ်6ရက်စားတစ်ချက်စားပဲသေသွားလို့ရှိရင်တစ်ခါတည်းပြတ်တော့မှာအကယ်၍ရမ်းပြုတ်ပြန်ပြေးတာကမှသူရမ်းအဝက်နဲ့သူသားလေးနင်းရအောင်မယ်ဒီတိုင်းတော့ဖြစ်တော့ဘူးရှော့မှာဖြစ်တော့မှာခုကြည်စမ်းရက်ဒီကလွန်လှပြီအစာမစားလည်းပျော့ကုန်ပြီသေတော့မှာဖိုးကြီးကနားချဒီကမှာအမေကြီးကမျက်ရည်လေးသုတ်လို့စိတ်မတူတော့လဲကိုင်းဒီလိုဆိုရင်လဲရမ်းပြုတ်ပြန်ပေးကြဆိုရဲ့ဒီနေ့ကလည်းလို့ထားနေမရှိဘူးသူသားသေသွားလိမ့်မယ်အဲ့ဒီမှာအမေကြီးကလာပြီးတော့ဖိုးကြီးနဲ့ကိုင်းရဲ့တားရဲ့ထပါလို့မင်းစားပါတော့မင်းအမေကမင်းရမ်းပြုတ်ပြန်ပေးပါပြီတဲ့ကွာအမေကတားရဲ့ရမ်းပြုတ်ပြန်ပေးပါပြီရမ်းပြုတ်ပါတော့မင်းထစားပါတော့အမေကြီးကမျက်ရည်လေးသုတ်လို့ပြောတော့ဟုတ်ပြောလာလားမင်းကမှစကားတွေ့လာမဲလေးတယ်မယုံသေးဘူးဟုတ်ပါတယ်တာရဲ့ရမ်းပြုတ်ပါတော့မင်းထစားပါရမ်းပြုတ်ပြန်ပေးပါပြီအမေရောအဖေရောကြည်ပြူသားပေးပါအဖေကြီးကသားပြီးတော့တာရဲ့စားပါမင်းထစားပါမင်းအမေကလည်းသဘောတူပါပြီငါလည်းသဘောတူပါပြီရမ်းပြုတ်ပြန်ပေးပါအဲ့ဒီကြမှာဝမ်းသာအရာသားလေးကကိုယ့်ဘက်ကခါလို့အိပ်ရလိုက်ထလာပြီးတော့ဘာလုပ်လဲဆိုပထမဆုံးသူကရေချိုးလိုက်တယ်ငါတော့ရမ်းပြုတ်သွားတော့ရေချိုးလိုက်တယ်ရေချိုးပြီးမှမိဘများချက်ပြုတ်ထားတဲ့ထမင်းကိုတော်ဝါကြီးစားပြလိုက်တယ်6ရက်စားတစ်ချက်စားပဲ6ရက်စားအဲ့ဒီထမင်းလေးစားပြီးတော့ခါကြမှာကောင်းမမအဝတ်စားတွေဝတ်တယ်အသားမကျေတဲ့အဝတ်တွေကိုဝတ်တယ်ဝတ်ဆင်ပြီးတော့ခါကြမှာငါတော့ဒီနေ့မိဘများကခွင့်ပြုသောကြောင့်ကြည်ပြူမြတ်စွာဘုရားကျောင်းတော်သွားမယ်မိဘများအိမ်ကထမင်းစားပြီးပြီမိဘများခွင့်ပြုချက်လည်းရပြီးပြီရေလည်းချို့ပြီးပြီလူဝက်ကိုခါတွက်တော့မယ်လူဘဝဆိုသည်လမ်းစဉ်တစ်မျိုးရှိကရာဝါသလမ်းစဉ်ဆိုသည်မှာလူလောကီ၌နေကြတော့လူတို့ရဲ့လမ်းစဉ်အဲ့ဒီလမ်းစဉ်လိုက်ခဲ့တော့တာကျွေးမှုမရကျွေးမှုဒါတွေနဲ့ဒုက္ခများမိမိရဲ့ကိုယ်လည်းယုံနေအသုံးချပြီးတော့သားကြုံမရကြုံခံရမရရှိသောသူသည်မရကြုံခံရသားရှိသောသူသားကြုံခံရသမီးရှိသောသူသမီးကြုံခံရဒီကဲ့သို့သားမရသိမ့်ပိုင်ကိုယ်လည်းယုံဖြင့်လုတ်ကိုင်း၍တဘွားလုံးနေကြခြင်းအမှန်စင်စစ်ကြုံခံနေရတာပဲဒီကြုံငါမခံဘူးသူတော်ကောင်းလို့အမြင်သူတော်ကောင်းလို့အသိသူတော်ကောင်းလို့အနေမျိုးဖြင့်ထွက်စားတော့ဒီမြင်မျိုးကိုမြင်တဲ့ဒါကြောင့်မို့သူတော်ကောင်းတရားနဲ့ကြည်တော့တဏှာဤကျေးကြုံကာမဂုဏ်ဤအကျဉ်းသာငါအဖြစ်ကိုမခံတော့ဘူးဒါမို့ကရာဝါသောအိယာတီထောင်လူတို့ပေါင်း၌နေရခြင်းသည်ဘုကိစ္စများသောကိစ္စရှိ၏များလိုက်တဲ့ကိစ္စတွေကိုရေးဒီရေးအရေးပေါင်းတောင်းလျှောက်တောင်းတဲ့ဒီနေ့လားလေဒီထက်ကတယုံလဲလဲဒီနေ့လားလေတလုံးလဲလဲအဲ့ဒီလိုနေရတယ်ဒီလိုနေရခြင်းတော့ငါအလိုမရှိဘူးယခုတော့လွတ်လပ်ရှိနေအာဘောကာသောပပ္ပစာရှင်ရန်အဖြစ်သည်အာဘောကာသောကျေပြန်သောအခွင့်ရေးရှိ၏တိုင်းမို့တန်တာရောအဆုံးကိုလည်းမမြင်အစာကိုလည်းမတင်ကျင်လေးကစုံမျောကြရတဲ့ဘုံလောကအနဝဤတန်တရာကြီးဒီကတန်တရာကြီးတဲ့တို့သူငါရောက်တော့နေရတဲ့တန်တရာကြီးကိုလျှောမျော၍ကြည်သောအခါအဆုံးကိုလည်းမမြင်ရဘူးတဲ့ဘယ်တော့ဆုံးမယ်လို့အဆုံးမမြင်ရဘူးဒါဖြင့်အစကိုပြန်ကြည့်လို့အစာလည်းမထင်ဘူးတန်တာရောအဆုံးကိုလည်းမမြင်အစကိုလည်းမထင်ကျင်လေးကစုံမျောကြရတဲ့ဘုံလောကအနဝဤတန်တရာကြီးဒီကလောကကြီးကဘုံလောကကြီးကိုဘုံလောကကြီးဖြစ်သောကြောင့်သူလည်းဆိုင်တယ်ကိုယ်လည်းဆိုင်တယ်သူလည်းပိုင်တယ်ကိုယ်လည်းပိုင်ဒီလိုရောထွေးပြီးတော့မျောနေကြတယ်တန်တရာရေရင်ရောစုံမျောပြီးတော့နေကြတယ်ဘုံလောကကြီးတဲ့အဆုံးကိုမမြင်အစကိုမထင်တော့လဲပဲတို့သူငါလေးတန်တရာကြီးတဲ့ဝင်၍တော့မျောနေကြရပြီဘယ်ကဘာကစခဲ့တယ်ဘယ်ဘုရားလက်ထက်ကစခဲ့တယ်ဘယ်ပုံစံနဲ့စခဲ့တယ်မသိပင်မသိတော့လဲပဲတို့သူငါလေးတန်တရာကြီးတဲ့ဝင်ရောက်ပြီးမျောနေကြရပြီအစမပြင်ဘူးတဲ့နော်တန်တာရောအဆုံးကိုလည်းမမြင်အစကိုလည်းမထင်
ကျင်လီကစုံမျောကြရတဲ့ဘုံလောကအန္တဝါဤတန္တရာကြီးဒီကကာမဂုဏေဟိငါးပြာအာယုံကာမဂုဏ်အရှုပ်တရားယုတ်တို့နှင့်တန္တရာကြီးတဲ့ကျင်လီနေကြတယ်ဘာတွေနဲ့နေကြတယ်ငါးပြာအာယုံကာမဂုဏ်အရှုပ်တရားယုတ်တွေနဲ့အာယုံ၅ပါးကာမဂုဏ်တရားဆိုပြီးတရားကောင်းတွေမဟုတ်တရားယုတ်တရားရှုပ်အဲ့ဒီတရားယုတ်တရားရှုပ်တွေနဲ့တလုံးလဲလဲနေကြတယ်ငါးပြာအာယုံကာမဂုဏ်အရှုပ်တရားယုတ်တို့နှင့်တန်ယူတော်ဘယ်ဘုံဘယ်ဘဝမှာမှအစသတ်၍မဆုံးနိုင်တခိုင်တည်းခိုင်မြဲရှင်တွဲပေါင်းစားအကြောင်းမပြတ်သည်ဖြစ်၍ဘိုးဘဝလုံးကလည်းဒီအာယုံ၅ပြာကာမဂုဏ်တရားတွေနဲ့ပြောခဲ့ကြဘိုးဘဝလုံးကလည်းအာယုံ၅ပြာကာမဂုဏ်တရားတွေနဲ့တလုံးလဲလဲနေခဲ့ဒီဘဝမှာလည်းအာယုံ၅ပြာကာမဂုဏ်တရားတွေနဲ့ရှုပ်ထွေးစေပဲတန်တရာတွင်ကျင်းလေးကြတဲ့တတ္တဝါတွေတဘွားလည်းဒါပဲတဘွားလည်းဒါပဲဒီလိုနဲ့ပဲနေကြတော့ကြောင့်ဒါချမ်းသာမှုလားငါးပြာအာယုံကာမဂုဏ်အရှုပ်တရားယုတ်တို့နှင့်တန်ယုတ်တော်ဘယ်ဘုံဘယ်ဘဝမှာမှအစသတ်၍မဆုံးနိုင်တခိုင်တည်းခိုင်မြဲရှင်တွဲပေါင်းစားအကြောင်းမပြတ်သည်ဖြစ်၍မူလာရင်အကြောင်းကမှမပြတ်ခဲနဲ့ဒါတွေဘယ်လို့ပြုတ်နှောင်လို့ရမှာတော့ရှင်တွဲပေါင်းစားအကြောင်းမပြတ်သည်ဖြစ်၍တန်ယုတ်တော်ဘယ်ဘုံဘယ်ဘဝမှာမှအစသတ်၍မဆုံးနိုင်တခိုင်တည်းခိုင်မြဲရှင်တွဲပေါင်းစားအကြောင်းမပြတ်သည်ဖြစ်၍ဒုက္ခခံတော်ဝါဒုက္ခဟူ၍မြူဝဲမတန်းချမ်းသာကင်းစေဆင်းရဲထုံဆင်းရဲကြ၏အစမှန်ဖြစ်၍နေတော့ဒီသားလင်ဒီချမ်းသာမှုဘာမှမရှိဘူးသူတော်ကောင်းတို့အမြင်နဲ့မြင်၍သူတော်ကောင်းတို့အကြည့်နဲ့ကြည်တာတော့ခါပြီအာယုံ၅ပြားကာမဂုဏ်တရားတဲ့နေရတယ်ချမ်းသာမှုတို့ဘာမှမရှိဘူးဒါမို့ဒုက္ခခံတော်ဝါဒုက္ခဟူ၍မြူဝဲမတန်းချမ်းသာကင်းစေဆင်းရဲထုံဆင်းရဲကြ၏အစမှန်ဖြစ်၍နေတော့ဒီသားလင်ဒီဒါနိဣဒာနိဘုရားဆုံးမဩဝါဒကိုခန္ဓာတေချာကောင်းစွာနာကြမှတ်သားရပြည့်ပြည့်သောယခုလိုဤခါမျိုး၌တရောထိုဒုက္ခပေါင်းနှောင်ရင်ကြီးတွင်မှလွတ်ကင်းသည့်ပမာချမ်းမြေရည်လင်းစွာစရိတ်သားမိကြောက်ရွံနှင့်နောက်တုံလို့မဆုတ်တမ်းအယိုးပဲကြည်ကြည်အရေးပဲခန့်ခန့်ယောက်ျားမြတ်တို့အားစွမ်းဖြင့်တကယ်တမ်းကြိုးပမ်းအားထုတ်ပါတော့တည်းတထေသာဥက္ကာရုံညသည်ယနေ့ဖြင့်အခွင့်ရေးရခဲ့ပြီဟဲ့မိဘတို့မကြည်ပြူရကကြည်ပြူလို့ငါအခွင့်ရေးပေးခဲ့တော့ကြောင့်ရသောအခွင့်ရေးကိုဝမ်းမြောက်ဝမ်းသာလက်ခံပြီးတော့ရေမိုးချိုးလို့သမင်းစားပြီးတော့အဝတ်စားကောင်းမွန်စွာဝတ်ဆင်လို့မြတ်စွာဘုရားရှင်သွားတော့မယ်ယနေ့ဖြင့်ငါရခွင့်ရေးရခဲ့ပြီဟဲ့ဝမ်းသာအားရတယ်ဝမ်းသာအားရမြတ်စွာဘုရားထံသွားကနိမြတ်စွာဘုရားထံသွားကနိမိဘတို့ကိုရိုသေစွာထိုင်၍ရှိခိုးမိဘတို့ထံရိုသေစွာကျေးဇူးတင်တော်အဖြစ်ရှိခိုးတော့မိခင်ကြီးကမျက်ရည်တွေကြာလို့အမလေးသားရဲ့ဒီနေ့တော့သားခွဲရတော့အမလေးသားရဲ့ဒီနေ့တော့သားခွဲရတော့မယ်မိခင်ကြီးကမျက်ရည်တွေနဲ့ငိုးတော့ဖခင်ကြီးကလည်းမျက်ရည်တွေကြာလို့တို့သားလည်းဒီနေ့တော့တကယ်ပဲခွဲရတော့မယ်သို့သောတေခွဲတော့မဟုတ်သေးဘူးဟဲ့ဖခင်ကြီးကယောက်ျားပြက်လို့စိတ်ထိလို့ရသေးတယ်ခွဲရတော့လည်းပဲဒီနေရာမှာရှင်ခွဲရတယ်ရှင်ခွဲရတယ်နာနာဘာဝဝိနာဘာဝလူလေသုံးလက်ရှိရနာနာဘာဝဝိနာဘာဝဧတာလောကတဓမ္မတာလူများပေါင်းသင်းတယ်တွေ့ကြုံတယ်ခြုံစည်းတယ်ဆိုတာဒီနေ့နေ့ခွဲရမယ်ဖြစ်တယ်ပေါင်းသင်းပြီးတော့တွေ့ကြုံပြီးတော့ခြုံစည်းပြီးတော့ခွဲရမယ်ခွဲရခြင်းက2မျိုးရှိတယ်နာနာဘာဝခွဲနည်းဝိနာဘာဝခွဲနည်းနာနာဘာဝဝိနာဘာဝနာနာဘာဝခွဲနည်းဆိုသည်မှာသေခွဲခွဲနည်းဖြစ်ဝိနာဘာဝရှင်ခွဲခွဲခြင်းဖြစ်ယခုတော့ရှင်ခွဲခွဲရတော့မဲအဲ့လိုခွဲရတော့ဆိုပြီးတော့ဝမ်းနေရတော့လည်းပဲဝမ်းသာရတယ်အားကြောင့်လဲဆိုတော့ဒုသားလေးဒီနေ့သင်္ကန်းဝတ်ကလေးနဲ့မြင်အောင်မယ်ညှို့လက်ကြတယ်ကိုင်သားခွင့်ပြုရတယ်သားကမိဘနှစ်ပါးရှိခိုးပြီးတော့ထသွားလို့သားလေးနောက်ကကြည့်လို့မျက်ရည်လေးသုံးပြီးတော့အမလေးသားအိမ်ထဲကဆင်းသွားပြီဟဲ့ငိုလို့သားလေးကအိမ်တွင်းလေးကဆက်သွားသားလေးမျက်စိဆုံးကြည့်တော့လိုက်ကြည့်ပြီးတော့ကိုင်ကွာဖခင်ကြီးကတော့ယောက်ျားဖြစ်တယ်
ယောက်ျားပြက်လို့စိတ်တင်းရှာတာတို့သားတနေ့မြင်ရမှာသေတာမှမဟုတ်ပဲဒီလိုသဘောမထားပါနဲ့မင်းကလည်းသားသေရသွားလာမှမဟုတ်ပဲလို့အဲ့လိုသူကဆက်သိသေးပြီးတော့နေရတယ်ဒီနေ့အိမ်ကသားလေးပျောက်သွားပြီသားလေးပျောက်သွားတော့ဖြစ်နိုင်တယ်နင်းနဲ့အိမ်မရှိတဲ့ကြီးတွေကျွန်းနေတဲ့လူဆက်လက်ပြနေရတို့လည်းချမ်းသာပါသေးတယ်လို့နေရတယ်သားလိုက်ကြောင်းလို့သွားလို့ယဟန်ပြုတာကယဟန်ပြုပြီးတော့နေဒီနေ့မှသားလေးယဟန်မြင်ရလို့ဓမိုးတော့မြောက်လာလိမ့်ချင်းညော်လို့သာနေရဘယ်နေ့မှသားကရဟန်းပြူသွားတော့နေကတခါတည်းပျောက်သွားတယ်တခါမှပေါ်ပေါက်မလာဘူးအိမ်ရှိလည်းမလာဘူးမျိုးတယ်လည်းမလာဘူးဘယ်နေရာမှမမြင်ရဘူးသားကမိဘတို့ကိုတန်ရောစဉ်ဖြတ်ခြင်းကကြောက်တော့ကြောက်တန်ရောစဉ်ဖြတ်ခြင်းဖြစ်တယ်အကယ်၍ငါသည်ရဟန်းပြူပြီးတော့မိဘရင်တော့ဆွန့်ရခဲ့ဆိုဆွန့်ကတော့လောက်မှာစိတ်မချရဘူးမိခင်ကြီးကတန်ရောစဉ်ကအလွန်ချိနှောင်တယ်ချိနှောင်တော့ကြောက်သားရဲ့တော့ကြကိုပြောဒီပြောနဲ့နားပူအဲ့ဒီနားပူမှာကိုမကြားကျင်တော့ကြောင့်အိမ်ကိုတော့မသွားတော့ဘူးအိမ်ရိတ်တောင်မနှင်းဘူးအိမ်ရှိတောင်ဖြတ်မသွားဘူးအဲ့ဒီကစပြီးတော့နေလိုက်တာသာဝတိဒီသေတော်ကျောင်းတော်တဲ့9ဝါတိုင်နေလို့ပရိယတ်တိစာပြီးသင်ကြားလို့ရဟန်းဆိုသည်ရဟန်းကျင့်ဝတ်စေဥစွာသင်ရသေးတယ်အဲ့လိုသင်ကြားပြီးတော့9ဝါတိုင်နေကြားမိဘတို့အိမ်ရိတ်မနှင်းယုံနေမဟုတ်မိဘတို့ရှေ့ကိုပဲဖြတ်သားယူပြီးတော့မောင်ရဲမောင်သားမမြင်ရတော့လဲကြားလာပြီဒီနေ့မြင်ရလို့ဒီနေ့မြင်ရလို့သို့တော့အခြားတော့သံဃာတော်နဲ့ရောထွေးပြီးပြောင်းမွေ့နေမှာပါပဲလို့နှစ်သိမ့်ပြီးတော့နေရတယ်နှစ်သိမ့်နေရတယ်မမြင်ရဘူးဒီလိုနဲ့ပဲတစ်ဖြည်းဖြည်းကြားသွားလိုက်တယ်သားက9ဝါပြည်တော့အခါငါသည်ပရိယတ်တိလုပ်ငန်းဒီလောက်ဆိုအခြေခံရခဲ့ပြီပฏิပတ်တိလုပ်ငန်းလည်းလုပ်အောင်သာသနာဝင်တယ်ဆိုတော့အလုံးတစ်ခုဝင်လာတယ်ပရိယတ်တိပြီးတော့ပฏิပတ်တိလုပ်ငန်းလည်းရတယ်ပฏิပတ်တိဆိုတော့ကမ္မထာဘာဝနာအကျင့်ကမ္မထာဘာဝနာအကျင့်ကျင့်ဖို့ရငါဝေးလံတော့သာဝတိပြည်ကြီးမှာဝေးလာတော့တောကျေးလက်သွားရင်တခုသောရွာကိုဘောဇရကံပြုရင်တောရောင်းလေးနဲ့သွားနေမဲ့လို့ရွေချက်နဲ့တပိတ်ကလေးပိုက်ပြီးတော့ထွက်သွားတယ်။သင်တော်တော့အချမ်းကွာတော့နေရာနဲ့တောရချောင်းလေးဆောက်ကြည့်ပြီးတော့နေတဲ့တောရချောင်းလေးနဲ့နေလိုက်တာဘယ်လောက်ကြာသွားလဲဆို12နှစ်ကြာသွားတယ်။ပြီးတော့တောရချောင်းနေတာက12နှစ်ကြာတယ်။ဒီတော်ကျောင်းတော်နဲ့နေတာ9နှစ်19နှစ်ကြာတယ်19နှစ်တော့ကြာပါတယ်ဖခင်မိခင်တို့ဒီသားတယောက်တစ်ခါမှမမြင်ရဘူးဒီနေ့မှမမြင်ရဘူးဒီနေ့မှမမြင်ရဘဲနဲ့ဒီလိုနဲ့ပဲမြင်ရမိဘတွေကဘယ်လိုဖြစ်လာလဲဆိုတော့19နှစ်ကြာတော့အချိန်ကြာမိဘတွေကဥမင်းကြပြီးရိုးရင်းခဲ့ပစ္စည်းသိုးဒီကတတ္တဝသင်္ခါရပစ္စည်းသင်္ခါရထိမ့်မဲ့သိမ့်မဲ့လူမရှိတော့သူတို့အဖိုးအမဲအိုးတွေသူတို့နေရာတကာလိုက်မကြည့်နိုင်ဘူးသားကလည်းထိမ့်သိမ့်လို့မရှိတော့အိမ်မှာခိုင်းတာကကြေးတွေကျွန်းတွေအလုတ်ကျွေးတွေသားမရှိပြီဆိုတော့ကြေးတွေကျွန်းတွေကလှုပ်ချင်တယ်လို့လှုပ်ကြတယ်သုံးညင်တယ်လို့သုံးကြတယ်ဒီလိုနဲ့ပစ္စည်းတွေကတဖြည်းဖြည်းယိုယွင်းလာလိုက်တာတစ်ချိန်ကြီးတဖြည်းဖြည်းမွဲမှန်းသိမွဲလာတယ်ပေါ်စီဒီချေငှယူထားတာတွေကလည်းကြမပေးကြသားလည်းအားကိုးစရာမရှိအဖိုးကြီးအမေဒီဆိုတော့ကြောင်းအိုးကြွမလေးဘယ်သူကမှဂရုမထားကြတဖြည်းဖြည်းနဲ့မွဲတင်လာလိုက်တာငကိုကလည်းသူတို့မှားကတထင်းမျိုးတထင်းတွေကိုငယ်စဉ်ကလည်းဆင်းရဲပန်းအောင်လုပ်ခဲ့တဲ့အလုပ်ကဘာတစ်ခုမှမရှိတထေးသည်သမီးတထေးသားဆိုချင်းပွဲမိမလောင်လက်ပွဲမိမလောင်နေလာခဲ့တာမွဲမှန်းသိမွဲသွားတဲ့ခါတဲ့အထည်ကြီးကြသွားတယ်အထည်ကြီးကြသွားလိုက်တာနေနောက်ဆုံးကြတော့အိမ်ပေါ်တော့မနေနိုင်လို့မောင်ရဲမတတ်နိုင်တော့ဘူးဒီအိမ်ကြီးပဲရောက်ပြီးတော့ကြားတဲ့ငွေလေးနဲ့တနေရာသွားပြီးတော့ကနေရမှာကောက်မှထမရဲလို့တိုင်ပြီးတော့ကိုင်းကွာဒီလိုပြောတယ်ဒီလိုလောက်ကြဆိုပြီးတော့ပရိယေဒနာဝမ်းစာကလည်းရှိသေးတာကိုပရိယေဒနာဝမ်းစာကလည်းရှိမသားပဲမနေနိုင်တော့ဖြစ်နိုင်တဲ့နည်းနဲ့ပြောင်းလုပ်ကြနောက်ဆုံးအင်ကြီးကိုရောင်းချပြီးအိမ်မောကဆင်းသွားအိမ်မောဆင်းသွားပြီးတော့မြို့ပြင်မဲ့ဆင်းရဲသားရက်ွက်တဲ့ချမ်းရမို့တဲလေးနဲ့နေကြတယ်သူတို့မှဘာမှလည်းလုပ်တာကိုင်းတာမရှိတစ်သက်လုံးကလည်းဘာတစ်ခုမှလုပ်ဖို့တာမရှိမဟုတ်တော့အခြေခံကလည်းနောက်ကျောင်းကလည်းတစ်ထေးသားတစ်ထေးသမီးကိုင်းဒီတစ်ခါကျတော့အထည်ကြီးကြဘာတတ်နိုင်ကြသေးတော့ဒီဟာလေးတစ်ပြေးပြေးနဲ့ပွန်းပြက်သွားတာနောက်ဆုံးတော့မွဲသွားလိုက်တာကငတ်ပြတ်သွားတော့အခြေရောက်သွားမတတ်တာတဲ့အစုံကိုင်းသူများနေတူတော့ကွာဆက်တော့မဆက်နိုင်တော့မထိုးတော့လူလုံးတော့မလှတော့ဘူးမလှတဲ့ဘွားတော့သူများနေတူပဲဖွက်လက်ဆွဲပြီးတော့တောက်စားရတော့မှာပဲဆိုပြီးတော့မတတ်တာတဲ့အစုံဖွက်လက်ဆွဲပြီးတော့တောက်စားရတယ်အချက်မျိုးရောက်သွားတယ်ဒီအချိန်မှာသာဝတိပြည်စေတဝန်ကျောင်းတော်တွေကယဟန်တစ်ပါးကတောကျိလက်ခီးထွက်လာဒေသသာရေခီးထွက်လာတော့ကဥက္ကာတော်ညမဟာရဏတထေကြီးရဲ့သားနေတော့တောကြောင်လေးဆိုရောက်လာတောကြောင်လေးရောက်လာတော့အာဂန္ဓုကိုတော်ကိုအာဝတိကပုဂ္ဂိုလ်ကအခန့်ရမြဲသုံးဆောင်တဲ့အရှင်ဘုရားကြွပါဒီမှာတိုင်းမှာနေရာထိုင်ခင်းလေးပေးလို့ဟောဒီတော့ရေသုံးဆောင်မှရေအိုးလေးချအခန့်သမိစရာစကားပြောလို့အရှင်ဘုရား
သာဝတိကြီးကြီးရှိကလို့ပဲစီစီကားကရှိပါလေရှိပါတယ်ဒေတွန်းเจ้าတော်ကြီးကောင်းရှိကလို့စီစီကားရှိပါတယ်တန်ဃာတော်များကိုကျမ်းကျမ်းမာမာချမ်းချမ်းသာသာရှိပါတယ်စီစီကားကရှိပါတယ်မြတ်စွာဘုရားနဲ့တို့ကတန်ဃာတော်များလည်းရှိကအတိုင်းပါပဲအဲဒီအာနာပသံလပစကားတွေပြောပြီးတော့လာရတာတဖြည်းဖြည်းနဲ့နောက်တော့ဒါတဲ့ဘုရားစကားမစသာဝတိပြည်တွေကမဟာလနတထေးကြီးဆိုတာရှင်ဘုရားကြားဘူးပါသလားလို့အာဝအတိကပုဂ္ဂိုလ်ကအာရဏုယဟန်ကိုမေးတယ်မဲတော့အာရဏုကိုတော်ကပြောတယ်သိပါတယ်မဟာလနတထေးကြီးသို့တော်သူတို့တထေးကြီးမဟုတ်တော့ဘူးဗျာဩဘယ်လိုဖြစ်သွားလဲသူတို့ဗျာသားကလည်းမရှိဘူးသားကမရှိတော့ကြည့်မဲ့လူမရှိတော့ဒီကကြည်တယ်ကျွန်းတွေကလှုပ်ချင်တယ်လို့လှုပ်သုံးချင်တယ်လို့သုံးဖြုံချင်တယ်လို့ဖြုံတွေးယူထားတဲ့လူတွေကလည်းပြန်မပြေနောက်ဆုံးတော့တဖြည်းဖြည်းနဲ့သူတို့ကလည်းလူအိုးကန်းအိုးအကုန်လုံးအိုကြတော့ဘာမှပြုမဲ့လို့ရှိတော့နောက်ဆုံးသူတို့အိမ်ကြီးပေါ်မနေနိုင်လို့ဆင်းသွားရတယ်တစ်မျိုးရောက်တယ်အိမ်ကြီးပေါ်ရောက်ကြသွားတယ်ခုတော့မြို့ပြင်မဲ့ဆင်းရဲသားရောက်ွက်တဲ့ထမ်းရွက်တဲလေးနဲ့နေရှာတယ်လို့ကြားတယ်ထမ်းရွက်တဲနေကြတယ်သူတို့မှတော့ဗျာဖြစ်ရကုန်ကသနာပါလို့အဝက်လည်းလူချင်းမတူရှာဘူးဗျာအစားလည်းလူချင်းမတူရှာဘူးကိုယ်ပြောတော့ဗျာခွက်လက်ဆွဲလို့တောင်းစားရတဲ့အဖြစ်မျိုးရောက်နေကြတယ်ရိုးသားသားပြောဒီဖြစ်တွေကြားရတော့အမလေးငါမိပါလေဖြစ်မှဖြစ်ရနေခြင်းလို့အာဂန္ဓုကိုတော့မသိအောင်တစ်ဖက်လည်းမျက်ရည်တွေတုပ်လို့ငါမိပါလေဆင်းရဲသွားမကြရနိုင်ဘူးအာဂန္ဓုကိုတော့မမြင်အောင်တစ်ဖက်လည်းမျက်ရည်တုပ်ရင်းနဲ့ခက်ပြီးတန်ရောစဉ်ဩမိပါလေဒီလောက်ချီချောင်းဆင်းရဲလိုက်မယ်မထင်ခဲ့ဘူးသူတို့ဒီချမ်းသာသောမဟာရဏတထေးကြီးသူတို့လက်သက်တာတော့ဖြင့်ထိုင်စားနိုင်တယ်လို့ငါလည်းယူဆခဲ့တယ်ယူဆခဲ့တော့ကြောင့်စိတ်ချလက်ချငါတော့ရဟန်းဘွားနဲ့ပြောမွေ့တော့မယ်မိဘလို့ထံပြန်ရင်ပြောတယ်ဒီဘက်ချက်မရှိဘူးတန်ရောစဉ်တွေ့မှလည်းဆွေးရင်တော့ကြောင့်နေခဲ့ငါမျောလင့်လာကတခြားဖြစ်တာကတမျိုးကြားရတဲ့သတင်းကဖြင့်မကောင်းဘူးငါဘယ်လိုလုပ်ရပါမလဲစိတ်ထဲကသုံးပြပြီးတဲ့ခါကျမှဒီလောက်တော့သိုးပါလေတဲ့အချိန်မိဘများမတည်ခင်ငါတော့ပြန်တော့ကြည်အောင်မှထင်ရဲ့လို့တန်ရောစဉ်ရောက်အမို့ဆွဲရလောင်စေပူမြဲပေဒီဆိုတဲ့စကားတန်ရောစဉ်ရှိတယ်တန်ရောစဉ်ရမယ်မြဲစွာနှောင်ပေကျိုးဆဲတွေဒီမြေရီဝန်ဆိုင်လောဘမြိုင်ကခန့်ခိုင်အေးကြည်နိဗ္ဗာန်ပြည်ကိုမျော်ဤမှန်းကလွမ်းမိပါ၏တန်ရောစဉ်ဆိုတာရှိကြတယ်လူများမှားတော့သားတန်ရောစဉ်မယားတန်ရောစဉ်ဉာဏ်တန်ရောစဉ်ဒီလိုတန်ရောစဉ်ရှိကြတယ်ရဟန်းပုဂ္ဂိုလ်များတော့တန်ရောစဉ်မရှိဘူးလို့ဆိုရတော့လည်းပဲမိဘချေရှားရှိတဲ့သူများမိဘတန်ရောစဉ်ရှိကြမြဲဖြစ်တယ်ထိုရင်မဟုတ်သေးဘူးတန်ရောစဉ်ဖြတ်တယ်ဆိုပေမဲ့အာဝါဒတန်ရောစဉ်ပလီဘောဓတန်ရောစဉ်ဆိုတော့တန်ရောစဉ်ကကွက်ကတန်ရောစဉ်ကျိုးဆယ်ခြင်းရှိတန်ရောစဉ်ကျိုးဆယ်ခြင်းကနောက်ကကြီးတွဲလို့နေကြမြဲဖြစ်တယ်ငါဒီမိဘတန်ရောစဉ်ရှိသေးတယ်ဒီမိဘလို့အသက်ထင်ရှားရှိစဉ်ငါဒီပြက်ပဲမထားတတ်ဘူးထင်ရဲ့ဆုံးပြပြီးတော့ရုတ်တရက်သူ့စိတ်ထဲမှာမိဘလို့ငါခဏသွားကြည့်အောင်ပါပဲလို့တခဏချင်းဆုံးပြပြီးတော့အရှင်ဘုရားဤတော်ကြောင်းနဲ့အရှင်ဘုရားတည်သုံးနေထိုင်လို့တပဆိုလျင်တပည့်တော်အရှင်ဘုရားကိုကရုပံလို့ပါကြအကုန်လုံးကထူထားခဲ့ပါမယ်တပည့်တော်သာဝတိကြီးကြီးနဲ့ပွားနေတာကြားပြီးမြတ်စွာဘုရားနဲ့တော့သံဃာတော်များမဖူးတွေ့ရတာကြားနေဖြစ်တော့ကြောင့်တပည့်တော်မြတ်စွာဘုရားကိုလည်းဖူးတွေ့ရင်သံဃာတော်များလည်းဖူးတွေ့ရင်ဒေတွန်းရွှေเจ้าတော်ကြီးကိုလည်းမရောက်တာကြားနေတော့ကြောင့်ပြန်ရန်ရည်ရွယ်ချက်ဖြစ်ပါတယ်လို့ကြောက်ထားပြီးတော့သူရဲ့မိဘတန်ရောစဉ်ကိုဖွင့်ထုတ်မပြောဘဲနဲ့မျက်ရည်သိမ့်ပြီးတော့တူထားပြီးတော့တပိတ်ကလေးပိုက်တော့ပြန်လာခဲ့တော့မိဘလို့တော့မြင်အောင်မှာမိဘလို့မြင်အောင်မှာမြင်ခွင့်ကတော့ဘာမှမဟုတ်ဘူးစိတ်ထဲကဝမ်းနေပန်းနေအဲ့လိုသွားပြီးတော့တွေးတော့ပြီးတော့နေတော့သွားရင်နဲ့အချိန်ကလည်းမိုးရချိန်မိုးတင်ကြီးတွေကအနောက်တောင်ကတက်တိမ်မုတ်ကြီးတွေကသူအောင်မလေးတင်ကြီးကလည်းတက်လာလိုက်တာငါများမိုးမိမှာအရင်မကြည့်ဘူးဒီမိုးကြီးကသာဝတိကြီးပေါ်ရွာချလာရင်ငါမိဘဆင်းရဲတော့သူရတဲလေးနဲ့လေရှာရတယ်မိဘလေးမိုးလုံးလေးလုံးမကြည့်ပါမလားစိတ်ထဲတွေးတော့ပြီးတော့ဝမ်းနေမိလေးဥထုစီရှိချသေးတယ်အဲ့ဒီလိုဟိုတွေးဒီတွေးနဲ့တွေးပြီးတော့တစ်ဖြည်းဖြည်းလာတဲ့သာဝတိကြီးဝန်ကန်ကြီးလမ်းစုံတစ်ခုရောက်လမ်းကနှစ်သွယ်တွေ့တစ်ခုသောလမ်းကသာဝတိကြီးတဲ့ဝင်သွားတဲ့လမ်းတစ်ခုသောလမ်းကမြတ်စွာဘုရားသတင်းသုံးတော်မူရာစေတဝန်เจ้าတော်ကြီးကိုသွားရလမ်းလမ်းနှစ်ခုတော့300တွေ့ပြီငါဘယ်လမ်းလိုက်ရပါမလဲသာဝတိကြီးတဲ့အရင်သွားတော့လမ်းလက်ခဲ့တော့မိဘများကိုအရင်သွားတွေ့ရမယ်မိဘများအရင်သွားတွေ့ပြီးမှမိဘများကိုနှစ်သိမ့်သေးမယ်
မိဘများသာပြန်လာခဲ့ပြီမျက်နှာအမြင်ခံလို့ပွင့်လင်းစွာနဲ့မိဘများမပူကြနဲ့တော့ယနေ့သာပြန်လာခဲ့ပြီသာပြန်ရခဲ့ပြီလို့ဒီလိုအရင်ပြောရကောင်းလိမ့်မလားသို့မဟုတ်ဒီဘက်လမ်းလက်ခဲ့တော့ရေတဝန်ကျောင်းတော်ကြီးရောက်ရေတဝန်ကျောင်းတော်ကြီးရောက်တော့ခါမြတ်စွာဘုရားဖူးတွေ့ရမယ်တန်ဃာတော်များဖူးတွေ့ရမယ်နေမြဲတိုင်းဖြစ်တော့ငါရဲ့ရှေ့ကကျောင်းနေရာဌာနရောက်တော့စိတ်ကြည်လင်ခြင်းဖြစ်မယ်မြတ်စွာဘုရားကြီးငါရဲ့ဆရာမဟုတ်လို့ဒီတော့ဆရာကိုအရင်ဦးစားပေးရမယ်လောကမှာမြတ်စွာဘုရားရဲ့သူမြတ်တဲ့ပုဂ္ဂိုလ်ဘယ်သူရှိတဲ့တော့ငါဒီဒီလမ်းလိုက်မှာတော့မှာပဲလို့သာဝတိကြီးတဲ့သွားရလမ်းကိုနောက်ချန်ထားခဲ့ပြီးတော့ရေတဝန်ရွှေကျောင်းတော်သွားရလမ်းကိုလာခဲ့တော့ကျောင်းတော်ထဲဝင်ရေတဝန်ကျောင်းတော်ကြီးတဲ့ဝင်တော့မြတ်စွာဘုရားရှင်ကပရိသတ်၄ပေါ်တရားဟောနေတယ်တိုက်ဆိုင်ရပြီးသွားပြုံကြိုက်ဒီလေယာမြတ်စွာဘုရားရှင်ကပရိသတ်၄ပေါ်တရားဟောနေတဲ့တရားကတိုက်ဆိုင်ကြီးဖြစ်လိုက်ပုံကမိဘကျေးဇူးဆိုတဲ့တရားဟောနေတယ်လူတို့သည်လူလောက၌မိဘကျေးဇူးသိကြရမယ်မိဘကျေးဇူးဘယ်လောက်ကြီးတယ်လဲဆိုတော့မိဘကျေးဇူးသည်ရေးတွက်လို့မကုန်နိုင်ဘူးပမာအားဖြင့်ပြောမယ်မိဘနှစ်ပါးကိုဘယ်ဘက်လက်ဖွားကိုအသက်တရားကာလပတ်လုံးဒီလက်ဝါးပြင်ပေါ်မှာသူတို့ဒီပေါ်မှာရေးချို့ဒီပေါ်မှာထိုင်ဒီပေါ်မှာအိတ်ဒီပေါ်မှာနေစေပြီးတခုသောလက်ကသူတို့အတွက်စားဖို့ရသမင်းစားကြံတွေးပြီးတော့ရေးချိုးခြင်းစားသည်ဖြင့်ပြုပြင်ထားပါတဲ့ဒီကဲ့သို့ထားတော်လည်းပဲအနှစ်100သာကုန်ရမယ်မိဘကျေးဇူးဆက်လို့မကုန်ဘူးဒီမြတ်တော့မိဘကျေးဇူးကြီးတယ်ဆိုပြီးတော့မိဘကျေးဇူးမြင့်မော်တောင်တဲ့ဘကကြီးတယ်အလွန်ကြီးမားသောမိဘကျေးဇူးကိုသင်တို့သိကြလောမြတ်စွာဘုရားရှင်ကယဟန်ဖြစ်သောသူများဘင်းလင်းမိဘကျေးဇူးဆက်ကောင်းတယ်မိဘကျေးဇူးဆက်ရမယ်ဆိုတဲ့စကားပါလာအဲ့ဒီစကားကြားရတာဘုက္ကာတော်ညယဟန်လေးအားရှိလာယဟန်ပြုဖြစ်သောပုဂ္ဂိုလ်လည်းမိဘကျေးဇူးဆက်ကောင်းတယ်မိဘကျေးဇူးဆက်ထိုက်တဲ့ဆိုတော့အားရှိလာလို့ဒီနေ့ညတော့မြတ်စွာဘုရားတရားနာရင်တရင်သုံးဘော်ဒီရဟန်းသံဃာတော်တွေနဲ့အတူပြောပိုက်သွားအေးအေးဆေးဆေးစိတ်တွေအတော်ကျဉ်းနှံ့သွားတယ်ပူပင်သောကတွေအတော်ပဲအာရော့သွားဒါနဲ့နှစ်ခြားကြီးခရီးကလည်းပန်းလာကြတာနဲ့ရဟန်းသံဃာတော်တွေနဲ့အလပသံဃာဆွေးနွေးခြင်းထိုနေ့တညဇေတဝန်ချွေကျောင်းတော်ကြီးနဲ့တညကျင်းဆက်လို့နှစ်သက်စွာအိပ်ပျော်သွားတယ်ညာနေစောသောအခါအခြားသောသံဃာတော်များဆွမ်းခံကြွသောနေ့သူလည်းတပိတ်သင်္ကန်းရိုးရွယ်သူများနောက်လည်းဆွမ်းခံသွားတယ်ထိုနေ့နားနဲ့စောသောမှာကာအားလျော်စွာတခုသောအိမ်ကစောစောကြီးရာဟုဆွမ်းနေလောင်းရာဟုဆွမ်းဆိုတာရှေ့ကသုံးတဲ့ကျမ်းဂန်စကားခုခေတ်စကားနဲ့ဆံပြုတ်ရှေ့ကတန်ဃာတော်များဆံပြုတ်လောင်းလို့လည်းရှိကြတယ်မဟာလေးမှာလည်းရှိတယ်ရှေ့ကရှိတယ်ခုခေတ်မှာတော့မဟာလေးမျိုးဘုန်းကြီးတို့ငယ်စဉ်ကဆံပြုတ်ကိုတော့တပိတ်ထဲမလောင်းဘူးဆံပြုတ်ကသွားရင်ကအရှင်ဘုရားဒီနန့်ကြွဆံပြုတ်ဖုံးပေးပါလို့ပင့်လည်းရှိတယ်အဲ့ဒီမှာတပိတ်နဲ့ပိုက်ပြီးတော့သူပင့်လို့နေရာကြီးသွားရတယ်10ပါးကမယ်ဆို10ပါးထိုင်ပြီးတော့ကျန်တဲ့ကားပါပိတ်လိုက်တယ်နောက်တာလက်မခံအဲ့ဒီ10ပါးကိုဆံပြုတ်တဲ့သူကရိုးရိုးလေးပဲဆံပြုတ်နဲ့နေပြီးတော့ဘဲပြုတ်ကြော်လေးနဲ့အဲ့လိုဆုံးကလေးရှိကြတယ်ခွန်ကြီးတို့အဲ့လိုတောက်ခဲ့ဘူးတယ်ရှင်းကတော့လုံးမဟုတ်တပိတ်ထဲလောင်းလိုက်တယ်တပိတ်ထဲပြီးတော့ရာကွက်တကောင်းတပါးစာဆိုလို့ရှိရင်တပါးစာခွက်နဲ့ခုခက်အသုံးဆိုလို့ရှိရင်ဂျိုင်းနဲ့တစ်ဆင့်စာတော့တပိတ်ထဲလောင်းထည့်လိုက်တယ်တပိတ်ထဲပူလောင်ကြီးလောင်းထည့်တော့ဥက္ကလုံးညာလဲရှေ့ကပုဂ္ဂိုလ်လေးနဲ့ညီတူသူလည်းရဆံပြုတ်ရာကွက်တစ်ခွက်ကြီးရဝမ်းသာအားရနေရာကြတယ်ငါမိဘတို့ထံဥဖြာပြာငါကြီးဝမ်းသာကြီးဖြစ်တာကဝမ်းသာလာကယနေ့ကစပြီးတော့ငါရဲ့သွန်းခံပြီးတော့တပိတ်နဲ့ယူပြီးတော့မိဘတို့ကိုစားစီမယ်စားရတော့မယ်ကျွေးရတော့မယ်ဝမ်းသာတို့တော့ဝမ်းနေတာကယခင်ကမြင်နေကြအိမ်ပေါ်မဟုတ်တော့ဘူးမြို့ပြင်မဲ့ရောက်ဆင်းရဲသားရက်ွက်ထဲမှာထမ်းရွက်တဲကလေးနဲ့နေရတယ်အဝက်ကလည်းအစုပ်စုပ်နေရလာကလည်းအနှုတ်နှုတ်ခွက်စုပ်ကြီးဆွဲပြီးတော့ဒီမတောင်းစားရတဲ့ကြားထားတဲ့တဲ့အဲ့ဒီတဲ့ကြောင့်မြင်လို့မှကြော်ပါမလားကိုယ်စိတ်ကိုသမယ်လို့ဝမ်းနေကြီးဖြစ်တယ်ဝမ်းနေကြီးဖြစ်တော့လဲပဲကိုင်းကြိုးစားပြီးတော့ရှာကြည့်အောင်မယ်မိဘတို့အရင်ကနေခဲ့ဘူးတဲ့အိမ်ဟောင်းကြီးဒီတော့မသွားဘူးမရှိတော့ဘူးသူများလက်ချင်းရောက်သွားပြီဆိုတော့ကြားထားပြီးသိထားပြီးဖြစ်တော့သွားအလကားစိတ်မကောင်းဘူးဖြစ်မှာမသွားဘူးမြို့ပြင်မဲ့ထွက်ပြီးတော့ဆင်းရဲသားရက်ွက်ကရှောက်ရှာမယ်ရှောက်ရှာတော့ဟိုကြည့်ဒီကြည့်နဲ့သူတို့ကမသိတော့လဲငါကတော့မိဘသိတယ်တပိတ်ပိုက်ပြီးတော့ရှောက်တော့မိုးကပြင်းနေလန်းလာတော့ဟိုရှားသေးရှားတော့မိဘနှစ်ဦးပထမအဖိုးကြီးတဲလေးအပြင်မဲ့ထွက်မတ်တရနေတာမြင်းနေ
မင်းတော့ဧကနာကငါရဲ့ဖာကမိတော်ကြီးဖာကင်းရောကျွမ်းသွားချင်းကောက်အောင်မလို့ခဏန်းလုံးသွားရတယ်ရတော့ဘိုးကြီးကမျက်စိကမွဲမမြင်မတွေ့ရသားကလည်း19နှစ်ကြာရှေ့ကအတွန်းတန်းနဲ့လည်းမတူတော့သားမှမသိဘူးတော့တွေ့လားလေကိုတော်တော်ဆွမ်းရတယ်ထင်လို့အရှင်ဘုရားရှင်ကတော့ဆွမ်းရနေပြီတို့လည်းလောင်းစရာမရှိဘူးဘယ်နဲ့လုပ်ပါမယ်ဘယ်နဲ့လုပ်ပါမယ်အရှင်ဘုရားညာနဲ့စိတ်ထဲကညာနဲ့အရှင်ဘုရားတပည့်တော်တို့မှာလောင်းစရာဆွမ်းမရှိဘူးဗျာလောင်းစရာဆွမ်းမရှိလို့အတိတ်သထဗန္တေအတိတ်သထဗန္တေဗန္တေရှင်ဘုရားတပည့်တော်တို့မှာယခုလိုကလောင်းလို့ရဆွမ်းမရှိတော့ကြောင့်အတိတ်သထဗန္တေကတော့ပါအေးခရာအတိတ်သထဗန္တေဆိုကတော့ဇွန်းလောင်းအဲ့လိုကတော့ဇွန်းလောင်းကိုတော်ကချမသွားဘူးမသွားတော့ရှင်မရေကိုတော်ကမသွားဘူးငါပြောတဲ့စကားမကြားချလို့လေးလာဘယ်လိုဖြစ်ချလာပါလိမ့်မယ်တကယ်ချပြီးတော့ပြောပါရှင်မရေသွားပြီးတော့ကတော့ပါအောင်ဟဲ့သူကလည်းအတိတ်သတ္တဗန္ဒီရှင်ဖေတပည့်တော်မှလို့ရှေ့ကလို့မဟုတ်ဘူးဖေရှေ့တုန်းကတော့တူနိုင်တနိုင်ဖေအခုတော့ဘာမှမရှိတော့ဘူးမရှိတော့လို့ဆင်းရဲသားရက်ွက်ထဲရောက်လို့ခက်လက်ဆက်တောင်းစားအချင်းမျိုးရောက်နေလို့ပါဗျာလူချင်းပါတယ်မတတ်နိုင်လို့ပါဗျာမိခင်ကြီးကလျှောက်သေးတယ်ကိုတော်ကမသွားဘူးသူကဘာမှဘယ်လိုဖြစ်တာပါလိမ့်မယ်ဒါနဲ့ကျမရဲ့အနံကတ်ကြည့်ပါဦးသေချာကတ်ကြည့်ပါဦးဆိုတဲ့ခါကျပါဘိုးကြီးကမျက်စိလေးပါးလေးပွက်လို့သွားပြီးတော့ကြည့်တဲ့ခါကျမှအနံကတ်ကြည့်တော့သူ့သားမောင်ကြည့်မလေးသားရဲ့ကျမပြရလေးဒုရခါတခါသားကိုခြေလုံးကိုဖက်တယ်ဖက်ကျမရဲ့ညသားလာပြီကျမအမေကြီးကပြေးထွက်လာအမလေးသားရဲ့ကျမပြရလေးမိဘလို့ဖြစ်ရမြင်နိုင်သေးရဲ့လားလူကျုံးမရလူလုံးကတော့မလှတော့ဘူးမြင်နိုင်သေးရဲ့လားသားရဲ့ခြေလုံးဖက်ပြီးတော့မိခင်ကြီးငိုးပြောနေတဲ့သပင်လေးနဲ့ရက်ပတ်လို့မိခင်ကြီးငိုးတဲ့မျက်ရည်တွေကသားရဲ့ခြေပမိုးပေါ်ကြဖခင်ကြီးကလည်းကုန်းလို့ထိုင်ပြီးတော့သားရဲ့ခြေလုံးနှစ်ဖက်ကိုပွေ့ပဲ့ရသားရဲ့မြင်နိုင်သေးရဲ့လားမိဘလို့ဒီခြေရောက်နေပြီခြေကလုံးကတစ်ခြေကြီးခုတော့မဟုတ်တော့အခြေမဟုတ်တော့တတ္တဝါသင်္ခါရပစ္စည်းသင်္ခါရဆိုဒီလိုကိုတတ္တဝါသင်္ခါရပစ္စည်းသင်္ခါရပစ္စည်းကလူကိုစွန့်သွားတာရှိတယ်လူကပစ္စည်းကမစွန့်ဘဲနဲ့ပစ္စည်းကြံရပြီးတော့လူကစွန့်သွားပစ္စည်းကြံရတာရှိတယ်တတ္တဝါသင်္ခါရပစ္စည်းသင်္ခါရဆိုတာဒီလိုပဲမြဲမရှိဘူးကံမှိန်ပြီးဆိုတော့မြတ်စွာဘုရားရဲ့ကြောင်းတော်ပြတ်တော့အနာတပိန်တစ်ထေးကြီးတောင်မှမွဲတည်သွားလို့သဘောတမင်ချက်စားရတဲ့အဖြစ်မျိုးရောက်ခဲ့ရဘူးသေးတယ်ဒိုနေ့သူကံကုန်ပြီးဆိုတော့ရန်ကုန်မြို့ကချင်းချောင်းတစ်ထေးကြီးတောင်မွဲသွားရဘူးတဲ့အဲ့ဒီလိုပဲမဟာရဏတစ်ထေးကြီးလည်းဒီလိုပဲမွဲသွားလိုက်တာဒီဓမ္မအထက်ကြီးကြတကယ်အထက်ကြီးကြဆိုဘာမှမလုပ်နိုင်တဲ့အဖြစ်မျိုးဖက်လက်ဆက်ဒီစမျိုးရောက်သားရဲ့မိဘလို့အဖြစ်မြင်နိုင်သေးရဲ့လားမိဘလို့မြင်နိုင်သေးရဲ့လားဒါလည်းဖွက်ပြီးတော့ငိုဖခင်ကြီးကခြေလုံးဖက်ငိုကြောကုန်းပေါ်သားကလည်းဒီအဖြစ်ကိုမမြင်နိုင်တော့ကြောင့်မျက်ရည်တွေတွေ့ကြသားရဲ့မျက်ရည်ကဖခင်ကြီးကမိခင်ကြီးကြောပြင်းပေါ်မှာတပေါက်ကြမိခင်ကြီးမျက်ရည်တွေကသားရဲ့ခြေလုံးပေါ်ကြဆွေတိုက်ပြပြီးငိုကြမလေးသားပါ3ယောက်ဒီနေရာငိုပွဲကြီးဆင်းပြီးတော့နေလိုက်ကြတာကြာချင်းချင်းကြာပြီးဆိုမှမျက်ရည်သိမ့်နိုင်တော့မှသားကစကားပြလာတယ်ဖခင်တို့မိခင်တို့မပူကြနဲ့တော့သားရောက်ခဲ့ပြီဒီနေ့ကစားရသားရောက်ခဲ့ပြီးတိုင်းဒီလောက်ဆိုသိနာကြပါတော့အဲ့ဒီတို့ဒီခါကျမှမျက်ရည်တွေသိမ့်ပြီးတော့မဲဒီမှာတပိတ်ထဲမှာပါခဲ့တယ်ပူနွေးရာခုတွေပါခဲ့တယ်အဲ့ဒါမိခင်တို့တောက်ရကြပြီတော့သူတို့သုံးလက်ပတ်ထဲဆက်ပြီးတော့ထားခဲ့တယ်ဆက်လက်လည်းမကြည့်လို့တော့ဘူးကြည့်လို့ချင်းမျက်ရည်တွေကြလို့ဝမ်းနေတော့ကြောင့်တိုင်းဆုံးအောင်ဆက်အောင်မဲဆုံးရလို့ချင်းနောက်တစ်ခေါက်ပြန်လာခဲ့အောင်မဲလို့နှစ်တိစကားပြောပြီးတော့ဆုံးအောင်ဆက်သွားတယ်မျက်ရည်တွေသိမ့်ပြီးတော့ဆုံးအောင်ကတ်ချတယ်ဆုံးအောင်ဆက်လို့ဆုံးရတယ်ဆုံးလေးကိုရှင်းဥစွာရတယ်ဆုံးကိုမိဘများကိုလာပြီးတော့ပေးတယ်ပေးပြီးတော့ခါမှနောက်တစ်ချိန်ပြန်ခါလို့ရတယ်ဆုံးမှသူကစားရတယ်နေ့စဉ်ဒီကဲလို့ပဲတပိတ်နဲ့ဆုံးခံပြီးတော့မိဘကြီးတွေးသွားတယ်မိဘလေးတွေးလို့သားလေးတွေးတဲ့ဆုံးလေးခုံးခံလာလို့မိဘများစားရတယ်သမင်းနဲ့ဆင်းနဲ့စားရတယ်ဝါသောနေလည်းရှိရမဝါသောနေလည်းရှိရသောစီးဆွန်းလောင်းလူမဲလူရှိသောအခါလုံလောက်စားရတယ်အရာနေတဲ့အခါကျလို့မိဘများလည်းဝါလင်လည်းမဟုတ်ဘူးသားမလည်းမိဘတို့ကိုကျေဥစွာရသောဆုံးပေးကြရသောကြောင့်နောက်တစ်ချိန်ပြန်ခံရသောအခါအစဉ်ပြေသောအခါရှိရအစဉ်မပြေသောအခါလည်းရှိတယ်အစဉ်မပြေလို့ဆွမရတော့နဲတော့ကကျွနေလည်းမဝဘူးမဝမလဲနဲ့ဒီလိုပဲရက်ဒီဆက်လာခဲ့တယ်နောက်ဆုံးတော့သာဥက္ကာရုံညမှာဆွန့်လမ်းမှန်
စားရတော့လဲပဲမဝလင်တော့အချိန်တွေကများများလာတော့ပိန်ကြုံပြီးတော့လာပိန်ကြုံလာတော့သတင်းသုံးပေါ်တွေကစကားဆက်မိစရပြောရငါရှင်တင့်မြင်ရတာတင်းရဲ့ကိုယ်ခန္ဓာကတဲကြုံစီပါလားတဲပိန်ပါလားအကျော်တွေလည်းဖြန်းဖြန်းခဲ့ဘယ်လိုဖြစ်တာလုံးသာသနာတော်မပြောလို့လားလို့မေးရတယ်ဒီအခါသူကတပည့်တော်မှာဗျာပြောပါတယ်သာသနာပြောပိုက်လုံးလို့မိဘမြန်ကသူမပေးပဲနဲ့ကိုဟန်ကိုဇွတ်ပြုတ်ခဲ့ရတာပါဒါဖြင့်ဘာဖြစ်လို့ဒီလောက်တော့ကိုကြီးကြုံတည်နေရတာလုံးနောက်ဆုံးတစ်ချိန်ပြောကြတယ်နှစ်ချိန်ပြောကြတယ်ပါဇက်ကမထွက်ရဘူးနောက်ဆုံးကြမှာမပြောမချက်တော့ကြောင့်ပွင့်လင်းစွာနဲ့တပည့်တော်မှာဗျာမိဘကြီးဆင်းရဲလုံးလို့မိဘတို့မကြည့်ရတော့ကြောင့်ဆုံးခံပြီးတော့မိဘတို့တွေးတယ်တွေးလို့သူတို့ကြံလာလေးမှတပည့်တော်ကစားရတော့ကြောင့်ဝါလင်တော်လေးကနဲတယ်ဒါကြောင့်မို့တပည့်တော်မှာအသာမဝါတော့ကြောင့်ကိုယ်ခန္ဓာကြုံစီနေခြင်းဖြစ်ပါတယ်လို့ပြောတယ်အဲ့ဒီတဲ့င်းကတစ်ဆင့်စကားတစ်ဆင့်ကြားနဲ့တစ်ဖြည်းဖြည်းနဲ့စကားကကြီးလာရောတချို့ကချင်းမွန်းသူလည်းရှိသိရသူလည်းရှိလူလောကဆိုတာအကြောင်းတစ်ခုပေါ်တယ်ဆိုရင်စဉ်စဉ်စားစားရှိတော်သူနဲ့မစဉ်စားတော်သူကတာ၍များတယ်အဲ့ဒီတကဘက်နဲ့ဗျာရဟန်းဖြစ်ပြီးတော့မိဘသပိတ်နဲ့ခါသုံးခံတွေ့ရတယ်မတော်တာပဲအဲ့ဒီလိုကဲ့ရဲ့ပြစ်တင်တယ်ကများလာရဟန်းလောကကလည်းရှိလူလောကကလည်းရှိဒါကြောင့်မို့အဲ့ဒီလိုကဲ့ရဲ့တန်လေးကနေပြီးတော့ရဟန်းဖြစ်လေတဲ့နဲ့မိဘတွေသပိတ်နဲ့သုံးခံတွေ့ရတယ်ရဲ့လို့ဖြစ်မှဖြစ်ရနေခြင်းဒီစကားလေးကတဖြည်းဖြည်းနဲ့မြတ်စွာဘုရားထံလျှောက်မြတ်စွာဘုရားလျှောက်တော့မြတ်စွာဘုရားရှင်နာတော်ပေါက်သွားရောမြတ်စွာဘုရားရှင်နာတော်ပေါက်တော့မြတ်စွာဘုရားကမိဘကိုတပိတ်နဲ့သုံးခံကြည်တော်ယဟန်ကဲ့ရဲ့မလို့ချီးမြှောင်းမွမ်းမီတော့တည်းသိကျင်ကြတော့မြတ်စွာဘုရားလျှောက်ထားသူရှိတော့မြတ်စွာဘုရားကချိုယဟန်ကိုရှေ့တော်ခေါ်တယ်ဥက္ကာလုံးညခေါ်ပြီးတော့ယဟန်သင်သည်မိဘတို့ကိုတပိတ်ဖြင့်သုံးခံ၍ကျွေးတယ်ဆိုတာဟုတ်မှန်လားလို့မေးတယ်ဘဲကလူတွေရောရဟန်းတန်ဃာတွေရောမြတ်စွာဘုရားရဲ့အမိန့်တော်ကိုဘယ်လိုထွက်လာမလဲလို့စောင့်နားထောင်ရဒီကသူကဥက္ကတော်ညကဖုတ်ပါတယ်ဗျာတပည့်တော်ရမိဘများအလွန်ဆင်းရဲကြပါတယ်အိုမင်းမဆွမ်းလည်းဖြစ်ကြပါတယ်အိုမင်းမဆွမ်းပြီးတော့ဆင်းရဲနေသောကြောင့်တပိတ်မဲ့ဆုံးခံကျွေးတယ်ဆိုတာဟုတ်မှန်ပါတယ်ဗျာလို့ယောသပွင့်လင်းစွာဝန်ခံလျှောက်တယ်ဒီကမြတ်စွာဘုရားကသာဓုဒီတိတ်ခတ်တော်ပါဠိတော်မှာလာတယ်တိတ်ခတ်တော်သုံးရင်သာဓုခေါ်တယ်သင်သည်တော်ပေစွာခြေခါပညာရှိသူတော်ကောင်းတို့ရဲ့လမ်းစဉ်ကိုသင်ကျင့်ပေတယ်ခြေခါပညာရှိသူတော်ကောင်းတို့သည်ဟိတ်ခိတဲ့ဆောင်ဖြစ်တော်လဲပဲဟိမဝန္တာတော်ကြီးတဲ့မှာသတ္တအိုင်အနေ၌နေခဲ့သောဆွတ်ဖြူသောသတ္တသင်မင်းကြီးတောင်းမှဘင်းလင်းအဟိတိတောင်ကက်လက်ခဲ့တယ်မိဘများကိုလှုပ်ကျွေးမွေးမြူရသွားခဲ့ဘူးတယ်အဲ့ဒီလိုကြောင်းနဲ့ထောက်သွားဖြင့်သင်သည်ရှေးခါပညာရှိသူတော်ကောင်းတို့ရဲ့နေ့ကိုယူပေးတဲ့ငါဖျားဒီပင်လင်းလူစဉ်အခါတုန်းကစိမဝန္တာတော်ကြီးနဲ့မိအိုဖောက်ဖြစ်ကြသောဆင်းမြင့်ဘဝတုန်းကအလုတ်သွေးပြုခဲ့ဘူးသေးတယ်အဲ့တော့သင်သည်ငါဖျားရဲ့လမ်းစဉ်ကိုလိုက်ပြီးကောင်းပြီဆိုတာမြတ်စွာဘုရားဒီပြောတော်မူတယ်ဒီပြောတော်မူတော့ဒီနေရာမှာမြတ်စွာဘုရားရှင်ကရဟန်းတန်ဃာတော်တွေကိုကဲ့ရဲ့ကြတယ်တချို့ကမိဘလှုပ်ကျွေးတယ်ယဟန်မိယဟန်လှုပ်ခြင်းဘာဖြစ်လို့မိဘလှုပ်သူမိဘသူ့ချီသူ့လက်နဲ့နေတာမိဘမလှုပ်ကျွေးရဘူးတပိတ်နဲ့ဆွန့်ခံကျွေးတယ်လွန်လေအမျိုးမျိုးကဲ့ရဲ့ကြတယ်မိဘအစ်စ်မိခင်ဖခင်အရင်ပြက်လို့ချင်းယဟန်များခုလိုဆင်းရဲပန်းလောက်ရောက်တယ်လှုပ်ကျွေးကောင်းတယ်မိခင်ဖခင်အရင်ဆိုထားတယ်မိခင်ဖခင်အရင်လှုပ်ကျွေးကောင်းတယ်လှုပ်ကျွေးရမယ်ဒီနေရာမှာမြတ်စွာဘုရားရှင်ကတိတ်ကပုံပညာလိုက်တယ်အနုဇာနာမိဘိက္ခဝေမာတာပိတုနံဓာတုံဘိက္ခဝေจิตယဟံတို့မာတာပိတုနံအမိဖအရင်တို့အားဓာတုံကျွေးမွေးစောက်ရှောက်ခြင်းကအနုဇာနာမိငါဘုရားခွင့်ပြုတော်မူ၏မိခင်ဖခင်ရင်ရဟန်းဖြစ်တော်လဲတဲ့ပေးကောင်းတယ်ကျွေးကောင်းတယ်တဲ့လှုပ်ကျွေးစောက်ရှောက်ကောင်းတယ်ရှေးကသူတော်ကောင်းလို့လေဒီကဲ့လို့ပြုစုကောင်းတယ်ပြုစုခဲ့ဘူးတယ်ဆိုတဲ့အကြောင်းသစ္စာသင်္ပြူတော်ကြီးအကြောင်းကိုဒီနေရာစကားဆက်လူများကသစ္စာသင်္ပြူတော်ကြီးဖြစ်စဉ်ကလုံးကဘယ်ကဲ့လို့ပြုစုခဲ့ပါလဲဗျာလို့လျှောက်ထားတော့ရှေးအကြောင်းကိုမြတ်စွာဘုရားပြန်ဟောတော်မူတယ်ငါဘုရားကိုယ်တိုင်ပင်လင်းလူစဉ်အခါလုံးကဟိမဝန္တာတော်ကြီးတွင်သတ္တံအင်ကြီးအနည်း၌ဆွတ်ဖြူသောသတ္တံဆင်ဖြစ်ခဲ့တယ်သတ္တမျိုး၌ဆင်ဖြစ်ခဲ့တော့ငါရဲ့မိဘတို့သည်အိုမင်းကြသောအခါငါသည်မိဘတို့ကျေးဇူးဆက်သောအားဖြင့်နေ့စဉ်မိဘတို့ကိုအစာရှာ၍ကျွေးတယ်တဲ့
တောတောင်ထဲကနေပြီးတော့တောငှက်ပြောပန်တောငှက်ပြောဘူးတောငှက်ပြောအိုင်ຢာတွေကိုရှားကြမ်း၍ကျွေးတယ်တက်ဝတက်ဖို့လေးရှားကြမ်းလို့ကျွေးခဲ့တယ်သတ္တအိုင်ကရေကိုနှာမောင်းနဲ့ဆောင်းရမိဘမြန်ကိုရေတိုက်ခဲ့ဘူးနာနဲ့အခါဆောင်းရသည်မှာအေးချမ်းသောကြောင့်ကူရဲကနေပြီးတော့မိဘမြန်ကိုတွဲ၍နေသာလှုံရပြမဲ့ကိုတွဲထုတ်ပြီးတော့နေသာလှုံသေးတယ်ညနေချမ်းအခါကြတော့ပြမဲ့ကနေသာလှုံရကတွဲပြီးတော့ကူရဲကိုတွဲခဲ့တယ်ဒီကဲ့သို့ပဲနေ့စဉ်မိဘမြန်ကိုတောက်လျှောက်ကျွေးမွေးခဲ့ဘူးတယ်ဒီလိုကျွေးမွေးနေတော့အခါတခုသောတူသောမုတ်ဆိုးကသတ္တရှင်မင်းကြီးကိုဆွတ်ဆွတ်ဖြူသောလှပသောရှင်ကြီးကိုညှဉ်းသွားတယ်ညှဉ်းသွားသောကြောင့်ထိုးစဉ်အခါကရှင်မယံများသည်တောတောင်၌နေကြသောဝနသာရကမုတ်ဆိုးများသည်ဆင်ပြူတော်တွေ့လို့ရှိရင်ဘရဲ့နားတော်ကိုပျောက်ထားရမယ်အကြောင်းကြားရမယ်လို့အမိန့်ထုတ်ထားခြင်းရှိတယ်ရှိသောကြောင့်တခုသောမုတ်ဆိုးကြီးကတစ်ချိန်မှတွေ့ခဲ့တဲ့အကြောင်းဆင်ပြူတော်ကြီးတွေ့ခဲ့တဲ့အကြောင်းရှင်မယံထံသွားကြောတဲရောကောင်းပြီဒီလိုဆိုလို့ရှိရင်အဲ့ဒီရှင်ကြီးမြင်ခဲ့တဲ့နေရာသင်သည်ဥဆောင်၍သွားလေဒီကရှင်တော်ဘန်းလို့เนี่ยတော့ထက်လိုက်မယ်ဆိုတော့ရှင်တော်ဘန်းလို့เนี่ยထက်ထွက်လိုက်တယ်ရှင်တော်ဘန်းလို့เนี่ยမုတ်ဆိုးလမ်းပြနဲ့သတ္တဆင်းမင်းကြီးနေရသတ္တအိုင်ကြီးအနည်းရောက်လာတော့သတ္တဆင်းမင်းကြီးတွေ့ပါရောရှင်ကြီးကျင်ကလက္ခဏာကြည့်တော့ဆွတ်ဆွတ်ဖြူတော့သတ္တဆင်းမင်းအာနီရှာနီခွာနီအလွန်အင်္ဂါလက္ခဏာနဲ့ပြည့်စုံတယ်ကြည်လင်တော့မျက်လုံးရှိတယ်လှပတော့နှာမောင်းရှိတယ်ပြောင်းပြေးပြက်တော့တမ္မာတော့အစွဲတော်ရှိဧကံလအင်္ဂါလက္ခဏာနဲ့ပြည့်စုံတော့စင်ကြံရဲ့လက္ခဏာနဲ့ပြည့်စုံတယ်အာသာနီဆင်ကြီးဖြစ်တယ်ဒီဆင်ကြီးကိုရောက်လူကြရမယ်ဆိုပြီးတော့ဆင်တော်ဘန်းတို့ကကျွမ်းကျင်စွာနဲ့ဆင်ကြီးကိုဖမ်းကြရောဖမ်းကြတော့သတ္တဆင်မင်းကြီးကိုဆင်တော်ဘန်းတို့ရဲ့လက်ထဲရောက်ဆင်တော်ဘန်းတို့ရောက်တော့ဆင်ကြီးကိုဆွဲတော့ဆင်ကြီးကမလိုက်ဘူးမလိုက်တော့လည်းမရဘူးမရတော့နည်းနဲ့ဆွဲသွားတော့ဆင်ကြီးကမျက်ရည်တွေတွေးကြပြီးတော့ဆင်တော်လေးနဲ့ဆင်တော်ဘန်းတို့ရဲ့လက်ထဲကိုဘာလနတိပြည်ကြီးရောက်သွားရဘယင်နန်းတော်ရဲ့ရောက်တော့ကဆင်တင်းကုန်ထဲမှာအလွန်အဖို့ထိုက်တန်းသောအင်္ဂါလက္ခဏာနဲ့ပြည့်စုံတော့ဆင်ပြူတော်ကြီးဖြစ်သောကြောင့်ဆင်တင်းကိုကြေးကြဆောက်လို့ရမယ်အပေါ်ကငွေပေတန်းရွှေပေတန်းနဲ့ပြည့်လို့အောက်ကလည်းလှပခမ်းညားသောအလွန်အဖို့ထိုက်တန်းသောဂတိပါရီခင်းလို့ချောမွေသောအသုံးဆောင်လို့ပြင်သူ့ကိုပုတ်တိုက်ရမယ်ကောင်းသောအစာကျွေးရမယ်ကျွေးပြောသည်ကိုပြားရည်လဲလို့ကျွေးရမယ်ဆိုသဖြင့်အလွန်နှစ်သက်ပဲကောင်းသောအစာတွေကျွေးမွေးလို့ကောင်းမွန်စွာပြုစုထားတယ်ပြုစုထားတော့လဲပဲရှင်ကြီးကသူတို့ကျွေးတဲ့အစာမစားဘူးမျက်ရည်တွေနဲ့တွေကြလို့နေတဲ့ဒီနေ့လည်းမစားရေလည်းမတော့အစာလည်းမစားဖြစ်ရှင်တော်လေးတို့ကရှင်ကြီးသတ္တရှင်မင်းကြီးရှင်မျိုးတော်ကြီးအစားစားပါဘယင်မင်းမြတ်ကအလွန်နှစ်သက်ပါတယ်မြန်လို့တော်မူပါတယ်ဘယင်ရဲ့နန်းတော်ရဲ့အစာတွေအလွန်ကောင်းမွန်ပါတယ်ချုံမြိန်ပါတယ်အမျိုးမျိုးပြောတော်လေဘယ်တော့မှအစာမစားဘူးဒီနေ့လည်းအစာမစားဘူးဒီနေ့လည်းအစာမစားဘူးဒီနေ့လည်းအစာမစားဘူးသုံးရက်တိုင်အောင်အစာမစားရေမစားဖြစ်လာတော့ခါကန်ခက်ပြီးဘယ်နဲ့လုံးကြမှာဒီတိုင်းဆိုလို့ရှိရင်တော့ဒီလိုဖြစ်ပါမလားဘယင်ကိုတော်တိုင်းလာရကြည့်မယ်သတ္တရှင်မင်းအသင်ရှင်မင်းကြီးကိုကျွန်တော်နှစ်သက်ပါတယ်မြတ်နိုးပါတယ်နန်းတော်တဲ့နဲ့ကောင်းမွန်စွာချင်းမြောက်လိုသောကြောင့်ဖန်တီးထားခြင်းဖြစ်ပါတယ်သင်ကိုကောင်းမွန်စွာလုပ်ပြပြုစုပါမယ်ဒီမှာပြောပိုက်စွာနေပါလို့ဆိုတော့ဘယင်မင်းမြတ်ပြောတဲ့စကားကြတော့သတ္တရှင်ကြီးကလူစကားပြောတယ်လူစကားပြောတယ်နိဗ္ဗာန်တော်မှာလာလူစကားဘယ်လိုပြောလဲဆိုတော့ငါသည်မိဘအိုများကိုလှုပ်ကြွေးနေသူဖြစ်တယ်မိဘများအိုမင်းခဲ့ပြီမျက်စိကလည်းပြေးကြပြီငါမရှိလို့ရှိရင်မိဘတွေဘယ်သူကလုတ်ကန်ကျွေးမတော့ငါကတော့တောင်းထဲကနေပြီးတော့သူတို့အစာကိုရှားတယ်တောငပြောသည်တွေရှားတယ်တောငပြောကန်ငပြောဘူးများကိုရှားတယ်ကြားဆွဲကြားရဲများကိုရှား၍ကျွေးခဲ့တယ်ရေကိုဆောင်း၍တိုက်တယ်ငါမရှိတော့ကဘယ်သူကရေတိုက်မတော့ဘယ်သူကစားချာကျွေးမတော့နာနဲ့အခါချမ်းရတော့ကနေသားကိုထုတ်၍နေသားလှုံသေးတယ်ညနေကျန်အခါအေးချမ်းတော့ကြောင့်အပြင်ကနေပြီးတော့တွဲ၍ကူရဲသွင်းခဲ့တယ်ငါမရှိတော့ခါဒီလုတ်တွေဘယ်သူလုံမတော့ငါရဲ့မိဘတွေအကုန်လုံး၆ထပ်ပြီးတော့တေးရှာကြတော့မဲအဲ့လာဒီကိုငါတွေးပြီးတော့ပူဆွဲတော့ကြောင့်ငါစားမစားနိုင်ဘူးဘယ်လိုမှနန်းတော်တဲ့ဘယ်လိုထားလို့မှငါမပြောနိုင်ဘူးငါကိုတော့မိဘတို့ထမ်းလုတ်ကျွေးဝဲပြုပါမိဘတို့ထမ်းလုတ်ကျွေးပြုစုရအောင်ငါကိုခိမဝန္တာတော်တဲ့ကသတ္တအိုင်နီတော့ခဲ့ကြလားငါပြန်ပို့ပေးကြပါငါဒီမှာထားလို့ရှိရင်ငါလည်းသေမယ်မိဘနှစ်ပါးလည်းသေမယ်အဲ့တော့မိဘနှစ်ပါးနဲ့တို့ကတို့အားလုံးမသေးသေးလို့ရှိရင်အခြားနည်းဘာမှမလျှောက်ထားပါနဲ့ငါကိုတော်ရဲ့ပြန်ပို့ပါလို့လူစကားဖြင့်ပြောတယ်အဲ့ဒီမှာအဲ့ဒီတဲ့ဆံဖြတ်တော်လဲဆင်မျိုးတော်ကြီးကြီးအလွန်လိမ္မာရှားပြီးတယ်မ
မိဘကျေးဇူးတဲသိတတ်တယ်တို့ကမိုက်မဲရကြဟုတ်ပဲဟုတ်ပဲဘယင်ကလည်းအညောမြင်ရှိတော့ပြင်ကောင်းပါပြီသင်္ဌာနတဲ့ကျွန်တော်ပြန်ပို့ပါမယ်ကျွန်တော်တို့မှားမိလားမှားမှားရွာရွာလိုရှိလို့ဖမ်းမိပြီဒီနေ့ချီတုပ်ရခေါ်ခဲ့ဒီကိုဖွင့်လွတ်ပါလို့တောင်းပန်ပြီးတော့ကောင်းမွန်စွာပြန်ပြီးတော့ပို့လိုက်ရတယ်ပို့တဲ့ခါကျမှဖိုးကြမှာမျက်ရည်တွေသိလို့ကိုင်းမိဘများဒီနေ့ကစားပြီးလှုပ်ကျွေးတော့မယ်ဆိုပြီးတော့အသာမစားရရက်တွေရေမစားရတဲ့ရက်တွေအဲ့ဒါဒီကိုအတိုးချပြီးတော့ရေတွေဆောင်းပြီးတော့တိုက်တယ်အသားတွေရှားပြီးတော့ကျွေးပြီးတော့အဲ့ဒီကအသက်ရှိသမျှကာလပတ်လုံးမိဘတွေကိုလှုပ်ကျွေးသွားတယ်ငါဖျားတောင်းမှနှုတ်စဉ်ကားလုံးကမိဘကိုလှုပ်ကျွေးခဲ့တယ်တဲ့တိုင်းမို့သင်တို့ဒီလူလောကနဲ့နေကြသောသူတို့ကြီးမိဘရှိကြတယ်လူရဲလို့ဖြစ်ရင်မိဘရှိရတယ်မိဘကျေးဇူးကိုသိရမယ်မိဘကိုလှုပ်ကျွေးရမယ်လူလောကကြီးလူတို့တချို့ကလိမ္မာကြတယ်တချို့ကမိုက်မဲကြတယ်လိမ္မာသောသူများဒီမိဘလှုပ်ကျွေးကြမှသိရတယ်ဒါကြောင့်မို့ရောမေသောမိဘကျေးဇူးအထိုးသိတာပြင်ခဲ့သို့သောသာကောင်းသမီးမြတ်သည်မာတရံဝါမြင့်မို့နှိုင်းသမကပြန်ကျုဂုံရောင်မြူးသည့်ကျေးဇူးတော်ရှင်မွေးမိခင်ကို၎င်းပိတရံဝါမြင့်မို့နှိုင်းရှင်ကိုရင်ပြန်ပြောမိဘတူတဲ့နေရာမှာမြင့်မို့တောင်းနဲ့နှိုင်းရှင်ထားတယ်အဲ့ဒါကြည့်ကြမြင့်မို့တောင်းဆိုယူဇနာပေါင်း74,000နှစ်ပြန်ဆောင်တာဒါကြောင့်မို့မြင့်မို့နှိုင်းရှင်ကိုရင်အနန္တောပြော၍မပြီးကျေးဇူးကြည်လာမွေးဖကို၎င်းဓမေနမင်္ဂလာတရားမမှားမဆောင်လံကောင်းမချော်တရားတော်နှင့်အညီဘောတတိကိုအင်ထောက်တွဲ၍လှုပ်ကျွေးမွေးမျိုးချင်းပြုပေ၏တဲ့ဣဒဤပစ္စုပန်လောကလူဘဝ၌ပင်လင်းနန်းထိုမိဘကျေးဇူးအထွတ်တာတာကောင်းသမီးမြတ်ကိုပါဏိတာလိမ္မာမြင်သည့်ပညာရှိတို့သည်ပတံတန်းတိတော်ပေ၏တော်ပေ၏ကိုချီးမွမ်းခြင်းပြုကြ၏ပစ္စုပန်လောကလည်းမိဘလှုပ်ကျွေးတယ်ချီးမွမ်းခြင်းပြုကြတယ်ပစ္ဆတမလွန်လောကနောက်ဘဝ၌တည်တဲ့လူတည်ပြီးနောက်ဘယ်ဖြစ်တယ်လဲမိဘကျေးဇူးတဲ့သူဟာတက်ကြီးတဲ့တက်ကြီးဘယ်သွားလဲဆိုတော့ဘုံတာဝတိဂုံရှိန်ပြန်ပြောဂုံရှိန်ပြန်ပြုကျေးဇူးကြီးလာတယ်သူမိဘလို့ကျေးဇူးရှိတယ်လူတွေကသူများနဲ့မတူတာဝတိကနတ်ပြည်ကရောက်ဖို့တေးကြတယ်အနာများလို့ပြောပါစမ်းရာထက်နှရွာ၌ပမောတတိမွေ့လျော်ရဤသွားကပမောတတိဝမ်းမြောက်ဝမ်းသာချမ်းချမ်းသာသာမပင်မပန်းချမ်းချမ်းသာသာမွေ့လျော်ပျော်မျိုးရာမြဲဖြစ်တည်းဒါရိုးရိုးလက်တကနော်မိဘကျေးဇူးစัจကြမိဘကျေးဇူးစัจကြမိဘကျေးဇူးစัจကြမိဘကျေးဇူးဆိုဒီမှာအချင်းရှိပါဒါကပြီးတတ်လိုက်မိဘကျေးဇူးဆိုဒီကအလွန်များပြတယ်မိဘကျေးဇူးနဲ့ဆက်လို့မိဘလူတို့သည်အထက်ကရေတော်အောက်စီးရိုးထုံးစံရှိတော်လဲအောက်ကရေကအပေါ်ပြန်စီးရိုးထုံးစံမရှိဘူးဆိုတော့စကားကဲ့သို့မိဘများကတော့သားသမီးကိုတန်ရောစဉ်ကြည့်ကြတယ်သားသမီးတွေကမိဘကျေးဇူးဆက်ရမှမသိမိဘတန်ရောစဉ်တွေ့ရမှမသိတုတ်ကကဲ့မှာမိုက်မိုက်ကန်းကနေအလွန်ရှိတယ်မိဘမေတ္တာနဲ့ဆက်လို့ရှေ့ကတကဘုန်းကြီးအာတံပြည်တဲ့ခရီးထွက်သွားတဲ့ကဒွါမရာမြက်ဆိုတာရောက်ခဲ့တယ်ဒွါမရာမြက်ရောက်တော့ကအချိန်ကကိုယ့်ဘက်ကနေကျင်းလေးတောင်လန်းကြီးမိုးကြီးကြီးစွာရွာတယ်ကြီးစွာမိုးကြီးကရွာတော့ကြောင့်မိုးကြီးတန်ကြောင့်တောင်တွေပြိုကျပြီးတော့တောင်တော်ပေါ်မှာနေကြတဲ့ရွာတွေညာတွင်းကြီးရေတဲ့မျောပါလာလူများကအိတ်ဆက်နေချိန်မှာရုတ်တရက်တောင်ရရေတွေကြောင့်ရွာတွေမျောပါလာတော့လူတွေတခါတည်းအိပ်ပျော်ရဲမှကြရေတဲ့မျောပါလာကြတယ်လူတွေအလောင်းနေတဲ့ထူးထူးခြားခြားမြင်ရတဲ့မြင်ကွင်းတစ်ခုကမိခင်သားလေးရင်ကွင်းပိုက်လို့သားလေးရင်ကွင်းပိုက်ပြီးတော့ရေတဲ့မျောပါလာတဲ့အလောင်းတစ်ခုတွေ့ရတယ်သားကလည်းသေပြီးပြီမိခင်ကလည်းသေပြီးပြီအသက်မရှိတော့သေးနေတာတော့မှသားလေးရင်ကွင်းပိုက်ရဲ့ရေတဲ့မျောပါလာတော့သေခြင်းကသေဝစီသားကလေးကိုတော့ရင်ကွင်းကတော့မလွတ်ဘူးဆိုတော့သဘောနဲ့မိခင်တို့မေတ္တာနဲ့သားလေးကြက်ပါအောင်ဆုတ်ထားရင်ရေတဲ့မျောပါပြီးတော့သေလိုက်တာအသေးရနဲ့ကိုသားလေးကိုရင်ကွင်းဆုပ်ရင်သေသွားရှာတယ်မိဘမေတ္တာအဲ့လိုဒီမျှကြီးမာတယ်နော်မိဘတို့ကသားသမီးပေါ်ဒီမှမေတ္တာကြီးကြတယ်လူငယ်တွေကမသိကြဘူးတခါကတရုတ်နဲ့ဂျပန်အချိန်ကြာကြီးတိုက်ပွဲဖြစ်ခဲ့ကြတုန်းကချုံကင်တိုက်ပွဲဆိုတာရှိချုံကင်တိုက်ပွဲဆိုတာညတိုက်ပွဲကြီးမှာဟိုဘက်ဒီဘက်ပြက်ကြခတ်ကြတော့လူတွေကအိပ်ပျော်နေတော့မိခင်တဝုဒီသားငယ်ကိုရင်ဝင်ပိုက်၍အိပ်ပျော်နေတယ်ရိုင်းဖဲတနာကြီးနောက်ကျောကမှန်တော့
မိခင်ကကိုခါကနေပြီးတော့ဖောက်ထွက်သွားတယ်ဖောက်ထွက်သွားတော့ဟိုဘက်ကကြည်သာချင်းရောက်သားလေးကလွင့်ရင်ဝင်တွေကလွင့်ကြသွားတော့ကလေးကအောငိုတာအောငိုတော့မိခင်ဒီသွေးတန်ရဲရဲနဲ့ကိုကတော့ဖြုတ်ဝဲပေါက်ထားပြီးပေါက်လို့ရင်ဝင်ကလည်းသွေးတွေကဖြာကြနေရဲ့သေမဲသောမျောနေရင်ကတော့မှငိုသောကလေးတံကိုရွေ့ရှားပြီးတော့လိုက်ပြီးတော့ဖမ်းချလေးတယ်လိုက်ချောင်းလက်ကလေးလေးကိုစမ်းပြီးတော့မောင်မိုက်တဲ့စမ်းဖမ်းရင်းနဲ့နေပြီးတော့မိခင်မျောပြီးတော့တေသွားရှာရတယ်မိဘမေတ္တာဒီမှာကြီးတယ်ဒုတိယကဘာဆက်ကြီးဖြစ်စဉ်အခါလုံးကဘုန်းကြီးမြင်ကွင်းတစ်ခုကျုံခဲ့ရတယ်တို့ချင်းကဘုန်းကြီးကကမာရော6မိုင်ခြံထဲမှာနေတဲ့တချင်းကဗမာတော်ဝေးမြေသားစိတ်ယုံကြီးလာပြီးတော့ဘုံချနေစဉ်လာနေကြတော့ခါပြန်2 နာရီ1 နာရီကျော်2 နာရီဒီချိန်မှာလာတယ်3 နာရီလာတယ်အဲ့ဒီနေ့မှတော့ထူးခြားကြလေမြန်တွေကရန်သူလေမြန်တွေက7 နာရီကြီးလာတယ်တို့ချင်းကလူတွေဟာဂျပန်တွေကနဲ့အလုပ်ပြီးပြီးအလုပ်လုပ်ကြတယ်နွားတွေလှဲတွေနဲ့နေကြတယ်ကားမရှိနွားတွေလှဲတွေနဲ့ဘွားတိုက်ဓာတ်တိုက်နဲ့လူတွေကဒါပဲထမင်းလုပ်ပြီးစားကြတယ်ပြီးတော့လင်းများမလာခင်ဆိုအိမ်ပြန်ပြီးတော့ခတ်သွက်တဲ့စောပြုတ်ပို့စရာရှိတဲ့ပစ္စည်းပို့အိမ်မျိုးနေ့စာ7 နာရီအိမ်ပြန်ထမင်းစားကြတယ်အဲ့လိုအစီအစဉ်ရှိတယ်ဒီနေ့အိမ်ပြန်ထမင်းမစားကြသေးဘူး7 နာရီချိန်လှဲတွေနွားတွေနဲ့အင်းစိန်ဘာမှလွယ်လန်းသေးတောင်းပြီးတော့အလုပ်လုပ်ကြတော့အချိန်ရန်သူလေမြန်များမဟာမိတ်လေမြန်တွေကအုပ်ကြီးနဲ့ခြေပြလာလိုက်ချလိုက်တဲ့ဘုံတွေအောင်မလေးတောက်လဲသေလိုက်ကြတာလူတွေနွားတွေရောနောက်ရန်သူလေးမြောင်ရှင်းသွားပြီလို့အေးအုပ်ပွဲဆွဲတဲ့အတန်ကြတော့ဘုန်းကြီးကမားရ6 မိုင်ခြံထဲကနေပြီးတော့လူတစ်ချောင်းဆွဲပြီးတော့ထွက်သွားတယ်အပေါ်ခေါ်လို့ရှိရင်ခေါ်မခေါ်ဘူးဘုန်းကြီးသိတာလေသွားတာလေသူများမသိသေးသိလို့ရှိရင်လေသူများကတားမှာဘုန်းကြီးကတတ္တိပြတ်တိဓမ္မအခြေအနေသွားကြည့်အောင်မယ်ဆိုပြီးချင်းချင်းလျှောက်သွားအဲ6 မိုင်ခြံထဲကထွက်သွားတဲ့ခါကျတော့သမိုင်းကုန်းရွာဟိုဘက်ကျော်ပြီးတော့ဟိုဘက်ကျတော့အခုတော့ကျော်ကုန်းရွာလေးတဲ့ကဖြတ်ပြီးတော့နောက်ဘက်ထွက်လိုက်တော့နောက်ဘက်ကကွင်းပြင်ကြီးရှိတယ်ဗမာလူတွေစိတ်ယုံကြီးအရှိဘက်ကကွင်းပြင်သေးပင်ကြီးတွေနဲ့ကွင်းပြင်ကြီးထဲမှာကလားကြီးကနွားကြောက်နေနွားအုပ်ကြီးဖွဲလို့နွားကြောက်နေတော့မမျောလင်မဲနဲ့ရန်သူမဟာမိတ်လေမြန်ကြီးကအုပ်ကြီးနဲ့ချီးလာပြီးတော့ဘုံနေချတယ်နွားကြောက်နဲ့ဟိန္ဒူကလားကြီးနဲ့ကြပြားကြီးသစ်ပင်ကြီးကပ်ပြီးတော့တရေပင်ကြီးကတ်နေချတယ်တရေပင်ကြီးကတ်နေတာဘုံကြီးကချလိုက်တော့ဘုံကြီးဘုံစံကြီးတွေပေါက်တော့သစ်ပင်ကြီးတရေပင်ကြီးကတ်နေတဲ့ဟိန္ဒူကလားကြီးလည်းခါမှန်လို့ခါကြီးကွဲပြတ်ပြီးတော့တုံလုံးပက်လက်ကြီးသေးနေချတယ်အဲ့ဒီထက်ကြောင်းနေတဲ့ကလားနွားတွေလည်းသေးနေလိုက်ကြတာဖွေလို့လူတွေလှဲသမားတွေရောနွားတွေရောကျိုးရဲ့ရောသေးကြပြစ်ကြမလျောက်ပတ်တဲ့မြင်ကွင်းတွေတို့လမ်းကျိုးတွေပေါ်လဲဥပင်တွေကသွားစင်းကြမ်းနေဘယ်ဟာနွားသားဘယ်ဟာလူသားမသိဘယ်ဥပင်ကလူဥပင်ဘယ်ဟာကနွားဥပင်မသိဘူးအဲ့ဒီထက်ဘုန်းကြီးမြင်ကွင်းကြီးတစ်ခုပြောကြည့်လို့မြင်ကွင်းတစ်ခုကဒီနေရာမှာဟိန္ဒူကလားကြီးသေးနေတာရဲ့မလှမ်းမကန့်ဘူးနွားမကြီးတကောင်ကမျိုးတွေနဲ့မွေးခွားကနေငယ်ဆဲဆဲရင့်မာနေတော့ကိုဝင်ကြီးနဲ့နွားမကြီးရဲ့ဘိုက်ကိုဘုံစံကြီးထိမှန်တယ်ဘုံစံကြီးထိမှန်တော့နွားမကြီးကပြက်လဲလိုက်တာကြလို့ဝန်းထဲကကလေးကအဲ့ဒီဘုံစံမှန်တဲ့အပေါက်ကထွက်ကြသွားတယ်ထွက်ကြသွားတဲ့ဟာလေးကိုထွက်ကြသွားတဲ့ဆိုနွားမကြီးကမသေးခင်သူကလေးလေးထွက်ကြသွားလာသိတော့တေးမဲ့ဆဲဆဲကိုအဲ့ဒီနေရာကိုကြီးမရမကလှုပ်ရှားပြီးတော့ထွက်ကြတော့ကလေးကိုလှမ်းပြီးတော့ရှာနေရက်ရှာသေးတယ်ဘုန်းကြီးမျက်စိရှိတယ်ခြံနဲ့ရဲပြီးတော့ရဲနဲ့နေပြီးတော့နွားမကြီးသေးသွားရှာတယ်။ဩမိဘမေတ္တာများကတော့သာသမီကိုပြင်းဖြတ်ကြည့်ကြတယ်တန်ရောစီခုခက်လူငယ်တွေကမိဘကျေးဇူးမသိကြဘူးမိဘတွေတော်လှန်ကြတယ်မိဘစကားနားမထောင်ကြဘူးမိုက်မဲလောက်ကြတယ်မိဘစိတ်မချမ်းသာအောင်ပြောကြတယ်ဆိုကြတယ်ဒါကြောင့်မို့လူငယ်တွေဟာအသက်လက်တိုးကြတယ်ချမ်းသာမှုလည်းမရှိဘူးသွားကြရသွားဘယ်သွားလို့သွားမှမသိအဲ့ဒီလိုမိုက်မဲကြလူငယ်တွေသူတို့လောကကြီးလူငယ်လောကကြီးပြည့်စည်နေဒါကြောင့်မို့သင်တို့ဒီယနေ့ကစရင်မိဘကျေးဇူးကိုဆက်ကြမိဘကျေးဇူးကိုဆက်နိုင်တယ်များဆက်ကြမိဘကျေးဇူးမဆက်နိုင်သေးကမှုမိဘစိတ်မချမ်းသာအောင်မလုပ်ကြနဲ့မိဘကျေးဇူးအလွန်ကြီးမားတယ်ဒီအကြောင်းကိုသိကြသေးခြင်းအကျုံးကယနေ့မာတုပောဒထဇတ်ကိုဟောခြင်းဖြစ်တယ်နော်ဒီတရားကိုဒီမင်္ဂလာပြုအသင်းတိုက်တရားဟောတဲ့ကဆရာတော်ကြီးဗျာအချိန်ရတယ်မြတ်အချိန်ယူပြီးတော့မိဘလူကျွေးတဲ့ဇာဟောကြားတော်မူပါလို့တောင်းပန်ထားတယ်အဲ့ဒီစကားလက်ခံပြီးတော့ယနေ့ဒီတရားဟောခြင်းဖြစ်တယ်နော်နတ်ပါညလည်းပဲဟိုမိုးကောင်းဖရာတရားပွဲရှိတယ်နတ်ပါညအဲ့ဒီမှာတရားဟောမယ်အဲ့ဒီနောက်တညမှာကဘာအေးမှာတရားဟောရကဘာအေးဘုန်းကြီးကြောင့်ပါမစိုးရင်လိုက်ဟောမယ်အဲ့မှာတရားတစ်မျိုးဟောမယ်ဆက်ခါနော်ကံကောင်းကြတယ်တို့ရန်ကုန်သူရန်ကုန်သားတွေကံကောင်းကြတယ်ဘေးရန်တရေကင်းဖို့လည်းဘုန်းကြီးကဘေးတရားတွေနဲ့လူတွေပါအကုန်လုံးမှွန်းပြီးတော့နေတယ်လောကကြီးရဲ့အခြေရေးနောက်ရေးကိုလည်းဘုန်းကြီးသိတယ်များပြောသွားတယ်စိတ်ချမ်းသာလို့
ဘုန်းကြီးကလူလောကကြီးသိချမ်းသာအောင်လုပ်ဖို့လာခဲ့တာနော်ဘုန်းကြီးအခုဒီမှာပဲခီးထွက်လာချက်ဒီငွေကြီးလူကမ်းဖို့လာတာမဟုတ်ဘူးပစ္စည်းလူကမ်းဖို့လာတာမဟုတ်ဘူးပူဇော်ကြော့ခံဖို့လာတာမဟုတ်ဘူးလူလောကကြီးတတ်နိုင်တယ်မြမိမိကိုကြီးစောင့်ရှောက်သွားမယ်ဟိုတော့ဒီဝေချက်နဲ့လာခဲ့ခြင်းဖြစ်တယ်နော်ယခုတရားပွဲသိပြီးတော့ခါလုံးဒီချိန်ဒီနေရာကစပြီးတစ်မျိုးလုံးမိဘေးစပြီးအန္တရာယ်ကင်းတော့ပဲရပွဲကြီးဆက်မယ်နော်အခုတရားပွဲအပြီးတတ်တော့မယ်တရားပွဲညီဟိုးကျုပ်လိုက်ကြဥက္ကခံတော်ဝသံသာရောကာမဂုဏေဟိတံယူတော်တတော်ဟံမောသနံဓာနိသရိတာမိပမောဒယံသံသာရောအဆုံးကိုလည်းမမြင်အစကိုလည်းမထင်ကျင်လီကစုံမျောကြရတဲ့ဘုံလောကအန္တဝါဤတန္တရာကြီးဒီကကာမဂုဏေဟိငါးပြာအာယုံကာမဂုဏ်အရှုပ်တရားယုတ်တော်တင်တန်ယူတော်ဘယ်ဘုံဘယ်ဘဝမှာမှအစတတ်၍မဆုံးနိုင်တခိုင်တည်းခိုင်မြဲရှင်တွဲပေါင်းစားအကြောင်းမပြတ်သည်ဖြစ်၍ဒုက္ခခံတော်ဝါဒုက္ခဟူ၍မြုံဝဲမတန်းချမ်းသာကင်းစဲဆင်းရဲတုံဆင်းရဲကြည်အစမှန်ဖြစ်၍နေတော့ဒီသာလင်ဒီဒါနီဣဒါနီဖျားဆုံးမဩဝါဒကိုခန္ဓာတေချာကောင်းစွာနာကြမှတ်သားရပြီးဖြစ်တော်ယခုလိုဤကာမျိုး၌တတော်ထိုဒုက္ခပေါင်းနှောင်ရင်ကြီးအတွင်မှလွတ်ကင်းသည့်ပမာချမ်းမြေ့ကြည်လင်စွာဖို့ဘုရားတရားတော်သိပြီနော်ယနေ့တည်တော့အချိန်ကစရတို့မိုက်မှားတဲ့လမ်းစဉ်တွေပယ်ရဆိုရဲ့မိဘကျေးဇူးမသိတဲ့စိတ်ဒီအတိတရားဝင်ကြဆိုရဲ့သာသမီများကိုလည်းငြင်းငြင်းသာသာဂိုင်းတွဲငြင်းငြင်းသာသာပြောဆိုရဲ့ဒီစပ်ကိုတွင်းကြမိဘကျေးဇူးသိရမယ်မိဘမပြတ်မဟုတ်ငေါငါမပြောကြနဲ့ချိုသာသောစကားကြီးမင်းညကပြောတဲ့ကြားရည်တစ်သက်မုတ်ခါရည်စကားလမ်းနဲ့ရင်တောင်ရနဲ့ပြေးရောက်တဲ့ဘုရားစကားကငြင်းငြင်းသာသာပြောနှုတ်ချိုးကရှိုးတစ်ပါးစကားမချိုသာလိုရာအမှုမပြည့်စည်သို့သောဝိရုဒဇတ်တော်လာသောစကားကဲ့သို့သာသမီဆိုဆုံးပါတော့ချိုးချိုသာသာပြောကြသာသမီဆုံးမိုးရဆုံးမရမှာငေါငါမပြောနဲ့ရိုက်နဲ့မဆုံးမနဲ့လူဆိုတာရိုက်နဲ့ဆုံးမရတာအလေးမဟုတ်ဘူးတချို့မိဘတွေကပြောမရရိုက်မယ်နဲ့ဆုံးမကြတယ်အဲ့ဒါမိဘမိုက်တယ်သူတို့ကိုယ်တိုင်ကအချိုးမကြဘူးသူတို့ကိုယ်တိုင်ကအချိုးမကြတော့သာသမီတွေဘယ်အချိုးကြမှာလို့ချိုသာသောစကားနဲ့ပြောရမယ်ချိုသာသောစကားဖြင့်ညင်တွဲညင်ညင်သာသာကြိုက်တွဲရမယ်ညင်ညင်သာသာပုံသွင်းရမယ်မှတ်ထားကြဒါကြောင့်မို့သားလိန်သမီးမမလဲရိုက်နဲ့ဆုံးမတော့မိဘရသားသမီးလိန်မလာလိမ့်မယ်မထင်နဲ့မှတ်ထားကြနော်နွားလို့ပုံသွင်းတော့နွားလို့ဖြစ်ကြမှာဒါကိုကိုယ့်ဘက်ကချုံရင်ချက်ကိုလည်းကိုယ့်ဘာကိုသိကြဒါမို့မိဘကျေးဇူးအထူးသိတတ်ရမယ်ဒါကြောင့်ဒုက္ခခံရောဝဒုက္ခဟူ၍မြုံဝဲမတန်းချမ်းသာကင်းစဲဆင်းရဲတုံဆင်းရဲကြည်အစစ်မှန်ဖြစ်၍နေတော့ဒီသာလင်းကြီးဒါနီဣဒါနီဖျားဆုံးမှာဟောဝါဒါကိုခန္ဓာသေးချာကောင်းစွာနာကြမှတ်သားရပြီးဖြစ်သောယခုလိုဤအခါမျိုး၌တတော်ထိုဒုက္ခပေါင်းနှောင်ရင်တွင်မှလွတ်ကင်းသည့်ပမာချမ်းမြေ့ကြည်လင်စွာစရိတ်သာမိကြောက်ရွံနှင့်နောက်တွန်လို့မဆုတ်တန်းအယောပဲကြည်အရေးပဲခန်းယောက်ျားမြတ်တို့အားဆွမ်းဖြင့်တကယ်တမ်းကြိုးပမ်းအထုတ်ပါတော့သတည်း